မင်္ဂလာပါရှင်ချစ်တော်လေးတို့ရေဆူစတိုရီ channel ကနေပြီးတော့စာရေးဆရာမကြီးကိုချင်းရေးသားထားတဲ့မွေးစားမေမေဆိုတဲ့ကြီးရဝတ္ထုဇာတ်လမ်းလေးကိုဖတ်ပြနေရပဲဖြစ်ပါတယ်ရှင်အရင်ပိုင်းမှာတော့မမီတယောက်ဆေးခက်ခံရလို့ဟိုတယ်အခန်းထဲကိုရောက်သွားတာနဲ့ပြီးဆုံးသွားခဲ့တာပဲဖြစ်ပါတယ်ရှင်နားတော်တာဆင်အားပေးကြပါအောင်နော်ဘယ်မှာလဲကွကျွန်တော်ဒီခန်းထဲတည်ချထည့်လိုက်တာပါအခန်း3နဲ့38နှစ်ကွဟာစောက်ပြတ်တနာပဲထက်ကိုသူ့စပင်းကိုလက်ဖြင့်ဆုပ်ကိုင်းဒေါသတကြီးပြောလိုက်သည်နန်းသည်အိမ်တော်ကြာသွားခြင်းမဟုတ်ဘဲကလေးတယောက်မွေးစားထားမှန်းသိသွားသည်နေမှစသူနန်းကိုနေတိုင်းလိုက်ခဲ့သည်လက်ထက်ခွင်ကိုမမောတန်တောင်းသည်သို့တော်နန်းကလက်မခံထို့ကြောင့်ယနေ့တွင်နန်းကိုဆေးခတ်ပြီးသူကိုယ်တိုင်လည်းဆေးခတ်ခံရဟန်ဆောင်ကမီဒီယာရှိနန်းကိုရအောင်ယူရန်ကြံစီထား၏သို့တော်သူခိုင်းထားသည့်လူကအခန်းမှာထည့်လိုက်သည်ဖြင့်ကမန်းကနန်းထို့အခန်းကိုပြေးရတော့သည်အခန်းတစ်ခါဖွင့်လိုက်ရာနန်းဟာအခန်းထဲမှာရှိမနေတော့ပေတွန့်ကျင်နေသောအိယာကိုသာတွေ့လိုက်ရ၏ဟောကွာထက်ကိုဒေါသတကြီးအော်ဟစ်လိုက်ပြီးသူတို့ဘက်ကိုလက်သေးဖြင့်တစ်ချက်ထိုးလိုက်။ရကန်ဒီမှတီးတီးလေးလွတ်သွားပြန်သည်။ထက်ကိုလက်ဘင်းမှနက်တိုင်းကိုခက်ကြမ်းကြမ်းဆွဲဖြုတ်ရင်ကားကိုခက်ပြင်းပြင်းအရှိန်ဖြင့်မောင်းထွက်ခဲ့၏။ဟောတော့ရဲရပဲခွေးမတော့ကရှေ့လာပိတ်။ကားရွှေတင်ပိတ်လာသောလူတစ်ယောက်ကြောင့်ထက်ကိုကားမှန်ကိုဖွင့်လိုက်သည်။လူကစိတ်မကြည်လာပါဘူးဆိုပဲအမှုသမားကကားရှေ့လာပိတ်တာလေ။ကားမှန်ကနေတစ်ဆင့်ခေါင်းထုတ်ပြီးဆဲဖို့အလုံးမှာသူ့ကားတကားကိုဆွဲဖွင့်လာသည်များ။ကားပေါ်ကဆွဲချခံပြီးကြမှာပဲ။ထက်ကိုဤခန္ဓာကိုယ်ပေါ်ကြောက်ရောက်လာတဲ့ဒုတ်ချက်တွေမှာအဆက်မပြတ်မိနစ်အချို့အကြာတွင်ဒေါက်တာထက်ကိုဒီလမ်းမပေါ်သွေးစာတွေနဲ့လဲကျနေပြီဖြစ်ကထိုမြင့်ကွင်းကိုတစုံတစ်ယောက်ကတော့ဖုန်းထဲကနေအရသာခံကြည့်နေခဲ့ပါ၏မမီတတိယပြီလားလမ်းမျက်လုံးပွင့်လာခြင်းဘေးတွင်သူမလက်ကိုကင်ထားသောမောင်ကိုမြင်လိုက်ရသဖြင့်အာယူပြီးထားလိုက်မောင်မမီကိုရေတစ်ခွက်လောက်ပေးလို့ရမလားရတာပေါ့မမီမောင်နှန်းကိုရေတစ်ခွက်ခတ်ပေးကခွန့်တိုက်လိုက်ပြီးနန်းဘေးတွင်ထိုင်လိုက်သည်ထိုင်ယုံမြမကမောင်တီတစ်ရှူးစာလေးယူပြီးမမီနှခမ်းပြမှရေးစားတို့ကိုနုနုညံ့ညံ့တုပ်ပေးနေသည်မောင်စိတ်ပူနေတာမမီရဲ့မောင်စကားကြတော့နန်းဤတွေ့တဲ့ပါတီပွဲညကဖြစ်ရသည်ပြန်လဲဝင်ရောက်လာ၏သူမတကိုယ်လုံးပူလောင်ကအမြင်တို့ဝေဝါးနေခြင်းရောက်လာသူမောင်လားတကိုယ်တည်းအတွေ့သည်နန်းဤမျက်ယုံတစ်ဖက်ကိုတဆစ်စစ်ကိုက်တက်လာစေသည်ပြန်တွေးဖို့ကြိုးစားမိသည်နှင့်ခေါင်းမူနောက်လာပြီးဘာကိုမှတွေးမရလူတစ်ယောက်ရောက်လာတာနန်းသည်ထို့နောက်ထိုသူနှင့်နန်းဘာဆက်ဖြစ်တယ်လဲတခုမှမမှတ်မိတော့ပေသို့တော်နန်းတေတေချာချာသိလိုက်သည်မှာသူမဆေးခက်ခံရပြီနန်းတုံရင်စွာဖြင့်မောက်ပခုံးကိုကိုင်လှုပ်လိုက်ပြီမောင်မမီကိုဘယ်မှာတွေ့တာလဲယင်ဟိုတယ်အခန်းထဲမှာလေမမီဘာနန်းဟာသူမပါဇက်ကိုအုပ်လိုက်ခါမျက်ရည်မြောက်ဝဲလိုက်နန်းဤလက်တွေမှာစိုးရိမ်စိတ်ကြောင့်တုံရင်နေသည်မမီဒီလိုတုံလုံးနေတာမောက်အတွက်မြင်ရခဲ့တဲ့နောက်ထပ်မြင်ကွယ်မမီမငိုပါနဲ့မမီဘာမှမဖြစ်သွားပါဘူးမောင်ရောက်လာတာအချိန်မီသွားတယ်မောင်နန်းဤလက်ကိုခတ်ဖောက်ဖောက်ဆုပ်ကိုင်းပြီးပြောလိုက်တော့နန်းဟာနေငယ်စိတ်အေးသွားပုံသို့ပေမဲ့စိတ်တအားချနေဟန်တော့မရှိဟုတ်လားမောင်တကယ်ဘာမှမဖြစ်တာလားတကယ်ဘာမှမရဲ့ဒါပေမဲ့ဘာဖြစ်လဲယင်မောင်ကိုမျက်လုံးဝါးလေးများဖြင့်စိုးရင်စွာမေးလိုက်သည်မမီပုံစံလေးကိုမောင်ဦးရမိပြန်သည်မမီကအဝတ်တွေအတင်းချွတ်နေတာမောင်တားလို့ကိုမရဘူးအိုးဒုက္ခပါပဲနန်းသူမနဖူးလေးကိုဖီးရင်ညှင်းညူလိုက်ပုံလေးမှာလေမောင်အတွက်ချစ်စရာကောင်းလို့သဖြင့်မောင်ပြုံးမိလေသည်မရှက်ပါနဲ့မမီရဲ့မမီသတိမိနေတာတရက်နီးနီးရှိပြီပိုက်စာနေမှာပေါ့နန်းဒီမောင်ကိုဘာတခုံးမှပြန်မပြောဘဲတခုခုကိုတွေးနေသဖြင့်မောင်နှခမ်းဆူလိုက်မမီအတွက်စားကြတော့ပြင်ပေးမယ်လို့ခက်ချွဲပြောလာသူကြောင့်နန်းဒီအတွေးစားကိုဖြတ်လိုက်ရပြီကျေးဇူးပဲမောင်ဟာခန်းထဲကထွက်ခန်းဒီနောက်ကိုပြန်လှည့်ကြည့်လိုက်ကမမီကိုဆေးခက်တဲ့သူမောင်ခဏပေးအိတ်ထားတယ်သူတလားလောက်တော့မထားနိုင်တော့ဘူးမောင်စကားကြောင့်နန်းဘာမှတောင်းပြန်မပြောနိုင်တော့ပဲပါဇက်လေးအဟောင်းသားဖြင့်ကရင်ထောက်ဝဲကြံခဲ့လေတစ်ဆက်တည်းနန်းနဲ့လန့်လာမိသည်တစ်ချိန်သူမမောင်ကိုမထိန်နိုင်တော့မှလည်းပူမိသည်ဆင်းချင်းချင်းဖြင့်လေဘင်းလေးကိုလက်ဖြင့်ပို့လိုက်စေအနေငယ်ဆက်ဖြင့်ခန်းစားချက်ကြောင့်မှန်နေထားကြည့်လိုက်တော့လေဘင်းမှာခက်ရေးရေးသားကျန်းတော့သည့်အမာရွတ်အကွက်လေးနန်းအလန်တကြားဖြင့်ဒါဘာအကွက်လဲထို့နောက်သူမအတွေ့တဲ့ဖြစ်ညစ်စဉ်းစားလိုက်ရသူမပကုံးကိုလှုပ်နိုးနေတော့မှထို့ပြင်မောင်ကိုသူမနမ်းလိုက်တာလားနန်းကောင်းကိုအချိန်ချင်းခါရမ်းလိုက်ပြန်သည်မဖြစ်နိုင်ပါဘူးငါထင်ရောင်ထင်မှဖြစ်တာနေမှာမောင်ကငါသမီးပဲသူငါ့ကိုဘာမှမလုပ်တော့ပါဘူးထိုအတွဲဖြင့်နန်းဟာသူမစိတ်ကိုနှစ်သိမ့်နေကြတာရပောင်းမလဲညစဉ်ညတိုင်းမောင်ဒီသူမကိုလာကြော့နေသဖြင့်နန်းထူးဆန်းနေမိကြော့တိုင်းလဲကာယကံဝစီကံမနောကံနဲ့ပြမမိရင်ခွတ်လွတ်ပါမှမိတယ်တို့ရမောင်ပြန်သွားတိုင်းနန်းအမြဲတွေးမိသည်မှာငါသမီးလေးကတော်တော်လိမ့်မာတာပဲ
ဟယ်လိုမမတီရတယ်မမတီမောင်လာခဲ့မယ်နော်မမတီကထူးထူးဆန်းဆန်းတွေ့ကျင်နေဆိုလို့မောင်ကိန်းစော်နေရမှာအပေါ်တဲ့အင်ကြီးထားဝေးမောင်နဲ့မမတီမတွေ့ဖြစ်တာတောင်လာအတော်ကြပြီမောင်လည်းပီယာနိုအတော်ကောင်းကောင်းတီးတက်နေပြီဆိုတော့မမီကမောင်ကိုတောင်မမေးပဲမမတီရဲ့တင်တန်းကိုရက်ပြစ်သည်မောင်စိတ်ကောက်ခဲ့ရပါသည်မောင်တေးချင်းဒီနေရာရောက်တော့တေးကထိုင်ကုန်တန်းလေးတွင်ထိုင်ဆောင်နေသည်မမတီအော်မောင်ရောက်လာပြီမမတီတို့တည်တာလဲကြပြီမောင်ကိုအရေးကြီးပြောစရာရှိလို့ပါမောင်တေးဤဘေးတွင်ဝင်ထိုင်လိုက်မိသည်ဘလို့စကားမို့ပါလဲပြောလေမမတီမောင်ဒေါက်တာနန်းမြင့်သစင်ကိုချစ်မိနေပြီလားမောင်ချက်ချင်းပြန်မဖြစ်ခဏစဉ်းစားလိုက်ပြီမချစ်ဘူးဆိုလေရကြမှာပေါ့မမီးကမောင်ပေါ်တကယ်ကောင်းပါတယ်တေးမျက်နှာသည်လုံးဝအလိုမကျပုံပေါ်သွားတာသိတာသည်ရန်သူတယောက်ကိုမောင်ချစ်မိနေတာအလိုကျခြင်းစရာလားတကယ်တော့ तू ကမောင်ကိုတကယ်မချစ်ဘူးအတုံးချနေတာဘလို့ तू ကမောင်ကိုတကယ်မချစ်ဘူးမောင်ကိုလက်စားချေခြင်းလို့အယုံသွင်းနေတာမောင်မျက်မှောက်ကျုံးလဲမမတေးစကားကိုတုံ့ပြန်သည်မမတေးပြောတာမောင်သိပါတယ်ဒါပေမဲ့မမီးကမောင်ပေါ်တကယ်ကောင်းတာပါမောင် तू ကတိတ်မာယာများတယ်နော်မမတေးသိတယ်မောင်လည်းသူ့ကိုလက်စားချေခြင်းနေရမလားမောင်မိဘတွေသူ့ကြောင့်တေးခဲ့ရလို့လေမတေးကဘလို့သိတာလဲမောင်မေးကြောင့်တေးခက်ရဲ့ပြုံးလိုက်ခါတကယ်တော့မမတေးရဲ့အဖေကနန်းမြင့်သစင်ရဲ့ရန်သူဟောင်းဦးဒေးဗစ်ပဲဦးဒေးဗစ်ဆိုတာမောင်ဖေဖေဦးဆိုင်အောင်ရဲ့အချစ်ဆုံးတငယ်ချင်းလွန်ခဲ့တဲ့10စုနှစ်တခုတည်းကဒေါ်နန်းမြင့်သစင်ရဲ့အဖေကမောင်အဖေဦးဆိုင်အောင်ကိုတတ်ဖို့ကြိုးစားခဲ့တယ်ဒါပေမဲ့မမတေးအဖေရဲ့အကူအညီနဲ့ဒေါ်နန်းမြင့်သစင်ရဲ့အဖေကတေးရတဲ့သူဖြစ်သွားတယ်လေကြားလိုက်ရသောစကားကြောင့်မောင်အံ့ဩမိသည်သူ့အဖေသေးရတာဦးဆိုင်အောင်ကြောင်းဆိုပြီးမောင်ကိုညှိုးနေတာဒါဆိုမမီးကမောင်သေးချတွဲမိသည်တေးပြောတာဖြစ်နိုင်သည်မမီသည်အညိုးကြီးသူအတ္တကြီးသူရက်ဆက်သူတည်းသူမုံရတော်သူနှစ်ယောက်၏သမီးဖြစ်သည့်မောင်ကိုကျွေးမွေးဆောင်ရှောက်ထားတာအကောင်းမဖြစ်နိုင်မင်္ဂလိဖြစ်သည့်မောင်ကိုကိုခံပညာရေးသင်ခိုင်းတဲ့ကမောင်သဘောပေါက်ခဲ့တဲ့သည်ထို့ပြင်မောင်စိတ်ကိုလည်းမောင်ပြရမည်မောင်မိဘများကိုတတ်ထားသူဟာမောင်ချစ်လို့မဖြစ်မမီကိုမောင်မုန်းရမည်မောင်သူ့ကိုလက်စားချစ်ခြင်းမမတီအဖေကကြိုက်တဲ့အချိန်အကူညီလာတောင်းနိုင်နေတဲ့ကျေးဇူးတင်ပါတယ်မမတီမောင်တစ်ချိန်အကူညီလာတောင်းပါပါဒါဆိုမမတီသွားတော့မယ်မောင်ထိုရမဆာမမီပေါ်ရင်ကလောက်မချွဲတော့သလိုတိတ်လဲအနေမနီးတော့ပြီမောင်ကိုကယူမဆိုင်တတ်တဲ့မမီဟာတိတ်တရီမထားမြဲသူမအလုပ်ဖြစ်တာသူမရှုံနေမောင်ကတော့မမီကိုမြင်တဲ့လက်စားချေလို့စိတ်နဲ့အမုန်းတရားတို့သည်တနေ့ထက်တနေ့ပုံမိုကြီးထွားလာနေသည်ထိုအမုန်းတရားတို့သည်9နှစ်ကြာတဲ့တနေ့တခြားတိုးပွားစုပုံလျက်အမြင့်ဆုံးအချိန်လေးတို့ကူးပြောင်းသွားလောက်ပြီအချိန်တို့ကမြန်ဆန်လွန်းလာ၏မောင်ပွဲရခဲ့ပြီမမီသည်မောင်ကိုပွဲဝစ်ဆုံးနဲ့မြင်ရတာအတော်လေးဂုဏ်ယူနေပေါ့ဂုံယူသည့်ထက်သူမသွင်းသည့်ပုံစံခွက်ထဲရောက်လာပြီဆိုကကျေနပ်နေပုံပိုပေါ်၏ဒေါက်တာအေဂရီမာဟူ၍ဖြစ်လာပြီဆိုတော့ညာမောင်ရီမန်းချက်ကဆရာဝန်ဖြစ်လာဖို့မဟုတ်မမီးကမောင်ကိုပွဲရတဲ့နဲ့သူမစိတ်ယုံနေအလုပ်လုပ်ခိုင်းသည်မောင်မမီးရှင်ဟန်ဆောင်နေရတော့လဲတိတ်တော်မကျေနပ်လာပါသို့တော့မောင်ထုတ်မပြောမောင်အကြံစီမကြမီအောင်တော့မိမှုကြိတ်ပြောနေမိယနေ့ဒီကနန်းဤ43နှစ်ပြည့်မွေးနေနန်းဒီလူချုပ်တာမကြိုက်ပဲတတိတခြားနေတတ်သူမို့ဘယ်တော့မှမွေးနေပွဲမလို့တတ်တို့အားပဲတတိတရကိတ်ခွဲပေးနေရသည်ယနေ့တင်တော့မောင်ဟာနန်းကိုဟိုတယ်၌စပရိုက်လုပ်မိဟုစီစဉ်ထားသည်ဖြင့်တတ်တို့မောင်ပြောသောဟိုတယ်ကန်း၌ကျူဆောင်နေလိုက်ကြသည်နန်းဤဆိုင်သည်ရခင်ကအမြဲလိုလိုတတ်တော်ဆောင်များပြည့်နေသည်ယခုနောက်ပိုင်းနန်းလည်းအေးချမ်းချမ်းနေခြင်းသည်မို့အိမ်၌တတ်တော်ဆောင်သိမ့်မထားတော့မောင်ရှိသည်ဟူသောစိတ်ဖြင့်မောင်ကိုယုံသောစိတ်တို့ဖြင့်နန်းပေါ်ဆနေမိသည်နန်းသူမအခန်းထဲရှိမိခင်တတထဲမှစာရွက်အချို့ကိုကြည်ရင်ပြုံးနေမိသည်မောင်ကဘွဲရပြီးမို့နန်းမောင်ကိုလုပ်ငန်းကျွမ်းကျင်အောင်လေ့ကျင့်ပေးမိတစ်ချိန်ကျသူမ၏ဆေးရုံကြီးကိုစက္ကန့်သူဖြင့်မောင်ကိုလွှဲပေးဖို့တွေးထား၏တဖန်သူမမရှိတော့သည်နော်တော်ဝင်သစဉ်ဆိုင်အိမ်ကြီးကိုလည်းတတ်နှင့်မောင်အတွက်ပေးမိသူမပိုင်ဆိုင်မှုထဲမှအချို့အားမောင်ကိုလွှဲပြောင်းကြောင်းအားလုံးစီစဉ်ထားကထိုညပင်မောင်အားအတိပေးဖို့တွေးထားသည်အချိန်မှညနေ6 နာရီနန်းအိမ်အောက်ထပ်တွင်ရောတအိမ်လုံးတွင်မှဘသူမှမရှိသဖြင့်လိုက်ရှာနေမိသည်ထိုစဉ်မွေးနေ့ကိတ်လေးကင်ကဝင်လာသည်မှာHappy birthday to my mommy ဖျောင်းနိုင်လေးမဟုတ်ပေးပါအောင်မမီမောင်ကအပြုံးလေးဖြင့်ပြောလိုက်ရင်နန်းပချိုင်လေးများပေါ်သည့်အထိပြုံးကမောင်နာကတ်သွားမောင်ကိတ်ကိုလွှတ်ချလိုက်သည်ဖြင့်မောင်တဆက်တည်းသူမနောက်မှနေသူမ၏နှထင်အားတရက်ဖြင့်လာချင်းရွဲသူတယောက်နန်းကြည့်လိုက်ရာတေးဆက်သွင်းမောင်ကရည်နေသလိုရှေ့တကားပေါင်မှအလူတယောက်ကသူ၏နောက်လိုက်များဖြင့်လက်ခုပ်တီးကဝင်လာ၏ဒေါက်တာနန်းမြင့်တဲ့ကျုပ်ကိုမမေ့ရလားဒေးဗစ်ရှင်ဒီယိုမင်းရဲ့မွေးစားသမီးလေးအကုန်ကြီးနဲ့ရောက်လာလေဒါနဲ့မင်းလူတွေသေးပြီနော်အခုမင်းဆိုင်အိမ်တော်အိမ်မှာငါလူတွေကြီးပဲနန်းဤမြဝန်းအစုံတို့ပြုကျဲသွားရသည်နန်းမြင့်တဲ့မင်းတော့လူယုံတက်လို့သေးရတော့မယ်
နန်းအခြေအနေကိုနားလည်လိုက်ပြီသို့တော်လက်မခံခြင်းသဖြင့်မောင်ဘက်ကိုအာကိုတကြည့်ကြည့်မိသည်မောင်ဒါဘာတွေလဲမောင်မဲပြုံးလေးပြုံးကပခုံးလေးပင်လဲနန်းဤမေးပြကိုလက်ညှိုးဖြင့်တစ်ချက်တို့၏မွေးနေ့လက်ဆောင်လေးဒေါ်နန်းမြင့်သစဉ်မောင်ခမည်းပါဇက်ကကျမနာမည်ကိုမခေါ်နဲ့တနာတယ်ခမည်းကလူသက်သမားပဲဒေါ်နန်းမြင့်သစဉ်မောင်ကြီးမောင်စကားတို့သည်နန်းဤရင်ကုန်မီးနဲ့ထိုးနေသလိုခမည်းတိတ်ကိုရှော့တွက်တာပဲဒေါ်နန်းမြင့်သစဉ်ကျုံမိပါတွေကိုတတ်တဲ့သူကိုကျုပ်ကမမီဆိုပြီးတစ်သက်လုံးကျွန့်ခံမဲ့ထင်နေရလားနန်းဘာမှပြန်မပြောနိုင်အော်မှုတို့ကြောင့်သူမလည်းမျိုးရင်းအလုံးကြီးလားဆိုထားတဲ့ကဲ့သို့ပဲနန်းငိုချင်နေသည်မောင်ကိုချစ်ခဲ့ယုံကြည်ခဲ့တော့လေမောင်ကသူမကိုသစ္စာဖောက်ပြီးသို့တော့နန်းသည်မျက်ရည်မကျအောင်ထိန်နေသည်ငါအမေနဲ့ညီမရောဟိုတယ်မှာစိတ်မပူနဲ့ဒီလေးတို့ဘာမှမလုပ်ဘူးခမားနဲ့ပဲစရင်ရှင်းမယ်နန်းသည်ဘာမှမပြောဘဲအနှဲငယ်စိတ်အေးသွားပုံဖြစ်သွား၏မမေနဲ့ညီမလေးဘေးကင်းနေဆိုတော်သေးတာပေါ့ညာမယ်လို့တော့မထင်နဲ့နော်ဒေါ်နန်းမြင့်သစင်ခမားမွေးခဲ့တဲ့ကြာခမားကိုအစိမ့်လိုက်စားတော့မှာပဝန်းကျင်တခွန်သည်တိတ်ဆိတ်ငြိမ်သက်နေတိတ်ဆိတ်လွန်သဖြင့်ပိုက်လိုင်းပေါ်မှတစ်ဆက်ချင်းကြသည့်ရေတံကိုပင်ကြားနေရသည်တဖန်ချိုးချိုးချွတ်ချွတ်အတန်များကြောင့်နန်းပဝန်းကျင်တခွင်ကိုမျက်စိကစားလိုက်သည်ဆန်အိမ်မြောက်ခန်းထဲတွင်မောင်းကနန်းကိုကျိုးများဖြင့်တုပ်ပြီးဖမ်းဆီးထား၏ကျိုးများတင်းလို့သဖြင့်နန်း၏အသားနုနုလေးများမှာပွန်းပက်ပြီးသွေးတောင်ထွက်နေပြီမိမမေလေးထုံးထားသဖြင့်အလင်းရောင်နှင်းငယ်ရှိသည်အချိန်ကြည့်ရတာည8 နာရီ9 နာရီတော့အနည်းဆုံးရှိလောက်ရောပေါ့နန်းနေ့လေတွေကအလှုပ်ရှင်နေသဖြင့်ဘာမှမစားရသေးသလိုရေတပေါက်တောင်မတောက်ရသေးရအောက်ကောင်းတစ်လျှောက်6ကန်နေသည်မြေရောက်ခန်း၏တမန်တလင်းကျန်းကင်းပေါ်တွင်နောက်မှတန်တိုင်းဖြင့်တွဲ၍နန်းကိုကျိုးတုပ်ထားခြင်းဖြစ်ရာအေးလာသဖြင့်နန်းနှက်ခမ်းတောင်ပြနေပြီလားမသိမျက်စိကတစ်ချက်ပြသွားသဖြင့်အသိစိတ်သွင်းနေတော့မြေရောက်ခန်းတကားပွင့်လာကမောင်ကသူမနန်းတလန်းချင်းလျှောက်လိုက်ထို့နောက်မောင်နန်းရှည်တွင်တူတစ်ဖက်ထောက်ထိုင်ချလိုက်သည်နှက်ခမ်းတွေပြနေရပဲချမ်းလို့လားနန်းဘာမှပြမဖြစ်မောင်ကိုတောင်မကြည့်ပဲမျက်နှာတစ်ချက်လွှဲလိုက်သဖြင့်မောင်သည်နန်း၏မျက်နှာနုနုလေးကိုခက်ချမ်းချမ်းသူမပဲလှည့်လိုက်လေသည်နူးလိုက်တာဒေါက်တာနန်းမြင့်သစင်ရဲ့ကြည့်ပါဦးနိုင်ပိုင်းတွေလူကဖြိုဖက်သွားတာပဲတောင့်ထားအောင်လေအခုမှစတော့မစရသေးတာနန်းဒီမောင်ကိုစိတ်တိုးနေပုံအကြည့်ဆူဆူတို့ပြင်ကြည့်လိုက်စိတ်တိုးနေတာထက်စိတ်နာနေတဲ့အကြည့်ဆိုပိုမှန်ပြီတို့ရမောင်နန်းဤပါးနှစ်ဘက်ကိုဆွဲညစ်လိုက်သည်မကြည့်နဲ့ကျုပ်ကိုအဲ့လိုမကြည့်နဲ့ခမည်းအခုကျုပ်ရဲ့အကျဉ်းသားပဲမောင်ကပြောလေနန်းဤအကြည့်တို့ကပိုဆူရှာလာလေဖြစ်၍မောင်ပြန်ထလိုက်ပြီးတန်တိုင်းနဲ့ကတ်ချီထားသောကျိုးတို့ကိုဖြည့်ပေးလိုက်သည်နန်းဤလက်နုနုလေးများတွင်ကျိုးကြောင်ထွက်လာသောသွေးစားတို့ဖြင့်ရဲနေမတ်တရက်ဖို့ရိုင်းနေသောနန်းကိုမောင်ထိုခန်းထဲရှိဂရင်မောဆွဲခေါ်သွားတော့နန်းမျက်လုံးလေးမှာထိတ်လန့်မှုကြောင့်အနေငယ်ဝိုင်းဆက်သွားသည်အေဂရီမောင်ဒါဘာလုပ်တာလဲနန်းအလန်တကြားမိလိုက်ချိန်မောင်သည်နန်း၏လက်နှစ်ဖက်ကိုအတန်ကြိုးများဖြင့်တုံနေမှာခက်ထိတ်ထိတ်ပြုံးရင်းပြန်ပြေးလာသည်စောင့်ကြည့်လေလက်နှစ်ဖက်ကိုအတန်ကြိုးများဖြင့်တုံတော်မကမောင်ဟာနန်းကိုဂရင်မောမှထမရစေဖို့ရန်လက်နှစ်ဖက်ကိုအပေါ်မြောက်စုတုပ်ထားသည့်တန်ကြိုးကိုဂရင်ကောင်းရင်းနန်းရရှိချိတ်ကြီးတွင်မှတွဲချီသည်ထို့နောက်အေဂရီမောင်သည်နန်း၏မေးပြားလေးကိုသူမ၏လက်ချောင်းများဖြင့်ခပ်ဖွားဖွားထိကင်လာကခနဲ့ပြုံးတစ်ခုဖြင့်နန်းကိုခြောက်လှန်လာ၏မကြောက်ပါနဲ့ဒါပထမဆုံးချိန်မှမဟုတ်တာမင်းဟိုဘဲကြီးမွေးနေ့ညတော့ဟာဒေါက်တာနန်းမြင့်သစဉ်ဆေးမိသွားတာကိုဟောဒီကအေဂရီမောင်ပဲကဲတင်ပေးခဲ့ရတာလေကဲတင်နေဆိုတဲ့စကလုံးသည်နန်း၏မျက်လုံးလှလှလေးတွေကိုနီးရဲသွားစေပြန်သည်နှကမ်းပြားလေးတွေပါတုံရင်လာကနန်းဟာစိုးရိမ်ပူပန်မှုတွေကြောင့်တကိုယ်လုံးလဲအေးဆက်လာ၏နန်း၏ထိတ်လန့်မှုတွေအမူအရာနဲ့ဖော်ပြလို့မရလောက်အောင်ကိုစတဲ့တိုးလာခြင်းအေဂရီမောင်သည်နန်း၏လေတံရွရွကိုခက်ကြမ်းကြမ်းညှစ်ကင်ပြန်သည်ဒေါက်တာနန်းမြင့်သစဉ်အတွက်အချောက်တရားဆိုတာဘာလဲကျုပ်ကဒီညပြပေးမယ်စကလုံးစုံနဲ့နန်း၏မျက်လုံးလေးများမှာဝိုင်းဆက်ပြူကျလာသည်နှကမ်းဖူးဖူးလေးများသည်ခက်ဟာဟာအနေထားမှသည်အန်ကျိတ်သည်အနေထားသို့ပြောင်းလဲသွားကရင်ဆုံးမှလိုက်ဖို့လာ၏အယုတ်တမနှကမ်းပြားလေးမှနာကြီးမုံဒီစွာထွက်လာသည့်အယုတ်တမဆိုသောစကားကြောင့်မောင်ဟက်ကနေရင်မိသည်ခက်မြတ်မြတ်ထွက်လာသည့်တန်ဟာမားထန်းခြင်းနေရမောင်သည်အနီးစပွဲပေါ်မှတိတ်ခွေကိုယူပြီးနန်းပါဇက်ကိုတိတ်ဖြင့်ကပ်သည်နာကြီးတယ်ရှ်ပါဇက်ကိုတိတ်ကပ်ခံထားရပြီမယ်မောင်ကိုကြည့်တယ်မမေ့ကြည့်တယ်မှာအမုန်းတရားတွေပြည့်ညံ့နေလိုက်တာအဲ့ဒါလောက်တောင်မောင်ကိုမုန်းတာလားဒါမှမဟုတ်သူတန်ဖိုးထားပါပဲဆိုတဲ့အရာကိုမောင်ကအလွယ်တကူချွေယူလိုက်လို့လားမမေ့ခန္ဓာကိုယ်လေးဒီအားနေနေတော့ညလဲမမေ့ကြည့်တွေမာကြောနေတာကိုတော့မောင်သိတ်အလိုမကြဒါပေါ့ဒီမျိုးသမီးကတိတ်ကိုမန်းမန်းနာတင်းတဲ့မျိုးသမီးဘလို့အနေထားရနေပါစေသူ့မာနကိုတစ်စက်မှမချမဲ့အမျိုးသမီးဒီလိုမိမမျိုးရဲ့အကျော်ကိုမောင်နဲ့လောက်ထက်လျှော့ပေးခြင်းမိသည်မောင်ဒီမမီကိုဂရင်မော်ကနေဂရင်အောက်သို့အကြံပရန်ဆွဲချသည်
လွမ်းလျာအာရုံနေတဲ့ဖြင့်မမီဟန်မှာထိုင်ဖို့ပင်အတော်ခက်ခဲနေသည်ဒေါက်တာနန်းမြင့်သစင်ဒီကြာဘုတ်ကိုသိသလားဒါကိုမှတ်မိလားဒေါက်တာနန်းမြင့်သစင်ဒါခမားကျုပ်ကိုငငယ်ကရိုက်ခဲ့တဲ့ဟာလေနန်းဒီမျက်လုံးတို့ကိုမနှဲအာရုံဖွင့်ကမောက်အားကြည့်နေရ၏မောက်လက်ထဲမှာကြာဖို့တချောင်းပဲခဝဝဖြစ်နေသောမြင်ကွင်းနဲ့နန်းဒီသူမကိုပြုံးပြီးကြည့်နေသည်မောက်ကိုတော့ရှင်းလင်းနေအောင်မြင်နေရသည်အော်ဒါတော့မဟုတ်ဘူးဟိုအားကျိန်လုံးသည်ဒါကတော့ကြာဖို့အကြီးပေါ့မောင်ဒီစကားဆုံးဆုံးချင်းနန်းလက်နှစ်ဖက်ကိုအနည်းရှိတန်းနေတွေကကျိုးဖြင့်တုံပြန်သည်နာမနာဆန်းကြည့်အောင်သူမကြောပြမောကြောက်ရောက်လာသည့်ကြာဖို့တန်းကြောင့်နန်းအန်ကျိတ်လိုက်မိရွှေပေါ်မြတင်နုနယ်စွာကြီးပြင်းလာရသောနန်းမြင့်သူစီထိုကြာဖို့တန်းကိုခံနိုင်မည်မဟုတ်ပါဆယ်ချက်ခန့်စက်တိုက်ရိုက်ပြီးတဲ့နောက်နန်းဟာအတော်လေးမြော့ခွေလာသည်တနေ့လုံးအစာရေစာဖြတ်ခံထားရသည့်တန်းအပါဝင်လွန်ခဲ့သောနိုင်ပိုင်းကမောင်ပေးခဲ့သည့်တန်းတို့ရောနှောရုံမကယခုကြာဖို့တန်းတွေပါပေါင်းဆက်လာပြီဖြစ်နန်း၏ခန္ဓာကိုယ်ခန့်နုနုသည်ခန္ဓာရည်ကုန်ခန်းလာပုံရသည်နေပါဦးအစပဲရှိသေးတာကိုသတိလစ်မသွားနဲ့အောင်လေမျက်လုံးဝမ်းဝမ်းလေးတွေမပွင့်ကျင်တော့ပါမောင်မမီးကပျော်လွန်သည်မောင်အားမရလိုက်တာမောင်ငငယ်ကဆိုလဲအရိုက်ခံနေကြပဲအခုလိုခဏလေးနဲ့ပျော့ခွေမသွားပါဘူးကျုပ်ငငယ်ရလေခမရရိုက်ခဲ့တာပဲမလားနန်းသည်ချင်းတောင်ခံထားရသောလက်သီးလေးတစ်ပတ်ကိုကြစ်ကြစ်ဆုပ်ထားမိသည်နန်းကိုအညိုးတေးထားခဲ့တာပဲဒီကောင်မလေးကနန်းကိုကလေးဘွားတွေကတေးထားခဲ့တာပဲငယ်စဉ်ကရိုက်ခဲ့မှုတဲ့ကျိန်လုံးရခတ်သေးသေးတွေကိုအေဂရီမာဟာအခုချိန်မှာတေးရပါကြဖို့ရနဲ့အပြန်အစားတို့ကနန်းကိုကလေးစားချေနေပြီအပြင်ကအနာထက်နှလုံးသားထဲကအနာကပို့ဆို၏ချစ်မိတော့မဲ့အချိန်ကြမှာချစ်ရမယ်သူဟာနန်းကိုအမုန်းကြီးမုန်းနေသည်နန်းကိုတန်မိုးမဲ့အောင်လုပ်သည်မျက်ရည်များစီးကြလဲသူမပြုသမျှနုနေရသည့်နန်းကိုကြည့်ပြီးမောင်ရင်ဘတ်ထဲကြည်နေမစုံတော်ဝင်ဆိုင်သခင်မအခုတော့မောင်လက်ခုပ်ထဲကရေးဖြစ်နေသည်နောက်ထပ်တစ်ချက်ကြားရောက်လာသောကြာဖို့တန်သည်နန်း၏အသေးစိတ်ကိုခန္ဓာကိုယ်နှင့်ပိုင်းခြားလိုက်သည်အနှဲငယ်ကော့တက်သွားသောကြောပင်လေးနောက်တွင်နန်း၏မျက်လုံးတို့သည်ပြာနှံကအသေးစိတ်သည်လည်းအဝေးတင်နေရသို့လွန့်ထွက်သွားလေပြီငါမှပဲမလေးဘာလို့ငါတို့သွားခွင့်မပေးရလဲတဲ့သူတို့ကိုဟိုတယ်မှာထုတ်ခွင့်မပေးသည့်ထိုသူအားစိတ်တို့ဒီလေးတန်းလေးဖြင့်မေးနေသည်မမလေးကဘသူ့ကိုမှအပြင်ပေးမထွက်ရဘူးဆိုလိုပါမောင်ကလားမောင်ဘာတွေလုပ်နေရလဲတဲ့စိတ်ပူစွာဖြင့်ရေရွတ်လိုက်တော့ဒေါ်သီရိနွယ်ကမျက်နှာလေးအတော်လေးမကောင်းမောင်ကိုနန်းမွေးစားခဲ့တဲ့နေ့မှဆိုလေသူမအနှဲငယ်စိတ်ထင်နေသည်ဆိုင်းအောင်ကိုသားရင်လို့ချစ်ခဲ့တော့လဲဆိုင်းအောင်ဤစိတ်တက်ကိုသူသိသည်ဧကရီမဟာအဖေသူသမီးဖြစ်နေခဲ့မှာကိုဒေါ်သီရိနွယ်စိုးရိမ်နေကြတာဘယ်နှစ်တောင်ရှိခဲ့ပြီလဲသူမရဲ့စိုးရိမ်မှုတွေအခုတော့တကယ်ဖြစ်လာပြီလားမောင်ရဘာတွေလုပ်နေရလဲကွာတဲ့စိတ်ပြက်လက်ပြက်ထက်ရေးရွတ်ပြန်၏မောင်ဘာတွေလျှောက်လို့နေမှမသိနန်းနဲ့လည်းအဆက်သွဲမရကန်ဆိုးစွာဖြင့်ချမ်းကလည်းနိုင်ငံခြားရောက်နေရဘာဆိုဘာမှကိုမသိရငါ့အမအဆင်ပြေရလားဟမ်ငါ့အမကိုဘာလို့ဆက်သွဲလို့မရတာလဲဒေါ်နန်းမြင့်သစင်ဟာမောင်လက်ထဲမှာရှိနေတယ်ဖြေလိုက်သူမှတေးဆက်သွဲဟိုတယ်ခန်းထဲဝင်လာသည့်မိန်းကလေးသည်တဲ့၏မျက်ခုံးအစုံကိုတွန်းချိုးသွားစေသည်မောင်ဆန်းရဆရာမကဒီကိုဘာကိစ္စနဲ့မင်းကတက်အတွေးမဆုံးလိုက်ပါတေးဆက်သွဲသည်သူမကိုသူမအနှစ်နှစ်ချိုင်မိတ်ဆက်လာသည်ကျမတေးဆက်သွင်းမယ်ဒေါ်တက်လျာသစင်တိမှာပါတဲ့၏မျက်နှာသားသည်တင်းတက်တင်လာကတီလိုစိတ်တွေမှလည်းအဖြစ်ရှင်းမကမောင်နဲ့ကိစ္စရှင်းနေတယ်ရှင်တို့ကတော့ဒီမှာအေးစစင်းနားနေလိုက်အောင်တေးဆက်သွင်းသည်ခက်အေးအေးစကားတခွန်းသာဖြစ်ပြီးထိုနေရာမှထွက်သွား၏တဲ့ရင်ဘက်ကိုဖိသလိုတော့တိရိနွယ်မှလည်းဖျားတာနေရပြီသမီးကြီးဘာမှမဖြစ်ပါစေနဲ့ဖျားနန်းတို့လလာချင်းရှိသမျှအင်အားသုံးကကုန်းထားလိုက်ခန္ဓာကိုယ်အနှံ့မောင်းကြောင်နာကျင်ကြိုက်ခဲနေသလိုနောက်ကျောသည်လည်းကြားဖို့တန်းကြောင်အတော်လေးနာနေသည်အိမ်မက်လားမျက်လုံးတွေမှလည်းမပွင့်ကျင်နေရအတင်းတွန်းလန့်ပြီးဖွင့်နေရသည်မလှုပ်ရှားကျင်သောခန္ဓာကိုယ်လည်းအတင်းလှုပ်ရှားခိုင်ကအိမ်မက်ဆိုရင်ချက်ချင်းနိုးထလာဖို့ရုန်းကန်မိသို့သောအိမ်မက်မဟုတ်ခဲ့ပါနန်းထိုင်လိုက်သည်နှင့်သူမအိမ်နေသောကလေးရှိသည်မောင်ဒီကလထိုင်တလုံးဖြင့်ထိုင်နေကတောက်လက်စာဝိုင်းခွက်ကိုချပြီးတန်ကြိုးလေးကိုဝဲလျက် Shall we start again, mommy? Shall we start again, mommy? တန်ကြိုးလေးကိုလွှဲရင်သူမနန်းလျှောက်လာသည်မဟုတ်နန်းမျက်နှာသေးဖြင့်သာကြည့်နေမိသည်မောင်ကိုနန်းအတော်စိတ်ပြတ်ပါသည်စိတ်ပြတ်မှုတွေယွန်းရှာမှုလဲနှောကြည့်နန်းလဲဝန်ခံပါသည်တခါတည်းမောင်ဘောသမီးလေးတယောက်ထက်ပိုမိသည်သို့သောနန်းအသိစိတ်ဖြင့်မိမိကိုယ်ကိုသတိပေးသည်မကြော်တင်သောစီကိုနန်းအတက်တိုင်းဆုံးစောင့်ထိန်ခဲ့တော်လေမောင်ကတော့နန်းပေါ်ယုံမှရခဲ့သည်နန်းရည်သက်မပါသောထိုအကြီးထိုပုံစံကြောင့်မောင်မသိမသာမျက်မှောင်ကြုံမိမသိကြအောင်ဆောင်ပြီးနန်း၏လက်များကိုတန်ကြိုးဖြင့်ခတ်တော့နန်းကမငြင်းမိ
မောင်တော်မကြည့်ပဲမောင်လုံးသမျှခိုင်းရအစင်းသင့်ဖြစ်နေပေါ့နန်းဤပုံစံကိုမောင်တည်သည်နန်းမောင်ကိုအတော်စိတ်ပြတ်နေပြီနန်းကိုကလေးစားချစ်ချင်းစေရောသူမရမက်စိတ်ကိုပါမထိန်နိုင်ခဲ့တဲ့ပြင်မောင်မလုံးတင်တာလှုပ်ခဲ့မိမှန်းစင်ကျင်မိလိုက်သည်မောင်နောင်တရသည်တိုးတော်သူမနောင်တကိုနန်းအားမသိစီလို့မျက်နှာကိုခက်မက်မဲ့အနေထားမှာခက်ပြုံးပြုံးအနေထားသို့ပြောင်း၏ဘာလဲဒေါက်တာနန်းမြင့်သစဉ်သဘောကျသွားလို့ငြိမ့်နေတာလားမောင်စကားကိုနန်းမတော့ပြန်ပါမောင်ကိုတစ်ချက်သာကြည့်ပြီးအကြည့်ပြန်လွှဲသွား၏မောင်ဒေါသတကြီးဖြင့်နန်း၏ပခုံးကိုစုပ်ကိုင်လိုက်သည်ခမားမှာကျုပ်ကိုစိတ်ဆိုးခွင့်မရှိဘူးခမားကကျုပ်ရဲ့အချင်းသားပဲထို့နောက်မောင်သည်နန်းကိုကလေးမောဆောင်တွန်းချကအခန်းထဲမှထွက်ခဲ့လိုက်သည်မောင်ထွက်သွားပြီးနောက်နန်းတက်ပြင်းအသာချမိသည်သူမမွေးခဲ့သောကြသည်သူမကိုပြန်စားနေပြီနန်းမောင်ကိုအထင်သေးခဲ့မိသည်မောင်ကလေးဘွားကမောင်ပေါ်သူမတင်းကျပ်လွန်ခဲ့တော့လေမောင်အရွယ်ရောက်လာတော့နန်းမောင်အားတန်ရောစင်တွေကမောင်မျက်နှာတစ်ကဘာဖြင့်မောင်တို့ပြဖြည့်ဆည်းပေးခဲ့၏နန်းမောင်ကိုမွေးစားခြင်းသည်မောင်မိမအများ၏အပြစ်ကြွေးဆက်ခိုင်းရန်ဟုဆိုခဲ့တော့ညတကယ်တော့နန်းမောင်ကိုတနာစိမ့်ကြောင့်လဲပါသည်မိဘမရှိတော့သည့်ကလေးလေးတစ်ယောက်ကလောကရင်းမြေသို့ရက်တည်မိနီနန်းထိုအဖြစ်ကိုလက်ပိုက်ကြည့်မနေနိုင်ပါနန်းထိုကရင်ထက်နိုင်ပင်အသက်မပါသားဖြင့်ထိုင်နေစေအခန်းတကားဖွင့်ကားဝင်လာသောတေးဆက်တွင်ဒီကနန်းရှိသို့လျှောက်လာကမဲပြုံးလေးဖြင့်ဒေါက်တာနန်းမြင့်သစဉ်ရဲ့ကြည့်ပါဦးတနာစရာကောင်းလိုက်တာနန်းတေးကိုတော့ဝါစားမတဲ့မျက်လုံးများဖြင့်ပြန်ကြည့်လိုက်ရဒီလောက်ဖြစ်နေရတော့မလျှော့သေးဘူးပဲတေးနန်း၏ပခုံးမနေနန်းကိုစုပ်ကိုင်ကသူမရှိနဲ့မတ်တက်ရက်စီလိုက်ပြီရှင့်ကိုရှင်ကြည့်ပါဦးကျမလက်လေးနဲ့အသာဆွဲလိုက်တာတော့ပါလာတဲ့အခြေအနေပဲနန်းခက်ပြမြောက်နေထားဖြစ်နေသည်ကိုတေးကလှောက်လိုက်သည်တေးလွတ်ချလိုက်တော့နန်းကျမ်းပေါ်သို့ထိုင်လဲကျသွားလေသည်အိုးဒေါက်တာနန်းမြင့်သစဉ်ကဒီလောက်ပြော့တာလားတေးသည်ခက်ရွရွဆိုရင်နန်း၏ရှေ့သို့ဒူးထောင်နေထားပြင်ထိုင်လိုက်ကရှင်လဲရှင့်ဖေလို့ရှုံးသမားဖြစ်မှာပဲထိုစကားကိုကြားတော့နန်း၏နှခမ်းသည်တိသားစွာတုံးဤလာသလိုနန်း၏အကြည့်တို့မှလည်းပိုမိုဆူရှာလာသဖြင့်တေးအတန်ထွက်ပြီးလှောင်ရည်မိသည်ထိုစဉ်တေး၏မျက်နှာကိုနန်းကတတွဲဖြင့်ထွေးလိုက်ကမင်းပါဇက်ကငါအဖေကြောင့်ပြောစရာမလိုတုံးရင်နေသောဒေါသတန်ဖြင့်ပြောလိုက်သောနန်းကိုတေးဒေါသတကြီးကြည့်လိုက်ကနန်းကိုကြမ်းတမ်းစွာဆွဲ၍တန်တိုင်းနှင့်တွဲချလိုက်သည်ထို့နောက်ဘေးတွင်မောင်းထားခဲ့သောစူးကြဘွက်ကိုယူလိုက်ကနန်းအားအချက်ပေါင်းများစွာရက်လိုက်ပြီးသူမလက်မောင်းမှာနာလာတော့မှရက်လိုက်သည်နန်းကိုကြည့်လိုက်တော့ဘန်းတူအောင်ရင်မုံအင်ကြီးလေးမှာသွေးများရွှဲကာပေါက်ပြဲနေသလိုလဲပင်နှင့်လက်မောင်းများတွင်မှကြက်ဖို့မှဆူများကြောင့်နီးရဲဆုပ်ပြတ်နေပြီလူကတော့သတိမလဲသည်မြောက်ခွင်နေတော့လဲတေးကိုမုံတီးစွာကြည့်နေသည်ဟာတေးကြားဖို့ကိုပြစ်ချပြီဒီပွဲမှာရှင်နိုင်မှုမမျှော်လင့်နဲ့ဒေါ်နန်းမြင့်သစဉ်မောင်လည်းရှင်ကိုညာမှာမဟုတ်ဘူးတေးဆက်သွင်းကအယူတယောက်လိုပြောပြီးထွက်ခွာပြီးနော်နန်းစိတ်ကိုလျှော့ချလိုက်သူမခန္ဓာကိုယ်တစ်ခုလုံးဒီနာကျင်လုံးသဖြင့်အသားများတောင်တုံနေပြီအသိစိတ်လဲလွတ်ချင်လာပြီဖြစ်တေးပြောသလိုနန်းဖေဖေနောက်လိုက်သွားရတော့မှလားဒါလဲကောင်းတာပဲဒါပေမဲ့နန်းမသေးခြင်းသေးပါမောင်နဲ့ရခင်ကလည်းပျော်ရွှင်စရာအမှတ်တရလေးတွေထပ်ဖန်တီးခြင်းမိသေးသည်မောင်တို့ရဲ့ကြောင့်နန်းမောင်ကိုစိတ်နာသည်ယွန်းသည်မောင်သည်နန်းကိုအာဓမပြုသည်ရန်သူ၏သမီးအားကျွေးမွေးဆောင်ရှောက်ခဲ့သည့်ကျေးဇူးကိုမှမထောက်မောင်လို့ရသည်သို့သောနန်းဘာကြောင့်မောင်ကိုမမုန်းနိုင်သေးတာလဲအတွေးတို့လည်းနင်မွန်းနေစင်ပါပဲဒဏ်ရာများကြောင့်ရောတညလုံးကြမ်းတမ်းစွာဆက်ဆံခံခဲ့ရသည့်တန်းကြောင့်နန်း၏မျက်လုံးတို့မေးစင်းလာခဲ့ကလက်ရှူလို့မကောင်းတော့ပါနန်းမေမေနှင့်တက်ကိုတွေ့ကျင်သေးသည်မှားစရာတွေမှားကျင်သေးသည်အထူးသဖြင့်မောင်ကိုလေးလေးမမနေရမှားကျင်ပါသည်သို့သောနန်းဆန္ဒမပြေတော့ဘူးထင်ပါသည်မောင်သူမညကလှုပ်ရလွန်သားကြောင်းတွေးနေနန်းပိုက်စားနေမယ်ဆိုရင်နန်းကိုစားစရာသွားဖို့ရန်မြေအောက်ခန်းပန်လာခဲ့သည်ငါမမီကိုလှုပ်တာလွန်သွားတာပဲမမီကတိတ်မာတာမဟုတ်ဘူးတကားဖွင့်လိုက်သည်နှင့်မြင်လိုက်ရသောမြင်ကွင်းကြောင့်မောင်လက်ထဲမှစားစရာများပင်လွတ်ကျသွားသည်မောင်နန်းထိုင်သို့အပြေးသွားလိုက်ခါနန်းကိုခပ်ပေါ်ပေါ်လှုံနိုးနေမိသည်မမီဘာဖြစ်တာလဲမမီမောင်ဟာနန်းလက်မကျိုးများကိုဖြည့်ပေးလိုက်ခါနန်းကိုသူမရင်ခွင်ထဲထည့်လိုက်မမီမျက်လုံးဖွင့်မအောင်မမီသွေးများဖြင့်ရွှဲနေသောနန်းတန်ရာတန်ချက်များကမြင်မကစုပ်ပြဲနေသောအင်ကြီးစအောင်မှသွေးထွက်နေသောကြာဖို့ဒဏ်ရာများသည်မောင်အတွက်ရင်နာကြပဲမောင်မနစ်ကနန်းကိုကြာဖို့ဖြင့်ရိုက်ခဲ့သည့်ကြောမှဒဏ်ဟာပင်ထိုးမြမဆိုပါမောင်တမင်အရှိန်လျှော့ရိုက်ခဲ့ခြင်းဖြစ်သည်ယနေ့ဒဏ်ရာများကတော့ရစရာကိုမရှိနန်းမျက်လုံးများကပွင့်မလားသဖြင့်မမီထားအောင်လို့မမီမောင်ခေါ်နေရလေမျက်နှာနုနုလေးကိုခပ်ပပပုံနှိုးနေတော့လဲနန်းကနိုးမလားပဲမောင်ဆိုရင်တကြီးနန်းဤသွေးခုံလုံးကိုစမ်းကြည့်တော့သွေးခုံလုံးဒီပုံမှန်ရှိနေသည်ဒုက္ခပါပဲမမီကိုဒီလိုဖြစ်အောင်ဘယ်သူလုပ်တာလဲစံအိမ်တွင်မောင်တေးနှင့်အိမ်ကူချို့ပြင်ဒေးဗစ်လူများတစ်ဖြစ်လဲမောင်လူများရှိဒေးဗစ်ကတော့တော်ဝင်သစဉ်စံအိမ်တွင်မနေအလုပ်ကိစ္စရှိလို့နောက်2ရက်လောက်နေမှပြန်ရောက်မိတယ်ထိုရက်အတွင်းနန်းကိုမောင်စိတ်တန်းကြစီမံမှုဒေးဗစ်ကဆိုထား၏သူပြန်လာရင်တော့နန်းကိုသူ့လက်ထဲအပ်ရမည်
နန်းလက်အောက်တွင်ရခင်ကအလုံးလုံးနေသူများနန်းကကြမ်းတမ်းခတ်တန်းသည့်အလုံးများမလုပ်စီတော့ပဲတမအာဇီဝအလုံးလေးများသာပေးထား၏ထို့ပြင်လက်ရှိနန်းတို့ဆန်အိမ်ဝင်စည်းခံခြင်းကိုဘယ်သူမှမသိပေမောင်ဟာဆေးရုံနဲ့လည်းနန်းနေမကောင်းလို့နိုင်ငံသားတွေဆေးသွားကူသည်ဟုဆိုတာကဆန်အိမ်ကိုလူမနေတပွဲလှုပ်ထား၏နန်း၏အင်ဒီကလူယုံရဲရင်ကလည်းမောင်တို့ဝင်စည်းသည်တွေကမနှဲအသက်လူပြေကြရသည်ကျန်သည့်သူများကတော့သေးပြီမောင်နန်းကိုပွေ့ချပြီးဆေးရုံသွားရန်ပြလိုက်တော့လေနန်း၏ထိုပုံစံကိုတခြားသူများတွေ့ပါကအားလုံးဒုက္ခရောက်ကုန်ပြီနန်းလဲတိတ်ခါကြပြီထို့ကြောင့်နန်းကိုသူမအခန်းထဲသို့ပင်ပွေ့ချသွားပြီးဒဏ်ရာများကိုသွေးထွက်မလွန်စေရန်စူးစမ်းကုသပေးနေရ၏ဒဏ်ရာများလုံးသည့်ဖြင့်အားကလည်းတော်တော်လေးနေနေရမောင်ချွေးပါပြန်နေပြီမမီမောင်မထားခဲ့နဲ့နော်သူမတို့ဆိုင်နေကရိယာအဆုံးရှိရတော့သေးသည်မောင်တပြင်းခက်ကြမ်းကြမ်းချလိုက်ကအောက်ဆီဂျင်ပိုက်တက်ထားရသောနန်း၏ဘေးတွင်ထိုင်ဆောင်နေလိုက်သည်ထိုင်ဆောင်နေရင်မောင်နန်းကိုတစ်စိမ့်စိမ့်ထိုင်ကြည့်နေပြီတရက်အတွင်းတော်တော်လေးချောင်ကျသွားတာပဲစိတ်မကောင်းဖြစ်နေမှသေဆုံးသွားခဲ့သောမိဘများကိုပြန်တွေကမောင်စိတ်ကိုပြင်ဆင်လိုက်၏မမီတိုင်းနဲ့မမီကံပဲဒါမဲ့မမီမောင်ကိုမထားခဲ့ရအောင်ဘသူခွင့်ပြုချက်နဲ့လောက်ရတာလဲမတေးဆက်သူခွင့်ပြုချက်လို့လားမောင်ဟာစိတ်ဆိုးမှန်ဆိုးမိနေတော့လေတေးရတော့ခက်အေးပင်တုံ့ပြန်လာသည်မမီယာကျုပ်ကလွယ်ပြီဘသူမှထိခွင့်မရှိဘူးမောင်ပုံစံမှာမျက်နှာတစ်ခုလုံးနီးရဲနေတဲ့ပြင်အတော်စိတ်တို့နေမှန်းတေးသေးလိုက်သည်မောင်ပြောတော့ဒေါ်နန်းမြင့်စင်ကိုမုန်းနေဆိုသူတည်သွားရင်အေးတာပဲမဟုတ်ဘူးလားမတ်တေးဆက်သွဲတေးထိုင်နေရမှထားလိုက်ကမောင်ရင်ဘက်ကိုသူမလဲချောင်းလေးမြပြင်ခတ်ပေါ်ပွားတို့၏ဖေဖေပြန်ရောက်လာရင်ဒေါ်နန်းမြင့်စင်အသက်ရှင်မဲ့လို့ထင်လို့လားမောင်ဘာမှပြန်မပြောနိုင်ဒေးဗစ်နဲ့သူမအပေးယူရင်းနန်းကိုဒေးဗစ်ထံအမီကိုမောင်လက်ခံခဲ့ပြီအဓိကမောင်နန်း၏ပိုင်ဆိုင်မှုများကိုမလို့ချင်ပါနန်း၏မာနကိုချိုးချင်ခဲ့ရုံသို့တော်မောင်အခုလက်လွန်နေပြီဒေးဗစ်ကလည်းနန်း၏ပိုင်ဆိုင်မှုများအားသူစိတ်ဝင်စားကြောင်းနန်းမြင့်စင်ကိုပဲလိုချင်ကြောင်းဆို၏မောင်ခုမှပြန်တွေးမိပြီးလန့်နေပြီသူမနန်းကိုဆုံးရှုံးမခံနိုင်မှာမောင်တီနောင်တော်တရားကိုခံစားနေရပြီတေးမောင်နေရနာကိုအနိကဆုံးတိုးသွားကစကားတစ်ခွန်းကိုသတိပေးဟန်ပြောလိုက်သည်မောင်နန်းမြင့်စင်ကိုချစ်လို့မရဘူးနော်တေးဟာထိုတခွန်းသာပြောပြီးအိမ်ပြင်းပတ်ပြန်ထွက်သွားပြီမောင်ကတော့ငိုင်းလဲကြံခဲ့၏မမီမောင်တောင်းပန်ပါတယ်မမီရဲ့ခုချိန်မောင်ဘာလို့ရမလဲမသိတော့ပြီထိုအိမ်ရှိလက်ရှိဘော်ဒီကတ်များသည်မောင်စကားကိုနားခံနေသည်ဆိုသည်မှာတင်းနေသေးပင်ကြောင့်မောင်သားဒေးဗစ်တို့နဲ့ခွာပြဲလင်သူတို့ကမောင်ကိုအလွတ်ပေးမှာမဟုတ်မောင်ဆက်ချင်းချင်းဖြင့်မြေရောက်ခန်းထဲသို့ဦးတည်လိုက်သည်ကရင်ထက်တွင်သတိမရသေးသောနန်း၏လက်ကိုဆုပ်ကိုင်လိုက်မိသည်မမီလက်ဖွားလေးအေးဆန်နေသည်မမီထပါတော့မမီရဲ့မောင်တောင်းပန်ပါတယ်မောင်မျက်ဝန်းမှမျက်ရည်တို့ကျလာ၏မောင်နွားကြခဲ့တာပါမောင်ကနွားပါမောင်ဘာလုပ်လို့ဘာကိုင်းရမလဲတကယ်မသိတော့လက်ရှိမမီကိုမောင်အဆုံးရှုံးမခံနိုင်တော့တည်သည်မမီကိုလက်စားချေဖို့တစ်သက်လုံးရည်ရွယ်ခဲ့တော့ညတကယ်လက်စားချေပြီးချိန်မောင်မပြောရှင်ရပါမောင်မိမများတည်ဆုံးခဲ့ရခြင်းဒီမမီကြောင့်လို့မောင်နာမည်တက်ခဲ့သည်မမီကမောင်တို့မိသားစုအမတ်တရမှန်သမျှကိုလည်းဖျက်ဆီးခဲ့သည်ထို့ပြင်ဒေးဗစ်စကားရမောင်ဖေဖေကိုမမီဖေကတက်ချင်ခဲ့သည်မောင်ဖေဖေအားမွေးစားခဲ့ခြင်းကလည်းစေနာရှိလို့မဟုတ်ပဲမောင်ဖေဖေ၏အဖေကိုမမီအဖေကတက်ခဲ့ပြီးမောင်ဖေဖေကိုလည်းစေသမားလောကတွင်ခိုင်းစားစီလို့မွေးစားခဲ့ရတယ်မောင်သားတွေကိုမစင်စားပဲတစ်ဖက်ပဲယုံခဲ့မိမောင်မမီကိုချစ်တော်မယ်ကြံတိုင်းတည်ဆုံးသွားခဲ့သောမိဘများ၏ပုံရိပ်နှင့်ပျက်စီးသွားသောမိသားစုအမှတ်တရများကိုမြင်အောင်ကမမီကိုမုန်းသည်တို့ရယခုလည်းမောင်မမီလက်ကိုခတ်ဖောက်ဖွားဂိုင်းထားရမှလွတ်လိုက်မိမောင်မမအောင်မမီကမောင်မိဘတွေကိုတတ်တာမောင်ကိုလည်းမမီအနိုင်ကျင့်တယ်မောင်မျက်ရည်တို့ကိုတော့အခန်းထဲမှာခတ်တုတ်ထွက်ခဲ့ထိုမြင်ကွင်းကိုအကွဲတနေရာမှကြည့်နေသောတေးဆက်တွင်ခြေနှက်စွာကြည့်နေမိသည်အေဂရီမောင်ကကျမအတွက်ပဲဖြစ်ရမယ်ဒေါ်နန်းမြင့်သစင်သမီးအမတယောက်ရောအစင်ရောပြေလားမသိပါဘူးကွယ်ဒေါ်တီရီနွယ်သည်မျက်ရည်များကြာရင်ပြောနေသည်ဖြင့်တက်လဲအတော်လေးစိတ်ပူနေမိသည်သူမတို့ကိုဟိုတယ်အခန်းတွင်ပိတ်ထားတာ2ရက်ရှိပြီဖုန်းနဲ့ဆက်သွယ်ရေးပစ္စည်းများအလုံးကိုဖျက်တောက်ထားတာအစားတောက်နဲ့အဝတ်သားပုံမှန်ပူပြီးမမအဆင်ပြေပါပါမမေရဲ့မောင်ကမမကိုချစ်ပါတယ်တဲ့ဤအတန်းတိမ်ဝင်သွား၏အမေဖြစ်သူကိုနှစ်သိမ့်နေရတော့လဲတက်မောင်ကိုမယုံကြည်သလိုဒေးဗစ်ဆိုသူမှလည်းမိသူဖြစ်ကြောင်းဒေါ်တီရီနွယ်ပြောပြ၍တက်သိပြီးပြီထို့ပြင်မောင်ဘာကြောင့်ဒီလိုလိုရဲ့လိုရတယ်လဲဆိုတာတက်မယုံကြည်နဲ့တက်မောင်ကိုစိတ်ဆိုးမိသည်နန်းဒီမောင်ကြောင့်ပျော်ပြောင်းလာသည်ဆိုတာကိုလည်းတက်လဲသိသည်နန်းမောင်ကိုဘလောက်ချစ်ကြောင်အလိုလိုက်ကြောင်ဘေးကကြည့်သည်သူမပင်သိသည်ငယ်စဉ်ကတင်းကျပ်ခဲ့တော့လဲအရွယ်ရောက်လာတော့နန်းဟာမောင်ပေါ်ကောင်းတာတက်ပြင်ပူသည်တက်တို့သားမိစိုးရိမ်နေခြင်းခန္ဓာကဖွင့်ပြီးဝင်လာတော့ဒေးဆက်တွင်ဒေါက်တာနန်းမြင့်တဲ့စင်ကိုစိတ်ပူနေကြတာလားတက်တေးကိုမျက်ထောင်နေဖြစ်ကြည့်တယ်မင်းရဲ့ညစ်သေးတဲ့ပါဇက်ကနေငါမှနာမည်မခေါ်နဲ့တက်ရဲ့စကားကြတော့တေးကအတန်းထွက်ရေးလိုက်ခါရှင်းမရောတော်ဝင်တဲ့စင်ပန်းလေးလိုမြင့်မြတ်သေးတယ်ထင်လို့လားတေးထံမှာကြားလိုက်သောစကားကြောင့်တက်ရောတော်တီရီနေမှာစိုးရင်စွာတယောက်ကိုတယောက်ပြန်ကြည့်မိသည်တေးသူမဘုံကိုဖွင့်လိုက်ပြီးတက်၏လက်ထဲပြစ်ထည့်ပေးသည်ကြည့်လေကြည့်ရှင်းရဲ့အမတော်ဝင်တဲ့စင်ဆိုင်ရဲ့တခင်မ
အခုတော့မြေရောက်ခန်းထဲကဂရင်အဆုပ်လေးပေါ်မှာအသက်လူနေရပြီဖုန်းထဲတွင်မြင်လိုက်ရသောနန်း၏ပုံစံကိုမြင်လိုက်ရသည်နှင့်ဒေါ်သီရိနွယ်သူမရင်ဘတ်ကိုသူမဖိလိုက်သလိုတက်သည်လည်းအတော်ထိတ်လန့်သွား၏အောက်ဆီဂျင်ပိုက်အောင်မှနန်းမျက်နှာသည်အတော်ချောင်းကျသွားသလိုပေါ်နေသည့်အစိပ်ပိုင်းပေါ်မှဒဏ်ရာများမှလည်းညိုမဲနေသည်ပုံစံကြည့်ရတာခက်မြော့မြော့လေးသာရှိတော့သည်တဖန်တေးကရီမောရင်ကတ်ထုတ်ထားသောဖုန်းတစ်လုံးကိုတက်လက်ထဲထည့်ပေးလိုက်ခါဒီထဲမှာပို့ပြီးစိတ်ဝင်စားစရာရှိသေးတယ်တေးချကြည့်ပြီးဒေါက်တာနန်းမြင့်သစဉ်ရဲ့ကြီးမြတ်မှုတွေချီကျူးနေလိုက်တေးဆက်သွန်းထွက်သွားပြီးနောက်အသက်ကမကဒန်းဖုန်းကိုပွင့်ကြည့်ရတွေးလိုက်ရသည့်ဗီဒီယိုကြောင့်တက်ဖုန်းကိုလွတ်ကြမတော့အောင်မနေထိလိုက်ရသည်မောင်းလက်ထဲဆက်ကူစားလေးပမာမောင်းပြူးသမျှနှုတ်နေရသောနန်းဤပုံစံကိုတက်ဘလို့မှဆက်မကြည့်နိုင်တော့ပေဖုန်းကိုပောက်ခွဲချင်လာတော့လေတစ်ချိန်အသုံးဝင်နိုင်သည်၍တက်ကလေးမော်ပြစ်တင်ကနိုင်ရန်အားလက်သည့်ဖြင့်ထိုးချလိုက်၏ဒေါ်သီရိနွယ်ကတော့ရင်ပလေးဖြစ်ရင်သာငိုကြွေးနေလေသည်သမီးကြီးရဲ့မွေဝေးခပိုက်ပိုက်မိတာပဲတက်သူမမိခင်သားတော့လိုက်ပြီးမိခင်ကိုပွေဖက်လိုက်ကမျက်ရည်များစီးကြရင်ခရီးပေးနေမိသည်မငိုပါနဲ့မေမေမငိုပါနဲ့အခုကိစ္စကိုတက်တစ်ချိန်အကျွေးပြန်ဆက်ခိုင်းမယ်တက်ဤမြောင်ဝန်းတို့သည်မီးတဝင်းဝင်းတောင်းနေသည်ဒေါ်သီရိနွယ်အမြဲပြောလေးရှိသောစကားရှိတက်သည်အေးလင်ရေကပူလင်မီးထက်ဆိုသည်ရေခါတိုးတိုးလေးထွက်လာသောနန်း၏အတန်ကိုကြားလိုက်သည်ဖြင့်မောင်ထိုင်ကုန်းမှထားလိုက်ကမမီပေးပြေးသွားမိသည်မမီနန်းမျက်လုံးမပွင့်ခြင်းမောင်ကိုမြင်လိုက်ရပြီးနန်းထိတ်လန့်မိသွားသည်ထိတ်လန့်မှုသည်နန်း၏မျက်ဝန်းနှင့်အထင်းသားဖြစ်နေရာမောင်ခတ်မဲ့မဲ့လေးပြုံးပြီးမောင်နန်းကိုထနိုင်ရန်ကူညီပေးလိုက်ပြီးအောက်ဆီဂျင်ပိုက်ကိုဖြိုလိုက်ကရေတစ်ခွက်အရင်ခွန့်တိုက်လိုက်ပြီးနေသားလားမမီနန်းမောင်ကိုဘာမှပြန်မပြေသေးပဲတခဏတာငြိမ့်တန်နေပြီးမှမောင်ကိုစိုက်ကြည့်ရင်နန်းသည်သူမအင်ကြီးကျဲသည်ကိုတလုံးချင်းဖြုတ်နေသည်ဖြင့်မောင်နန်း၏လက်နှစ်ဖက်လုံးကိုလှမ်းဆုပ်ကန်လိုက်သည်မမီဘာလုပ်တာလဲနန်းဟာဘာမှပြန်မပြေပြန်ငါကမင်းရဲ့အပြိုတန်းကြုံမလားမမီနန်းထံမှရသည့်တုံ့ပြန်ချက်ကြောင့်မောင်တော်အံ့ဩမိသွားသလိုငိုလဲငိုကျင်သွားသည်မမီကငါ့ဘောအမြင်ဆောင်သွားပြီပဲဟူတော်သည်မောင်ရင်ထဲဝင်လာခဲ့သည်ငါသတိရလာပြီလေမင်းပြောလို့ရပြီမမီအကြည့်တို့သည်အသက်မပါထိုးအကြည့်ကိုမောင်မောသည်ဟင်းမောင်အဲ့ဒီအကြည့်ကိုမခံစားနိုင်ဘူးကျုပ်ကိုရွေ့နေရလားဒေါ်နန်းမြင့်သစဉ်နန်းဒီမောင်၏အမေကိုစိတ်ဝင်စားပေါ့မောင်လည်းတစ်ဖက်ကိုခက်ကြမ်းကြမ်းယုံပြီးအရွက်တိုက်သောစကားလေးတစ်ခုကိုမာကြောစွာဆိုလေ You can stand now agree မှာနန်းမြင့်သစဉ်ရဲ့အစီအစဉ်တွေကို agree မှာအကုန်ရပါအဲ့တော့အရှိ agree မှာကိုရအောင်ညှို့ထားဖုန်းထဲမှာတစ်စင်ဒေးဗစ်တေးဆက်သွင်းကိုမှာကြနေနန်း၏စီးစိမ်တွေကိုမပတ်နန်းကိုသွေးကြွေးဆက်ချင်လို့သာဟူမောင်ကိုလိန်ထားတော့လေတော်ဝင်သစဉ်ဆိုင်နဲ့နိုင်ငံအနှံ့မှနန်းမြင့်သစဉ်ပိုင်ဆိုင်မှုများကိုမလိုချင်သူရှိပါမလားဒေးဗစ်တေးဆက်သွင်းမှတစ်စင်မောင်၏စိတ်နေစိတ်ထားကိုစမ်းစစ်စေရဖေးရူယုံလွယ်လှဲ့စားလွယ်မှန်သိခဲ့၍နှစ်ပေါင်းများစွာသွေးထုတ်ကနန်းကိုသစ္စာဖောက်စေခဲ့သည်ကြားဟုကြွေးကြော်နေတဲ့သည့်နွားမလေးအေဂရီမောင်ဟာလည်းသူ့အကွက်ထဲတက်တက်ဝင်လာ၏မောင်ကိုသူ့အဆကလန့်မိတော့လဲအခုတော့အတုံးချကောင်းသူပန်းတည်သွားပြီမို့ရှင်းပြဖို့အစီအစဉ်မရှိဘဲနောက်ပိုင်းတွင်သူ့နေရုပ်ဖြစ်အောင်တင်သွင်းပြီးနန်းတွင်တက်လျာသစဉ်ဟူသောညီမရှိတာကိုသူ့တည်ထား၏သို့သောတက်ကအတော်လေးအေးသည်ဟုကြားသားသဖြင့်တက်ကိုသူ့ကောင်းလည်းမရှိပါဒေးဗစ်ဖုံးချလိုက်ပြီးကျင်းနဲ့စွာပြောလိုက်မိသည်အနည်းနဲ့လှကြောက်ရွံ့နေရတဲ့ရန်သူဟောင်းရဲ့သမီးကိုအနိုင်ရဖို့ဒီလောက်လွယ်မယ်မထင်တာနန်းမြင့်သစဉ်၏စနစ်ကြမှုတွေကုန်ရှိန်ဝါတွေဟာတော်ရုံလိုဘက်ကနိုင်တဲ့ထိကြီးမားတိကျခဲ့တာမဟုတ်လားယခုပြင်နန်းမြင့်သစဉ်ကိုအနိုင်ရဖို့လွယ်ကူလိုက်တာနန်းမြင့်သစဉ်အချစ်ကြောင့်ဘဝပြရတာနှမျောစရာပဲသူမဘာကိုရိုက်နှုံးနေသည့်တစုံတစ်ယောက်ကြောင့်နန်းမျက်လုံးတို့ကိုဖွင့်ကြည့်လိုက်မိသည်လက်ရှိနန်း၏အနေထားမှာတမန်တလင်းကျမ်းပေါ်တယ်ထိုင်လက်အနေထားဖြင့်အုံနှံရန်ကိုမိလေသူမလက်နုလေးတွေကိုကြိုးဖြင့်နောက်ပြန်တုံနှောင်ခံထားရသည်တေးဆက်သောနန်းကိုပြုံးပြလိုက်ကနန်း၏ရှိတဲ့တွင်စောင့်ကြောင်နေထားကိုခန့်နှွယ်နှွယ်ထိုင်လိုက်သည်ဒေါက်တာနန်းမြင့်သစဉ်တော်တော်မြော့နေပြီပဲမောင်ကတိတ်တော်တာပဲနော်တေးဤစကားကြောင့်နန်းနှကန်းလေးကိုအသာပေးကြလိုက်သည်သူမကိုမကျေနပ်ကြည့်နေသည်နန်းကြောင့်တေးကဟက်ကနေရီလိုက်ပြန်သည်ရှင့်ကိုမကြိုက်တဲ့ချက်ကဘာလဲသိလားလူကပြောဖက်နေပြီးစိတ်ကတစ်ဆက်ကလေးမှမလျှော့တာပဲတေးဤစကားများကိုနန်းပြန်မပြောလို့နန်းဒီသူမကိုအဖက်မလို့တို့တစ်ဖက်လှည့်သွား၏တေးနန်း၏မျက်နှာကိုခက်ကြမ်းကြမ်းဆွဲလိုက်ပြီးစူးချကျန်းတဲ့နေသောမျက်ဝန်းများဖြင့်ကြည့်ရှင့်ကိုရှင်တော်ဝင်သစဉ်ဆိုင်ရဲ့တခင်မလို့ထင်နေတော့လားနန်းဒီထက်မှန်၍တေးကိုလက်လူရှုနေပြန်တေးနန်းလည်းပင်ကိုညှစ်လိုက်သည်မကြခင်ဒီဆိုင်ကကျမနဲ့မောင်ရင်ဆိုင်ရင်ဖြစ်တော့မှာမောင်နဲ့ကျမလက်ထက်မှာလေမောင်ကကျမကိုကျင်နာပေးမှာနန်းတေးဆက်သွန်းကိုစူးရဲစွာကြည့်လေဖြူဖြော့နေသောနှကန်းပါလေးထက်မှာယွန်းစရာပဲနန်း၏စကားကိုကြားတော့တေးမျက်နှာသည်ပြောင်းလဲသွားနန်းလည်းပင်ကိုပုံမအားထည့်ညှစ်လိုက်ပြန်သည်လဲတိုင်းသွဲဆင်းဆင်းလေးမှစူးဝင်လာတဲ့တေးဆက်သွန်းရဲ့လက်သေးရှိတွေကြောင့်သွေးစာတွေဆိုနေသည်ယွန်းနေဟုတ်လား
ရှင်ရဘာမို့လို့ကျမကိုယွန်းနေလို့ပြောရတာလဲကျမရဲ့သမီးစီမှာခြေတော်တင်ခံရမှာဘဝကြီးထင်နေတဲ့တန်မိုးမရှိတဲ့မိမမို့လို့ပေါ့လေဘင်းညစ်ခံထားရတာတောင်ခက်အေးပြောလာတဲ့နန်းကြီးစကားကြောင့်တေးဟာအရှိုက်ထီသွားပေါ့တေးမျက်နှာသည်ဒေါသကြောင့်နေရကရှူးရှူးရှဲပါဖြစ်လာသည်ရှင်ကျမကိုမိမပြက်လို့ပြောခဲ့တယ်ပေါ့တေးဆက်သောနန်းကြီးရင်ဘက်ကိုအားပြင်းပြင်းဖြင့်စောင့်ကန်လိုက်ရနန်းကျမ်းမော်လဲကျသွားရသည်နာကျဲလာသဖြင့်နန်းမျက်စိကိုမိတ်ချလိုက်တော့လေသူမရှည်ရင်မငြင်းညူမီထပ်မံ၍တေးကနန်းအနာတို့လာကကြောက်မက်ပွဲအပြုံးကိုဖန်တီးသည်မိမပြက်ကရှင့်ကိုအသေးသက်မှာတေးနန်းရင်ဘက်ကိုဖက်နှက်အမာစီးထားသောခြေထောက်ဖြင့်နှစ်ချက်ဆက်တိုက်အားပြင်းပြင်းနင်းချလိုက်ရနန်း၏ပါးစပ်တွင်းမှသွေးများပင်ပန်းထွက်လာ၏တေးနန်းပေတွင်ထိုင်ချလိုက်ပြီးနန်း၏ဘားပင်တစ်ဖက်ကိုညှစ်လိုက်ပြန်သည်နန်း၏အသက်ရှူတန်လေးမှာနာကျင်မှုကြောင့်ပြင်းထန်နေသည်ထောက်တာနန်းမြင့်တဲ့စင်မသေးနဲ့အောင်တောင့်ထအောင်နော်တေးဟာနန်း၏ဘေးမှထလိုက်ပြီးအနည်းရှိတန်းတော့ပြင်နန်းကိုရိုက်ရန်၍သူမကိုစောင့်တွန်းချလိုက်သူကြောင့်တေးနန်းရန်နှင့်ရိုက်မိပြီးကြောကုန်းအတော်အောင်သွား၏မမီမောင်ခေါ်ကြရလားမမီမောင်နန်းကိုသူမရင်ကနေကျင်းသားစွာပွေလိုက်ခါနန်းအားခတ်ဖွားဖွားလှုံလို့လိုက်တော့နန်းဟာမျက်စိဖွင့်လာ၏ငါအသားကိုမထိနဲ့ယွန်းနေခတ်တိုးတိုးထွက်လာသောအတန်နှင့်တူနန်းသည်မရှိသည့်အာရင်ကိုတော့မောင်ထံမှယုံနေသည်မောင်နန်းကိုမလွတ်ပေးပဲအတင်းပွေပတ်ထားမိသည်မမီဘာမှမဖြစ်စေရအောင်နော်မောင်ဒီနန်းကိုပို့ချလိုက်ပြီးတနေရာသို့ဦးတည်မဲ့လုပ်နေတေးရှိရနေကာရက်လိုက်သည်မောင်မရဘူးနော်မောင်သူ့ကိုဒီခန်းထဲကခေါ်သွားတာနဲ့မမတေးသူ့ကိုတတ်မှာတေးပုံစံသေးစိတ်စာဆန်နေသည်မောင်တေးကိုဝါးစားမတက်ကြည့်အေးဂရီမောင်ရှိနေသည်မမီကိုဘယ်သူမှထိဖို့မကြိုးစားနဲ့မောင်ထိုစကားကြောင့်နန်းမျက်ရည်ဝက်လိုက်ရသည်သူမကိုမောင်နဲ့တော့ချစ်ချောင်းနှမ်းသည်သို့တော်မောင်ကနန်းပေါ်ပါကြောင့်ရက်ဆက်ရတာလေအဓိကတော့ဘေးစကားပဲအနိကလူထက်ဘေးလူစကားကိုယုံသည်ညံမရှိသောအချက်ကလေးမှာအဖေအမွေကိုဆက်ခံနေသလိုတေးဒီမောင်ရှိရင်ပိတ်ရက်နေစေဖြစ်သလိုထိုခန်းထဲသို့တေးတို့ဘက်မှအဆောင်3ယောက်ပါရောက်လာသဖြင့်နန်းမောင်အင်ကြီးစားကိုဆွဲလိုက်ကငါဘာမှမဖြစ်ဘူးမောင်မမီမဖြစ်ဘဲနေမလားမမီရဲ့မောင်တန်းနဲ့အနှဲငယ်ငိုတန်းဆိုသည်မမီကိုလွတ်ပါမောင်မမီအတန်းသည်နူးညံ့နေသည်မောင်ကိုတောင်းဆိုသလိုပြောနေတော့မမီကြောင့်မောင်မမီကိုပွေးထားရမှအောက်ချပေးလိုက်တော့မမီဟန်ကျက်ပြတ်သွားသည်မမီနန်းဟာမတ်တက်တောင်မြက်နိုင်မဲ့ကျမ်းမြင်မောလဲကြမလို့ဖြစ်သွား၏မောင်ဘေးမှထိန်ပေးလိုက်ရသည်တေးဆက်သွန်းမောင်လက်ကိုချိတ်ကမောင်တစ်ဖက်သို့ဆောင်ဆွဲလိုက်ရနန်းရန်ကိုမီရင်ထိုင်လေးလဲကျသွားလေသည်မတ်တေးဆက်သွန်းခမရတာဘာလုပ်တာလဲသွားမယ်မောင်လက်ကိုဆွဲကမြေအောင်ခန်းထဲမှထွက်သွားသောထိုမြင်ကွင်းကိုနန်းကြည့်နေပြီသူမမြင်ကွင်းထဲမှာမောင်တို့ပျောက်သွားတော့မှနန်း၏မျက်ဝန်းတွင်မှမျက်ရည်စားတို့စီးကြလာရသည်နန်းတော်ခန်းစားရပါသည်ပြပတရားများထက်ရင်ဘတ်ထဲမှတရားကပိုးနာ၏ချစ်ခဲ့ရသောအေဂရီမောင်ကိုဆုံးရှုံးလိုက်ရသည့်အဖြစ်ကိုနန်းလက်မခံနိုင်ပါယခုလက်ရှိဖြစ်ရများသည့်နန်းအတွက်အိမ်မက်သားဖြစ်လိုက်ခြင်းပါသည်သူမကိုပေးခဲ့သောဖုန်းထဲရောက်လာသည့်ဗီဒီယိုကြောင့်တက်တောက်တစ်ချက်ခေါက်မိ၏ထိုဗီဒီယိုထဲတွင်တေးဆက်သွန်းကနန်းရင်ဘက်ကိုခြေထောက်ပြင်ကန်သည်တက်တို့အားလုံးမြန်နိုးလေးစားရသည့်နန်းကိုတေးဆက်သွန်းလုံးကောင်မလေးကရိုးသေးမရှိဆက်ဆံနေသည်တက်လက်သီးကိုကြစ်ကြစ်ပါအောင်ဆိုရင်အားလုံးပြန်ပေးဆက်ရမယ်မနှက်ပြန်တေးပေပြန်ရောက်တော့မိဖြစ်၍မောင်စိတ်ပူနေမိပြီမောင်နန်းကိုထပ်ပြီးမရက်ဆက်နိုင်တော့ပါတယောက်တည်းအတွေ့အကြုံနေမွေးရင်ရင်ထဲပူလာသဖြင့်မောင်ဝိုင်ကိုပလင်းလိုက်မောချလိုက်၏မောင်ဘာလို့ရမလဲမသိတော့ပါတကယ်မူးနောင်နေပြီရင်ထဲတွင်လည်းအတော်ပူလောင်နေဒေးဗစ်ကနန်းကိုအရှင်ထားမှမဟုတ်မှန်းမောင်သိသည်လက်ရှိနန်းကိုလွတ်ပေးဖို့ကလည်းမောင်ကိုစောင့်ကြည့်နေကြသဖြင့်အခြေအနေမပေးမောင်မာပြီမောင်ကြီးမာပြီလက်ရှိတွင်မောင်ချိန်တို့ကိုရက်တန်ထားခြင်းသည်သို့မဟုတ်နောက်ပဲပြန်ဆုပ်လိုက်ခြင်းပါသည်တကယ်စိတ်တူနေမိသည်သူမထိုခန်းထဲတွင်ဆက်ပြီးမနေလို့တော့ပါနန်းကိုကဲတင်ခြင်းနေပြီနန်းတော်တစ်ခုခုဖြစ်သွားလျင်တက်ဖြေးစေနိုင်မယ်မဟုတ်ထို့ပြင်တော်သေးသည်နယ်ပြောပူးသည့်စကားအရနန်းဟာသူမပိုင်ဆိုင်မှုတွေကိုမောင်းတဲ့တက်အတွက်လွှဲပြောင်းပေးထားကြောင်းထိုစားကြုံများနန်း၏မွေးနေ့ညမှာပင်ချပြတော်မှာဖြစ်ကြောင်းသိရတော့တက်ပိုဒေါသထွက်မိသူမတို့ကိုအနေချင်းသဖြင့်အဆောင်ကျဲလျှော့ချထားသဖြင့်တက်ထွက်ပြေးဖို့အခွင့်ကိုချောင်းနေမိတကားပွင့်လာသဖြင့်တက်တို့ကြည့်လိုက်ရာအစားတောက်လာဖို့သူဖြစ်နေသည်ထိုသူကတကားကိုလောချလိုက်သဖြင့်တက်တော်သေးသည်နယ်ရှိမှကားလိုက်တော့သူကအုတ်ထုံးနဲ့မတ်ကိုချွတ်လိုက်ရာရဲအန်ဒီတက်ခင်မကြီးကျွန်တော်ပါရဲကအတန်ခတ်အုပ်လေးဖြင့်အခုပြန်မဆောင်နေတဲ့သူတွေကကျွန်တော်တို့သူတွေကြီးပဲရဲစကားကြောင့်တက်တို့အံ့ဩမိသွားသည်တက်မျက်လုံးလေးအဝိုင်းသာဖြင့်ဘလို့ဖြစ်သွားတာလဲနောက်အန်တီတို့ဒီမှာရှိတာရဲဘလို့သိလဲကျွန်တော်အစားကအန်တီတို့ဖမ်းခိုင်းရတာပဲသိတာဒေါက်တာချမ်းရင်ကအန်တီလိုကေးရှင်းရှာပေးတာချမ်းကဘလို့ကျွန်တော်ဖုန်းဆက်လိုက်တာဘသူ့ကိုအကူအညီတောင်းမှမသိဘူးဒေါက်တာချမ်းရင်ကိုတတိယသွားလို့တ
တက်ပြန်တွေးမိသွားသည်ချမ်းသူမကိုပေးခဲ့ဘူးသောဆွဲကြိုးလေးနဲ့ဆွဲသည်လေထိုဆွဲသီးလေးကသူမအတွက်အထူးပါလို့ချမ်းပြောဘူးဆွဲသီးလေးတွေတက်လုံးကြုံရေးအတွက်ချမ်းက location ဆက်လေးထည့်ပေးထားတာပဲနောက်ကျွန်တော်သခင်မရဲ့လူတွေကိုပြန်စုစည်းထားတာအစားအတော်ဝင်းသစင်ဆိုင်ရင်းနဲ့ဝင်စီးမလို့ပဲဒါပေမဲ့သခင်မကသူတို့လက်ထဲမှာမို့ဒီဟိုတယ်ကိုပဲညတကောင်ကျော်ကအတန်လေးဝင်စီးလိုက်တာတံမျက်နှာသည်အယောင်တောက်သွားသည်သက်ကောင်းငိမ့်ရင်ပြုံးလာသည်သူတို့ကအန်တီကိုအထင်သေးပြီးဒီနေရာကိုလုံခြုံရေးပေါ့ပေါ့ဆဆလုပ်ထားတာဒါဟာအခွန်ကောင်းဖြစ်သွားတာပါအန်တီသက်ရဲရင်နန်းကြောင်ရောဘာကြလဲရင်သခင်မအဖမ်းခံတာပဲကြားပါတယ်သခင်မကြီးကျွန်တော်ထပ်ပြီးစုံစမ်းလိုက်ပါအောင်မယ်လက်ရှိတော့သခင်မကြီးတို့ဒီမှာပဲနေပါအောင်အရေးပေါ်အဆက်အသွယ်လို့ရအောင်ပါအန်တီသက်ရဲရင်တဲ့လက်ထဲကိုဖုန်းလေးတစ်လုံးထည့်ပေးလိုက်ကတက်တုပ်ကိုနှုတ်ဆက်ပြီးလုပ်ငန်းစာရန်ခတ်သက်ထက်ခဲ့၏ရဲရင်ထွက်သွားပြီးနောက်တော့သေးတယ်တွေကတပ်ပခုံးလေးကိုကိုင်လိုက်ပြီးငိုးတန်လေးဆွလို့ပူဆွေးစွာဆိုလာသည်သမီးကြီးအစင်ပြေလောက်မှာပါနော်တက်မမကိုဘာမှအဖြစ်မခံအောင်မမေဒေါ်သေးတယ်နွယ်လက်ကိုတက်တင်းကျပ်စွာဆုပ်ကလည်းဆုံးဖြတ်ချက်တစ်ခုချလိုက်သည်နှစ်ပေါင်းများစွာရေခဲတုံးတုံးလို့နေခဲ့တော့တက်မကြမီငရမ်းမီဘူးလောင်မှုကိုပြပါတော့မီမောင်နှန်းကိုဒေးဗစ်လက်ကလွတ်အောင်ဘယ်လိုလုပ်ရမလဲတစ်ချိန်လုံးထိုင်စဉ်းစားနေပြီထိုစဉ်သူမအတွေ့အထဲဝင်လာသူမှရဲရင်ထိုနေ့ကရဲရင်လွတ်သွားတာကိုတချို့သတိမထားမိတော့လဲမောင်မြင်လိုက်သည်သို့တော့မောင်ရဲရင်ကိုအသက်မဆုံးစေလို့လွတ်ပေးလိုက်တပ်တို့ကိုအဆောင်ကြက်များချထားသည်ကိုမောင်သိသည်ဖြင့်ဆက်သွယ်ရေးကိရိယာများလည်းမပေးထား၍ဘာမှထူးမဲ့မောင်ကျင်းဆက်သွန်းကိုလည်းဆန်းအိမ်မှာမတွေ့တဲ့ဖြင့်မောင်ရဲရင်ထံဖုန်းခေါ်လိုက်ရဲရင်သူဖုန်းနဲ့ဝင်လာသောဖုန်းကွန်တက်ကြောင့်ရဲရင်ခက်မြက်မြက်မင်းကင်လိုက်သည်အခုရဲရင်ကျွန်တော်ခမ ्या ကိုမမလေးတို့ခေါ်ချင်းစိတ်တောင်ပြောင်းမိတယ်။မောင်လို့ရမှာတာမောင်သိပါတယ်ကိုရဲရင်ဒါပေမဲ့မောင်မမီကိုထပ်ပြီးမခံစားစေချင်တော့ဘူး။ကျွန်တော်မယုံမမလေးကသခင်မကိုကျေးဇူးကမ်းခဲ့တာ။ရဲရင်စကားမှန်တဲ့ဖြင့်မောင်မမပဲမပြောနိုင်တပ်ပြင်းအသာချလိုက်မိသည်။အကိုရဲရင်မောင်မမီကိုမနှက်ဖြန်ဒေးဗစ်စီလွှဲပေးရမှာ။အဲဒါကြောင့်ဒီည12နာရီမမီကိုလာခေါ်ပါ။မောင်သူတို့အာယုံလွှဲထားမယ်။ရဲရင်မျက်မှောင်ကျုံပြီးမောင်စကားကိုသူယုံသိရဲ့လား။ရဲရင်ဘာမှပြန်မပြောသဖြင့်မောင်နောက်တခွန်းဆက်ပြောမယ်လို့လမ်းမြင့်တဲ့စင်ပဲမှာလဲနောက်မှပေါ်လာသည့်ဒေးဗစ်တန်းကြောင့်မောင်လမ်းမိသွားသလိုရဲရင်လည်းအာယုံဆိုင်နားထောင်လိုက်မြေရောက်ခန်းထဲမှာမောင်ပြန်ဖြစ်ပြီးဖုံးကိုချလိုက်ခါမြေရောက်ခန်းစီဒေးဗစ်နဲ့တူဦးတီးလိုက်တော့လဲတလန်းလုံးစိတ်ကပူနေသည်ဒေးဗစ်ကမနှက်ဖြန်မှပြန်လာမယ်ဆိုပြီးဘာလို့အခုချက်ချင်းရောက်လာတာလဲအခန်းတကားပွင့်လာ၍နန်းလှမ်းကြည့်လိုက်ရာဒေးဗစ်တေးဆက်သွန်းနေတူမောင်ကပါအခန်းထဲဝင်လာနေသည်သူနှစ်ယောက်ကနန်းကိုအကြမ်းမတမ်းဆွဲတော့ကဒေးဗစ်ရှေတူထောက်ခိုင်းတော့လဲနန်းတူမထောက်ရှိသည့်အင်အားကိုစူးစီးကငင်းဆန်နေလူကုန်လုံးရကြမရှိအောင်ဒဏ်ရာဒဏ်ချက်များရှိနေသည့်ကြမှာမာနာကြီးနေသည့်သောနန်းကြောင့်ဒေးဗစ်ကခက်ကြဲကြဲရေးလိုက်ခါဒေါက်တာနန်းမြင့်တဲ့စီကျုပ်ကတော့ပြန်လာမှခမ ्या ကိုအကြိုက်နှိပ်စက်မယ်ပေါ့အခုတော့မလို့တော့ပါဘူးတော်တော်စုပ်ပြတ်နေပြီနန်းဒေးဗစ်ကိုယွန်ရှားသွားကြည့်နေလိုက်သည်ဒေးဗစ်သည်နန်းအနီးသို့ဒိုလာရင်နန်းကိုခနဲ့လေသည်ခမ ्या အဖေကိုခမ ्या တိတ်ချစ်တယ်မလားနန်းကသူ့အားမုန်းတီးဆက်ဆွစွာကြည့်နေ၍ဒေးဗစ်မျက်နှာကိုတစ်ချက်မဲလိုက်ကျုပ်ကိုတိတ်မုန်းပါပဲနော်ခမ ्या အဖေကိုလည်းကျုပ်ပဲတတ်တာလေထိုတခါတော့နန်းအန်လေးကြိတ်လိုက်မိသည်လူယုံမှာနန်းဤပါးပြမောကြလာသောဒေးဗစ်ဤလက်ဝါးချမ်းချမ်းတစ်ချက်ကြောင့်နန်းပါဇက်ထဲမှသွေးအချိုဆင်လာသလိုလူလဲမူးနောက်သွား၏ထိုပုံစံကိုဒေးဗစ်ကရည်သလိုတေးဆက်သွန်းကအားရပါရရည်မောင်ကတော့လက်သီးစုံနေမိသည်လက်ရှိမောင်ဒေးဗစ်ကိုတတ်ချင်တာပဲတည်သည်ဟာပါးလေးရိုက်တာကိုပါဇက်ထဲကပါသွေးပါထွက်တယ်ဆိုတော့ကြည့်ရတာနန်းမြင့်တဲ့စင်ကနုနုရွရွရွှေပုံစံမင်းသမီးလေးထင်တယ်နန်းဝေဝါးနေသည့်မျက်စိမြင်ကိုမနေအားဆိုင်ကြည့်နေရ၏သူမနာတဲ့ဒေးဗစ်တို့၏လောင်ပြောင်းတန်းကိုသာကြားနေရသည်ဒေးဗစ်သူခါးကြားထဲမှတနက်ကိုထုတ်လိုက်ကနန်း၏နှစ်ဖူးကိုချိန်လျက်ကဲခမ ्या ကိုတလောက်နှိပ်ဆက်ရတော့ပါပြီတနာလာပြီဗျာတက်တာမောင်မင်းမိပါတယ်စီကိုသူ့ကိုပိုးလိုက်တော့မယ်ကွာဒေးဗစ်တနမောင်းကိုဆွဲနေစဉ်ပါပဲလင်းမြန်စွာဖြင့်နန်းရင်ဘက်ထဲစိုက်ဝင်သွားတော့တမြောင်တစ်ချောင်းမြန်ဆန်လုံးသဖြင့်နန်းဘာမှတောင်မတုံ့ပြန်နိုင်တော့ပြီဒေးဗစ်နဲ့တေးလဲအတော်အံ့ဩသွား၏သူမရင်ဘက်ကိုတမြောင်ဖြင့်ထိုးဆိုင်ထားသောမောင်မျက်နှာကိုနန်းနာကျင်စွာဖြင့်ကြည့်နေမိသည်ထိုအချိန်တွင်နန်း၏နှလုံးသားသည်သစစီကွဲကြေသွားရပြီမောင်နန်း၏ရင်ဘက်ထဲမှသူမတမြောင်လေးကိုထုတ်လိုက်ကဒေးဗစ်ကိုခပ်ပြုံးပြုံးလှမ်းပြော၏မောင်မိပါပြီနောက်ကိုမောင်ကိုယ်တိုင်ပို့ပေးတင်တာလေဦးဒေးဗစ်ရဲ့မောင်ထံမှထွက်လာသည့်စကားကိုနန်းခံနိုင်ရင်မရှိတော့ပါမောင်ဒီဒေးဗစ်ကိုရီးပြီးပြောနေပုံကိုလည်းနန်းမမြင်နိုင်တော့သူမအားချုပ်ထားသူများကလှုပ်ပေးလိုက်သည်နှင့်နန်းခန္ဓာကိုယ်သည်အထင်းကိုမရှိပြိုလဲလာလေသည်
မောင်လဲကြလာတော့နန်းဤခန္ဓာကိုယ်တွယ်လေးကိုပွေ့ချလိုက်သည်မောင်ကိုသူပါပဲတသက်လုံးကျွေးမွေးခဲ့တာမို့မောင်မဲတကြိုပေးလိုက်ပါမယ်မောင်စကားဆုံးသည်နိဒေးဗစ်နှမှုမှဖောက်ထွက်လာတော့ကြည်တော့အတန်လာရကိုကြည့်လိုက်ရပြစ်လိုက်သူမှာဒီလေတော့တက်လျာသစဉ်သူမတို့အားမုံဒီနာကြီးစွာကြည့်နေတော့တဲ့မျက်စိတမိတ်အတွင်းတက်ကထိုအခန်းထဲမှာမောင်နဲ့တေးမှာပါကျန်သူများအားတနက်ဖြင့်ပြစ်တက်လိုက်ပြီဖြစ်တယ်လို့အပြင်းနဲ့ရဲရင်တို့လက်ချက်ဖြင့်ဒေးဗစ်တို့လူများတေးကုန်ပြီတေးဆက်သွင်းကိုရဲရင်တို့ကဖမ်းဆီးသွားကတက်ကတော့မောင်အနာတိုးလိုက်နန်း၏လက်မောင်းကိုနူးညံ့စွာဆုပ်ကိုင်လိုက်သည်မမမောင်နန်းကိုပွေထားရမှထိုင်ချလိုက်ကသူမရင်ခွန်းထဲမိစေလေနန်း၏ဘားပြင်တစ်ဖက်ကိုခတ်ဖောက်ပုံနှိုးနေမိမမီမျက်လုံးပွင့်မအောင်မမီတက်ရောက်လာပြီလေမမနန်းအတန်များကြောင့်မျက်ဝန်းတို့ကိုမရမကဖွင့်လိုက်ရတက်လဲသူမပေးရောက်နေသည်မောင်ကသူမကိုပွေဖက်လျက်ငုံနေကအသက်ကလည်းသူမလက်ကိုဆုပ်ကိုင်းရင်းမျက်ရည်ကျနေတက်မတက်ရှိတယ်မအားတင်းထားပါနန်းအသက်ကိုအားဆိုင်ရှူရင်းတက်ကိုကြည့်လိုက်ပြီတက်မေကိုဂယူးဆိုင်နော်တက်ကခေါင်းကနေထို့နောက်နန်းမောင်ကိုကြည့်လိုက်မိပြန်သည်နန်းမျက်လုံးတွေအတော်ဝါနေပေမဲ့မောင်မျက်နှာကိုနန်းစူးစားပြီးကြည့်နေမိသည်နန်းကျွေးမွေးပြိုးထောင်ခဲ့တယ်ကလေးနန်းကိုကျေးဇူးကောင်းဆက်သွားတာပဲလိမမာနေမောင်ထိုစကားဆုံးနန်းစိတ်ကိုလျှော့ချလိုက်ပြီးနန်းတကူလုံးပေါ်ပါသွား၏တက်ဆုပ်ကိုင်းထားသောနန်း၏လက်လေးမှလည်းရော့ကျသွားသလိုနန်း၏မျက်ဝန်းများလည်းမှိတ်သွားခဲ့လေပြီမောင်နန်း၏နှာခေါင်းကိုစမ်းကြည့်လိုက်ကအသက်ကိုစိတ်အေးထားပါဟုသောပုံစံဖြင့်နားချဖို့ကြိုးစားသည်ဒီလေမမေအသက်ရှူနေသေးတယ်သတိလစ်သွားတာပါတဲ့၏မျက်ဝန်းလေးများမှာမျောလင်းချက်ရောင်ကြီးတို့တန်းကအနေငယ်ကျဝင်လာသည်ဒါဆိုဆေးရုံပို့မယ်လေမောင်ဒီနန်းကိုပွေ့ချီကအခန်းပြင်ထွက်မယ်လို့တော့တတ်တားလိုက်နေအောင်ငါအမအကျန်းဖက်ခံထားရတာချမ်းကလည်းမရှိဘူးဆေးရုံပို့လိုက်ရင်မမီကိုမောင်းကင်းနိုင်ပါတဲ့ဒီလေမောင်စကားကြောင့်တက်မျက်နှာကိုမဲလိုက်မိပါသည်ကိုယ်တိုင်ဓာတ်နဲ့ထိုးပြီးကိုယ်တိုင်ပြန်ခဲ့မယ်လေယုံကျင်စရာကောင်းရဲ့လားမင်းကိုယ်တိုင်ဓာတ်နဲ့ထိုးခဲ့တာကိုငါဘယ်လိုယုံရမလဲကျေးဇူးကန်းနဲ့ဧကရီမှာမင်းငါမောင်တက်လိုက်ရင်ဘယ်လိုလုပ်မလဲမောင်အတွက်ထိုးစကားစီစိတ်ထိခိုက်စရာမောင်မမီကိုတေးအောင်မထိုးပါအောင်ဒီလေအခုလိုညင်းနေမှမမီသေးလိမ့်မယ်တက်အလုံးမကြပုံဖြစ်သွားပြီးမှခွင့်ပြုလိုက်ချိနန်းအသက်အန္တရာယ်ကင်းဖို့ကအဓိကပဲဆေးရုံတွင်နန်းကိုမောင်ကိုတိုင်းနဲ့အတော်လေးစိတ်ချသူနှစ်ယောက်ခံပြီးတော့ခွဲကန်းဝင်သည်တက်ကတော့မြင်သွားသူများကိုကားအက်ဆီဒင့်ဖြင့်ဒဏ်ရာရသည်ဟုသာဖြေထားသည်မောင်ခွဲစိတ်ပေးနေတော့လဲလက်ကတုံးနေမမီခန္ဓာကိုဖြူဖြူသွက်သွက်လေးတည်ဒဏ်ရာအပြည့်ဖြင့်မြင်မကောင်းပါဝမ်းပိုက်တွင်လည်းတေးဆက်သွင်းကန်ထားသဖြင့်ညိုမဲဆွဲနေအဆိုးဆုံးကတော့မောင်ဓာဖြင့်ထိုးထားသောရင်ဘတ်မှတန်ရပြီဒေးဗစ်သားမမီနှစ်ဖူးကိုတနက်ဖြင့်ပြလိုက်လေမမီဘလုံးမှအသက်ရှင်မှမဟုတ်၍မောင်ရင်နာနာဖြင့်အသက်ဖြင့်လွတ်သောနေရာကိုဓာဖြင့်ဝင်ထုတ်ခဲ့ရသည်သို့သောနုနယ်လာသည့်ဖြင့်အားတော်နေသည့်မမီဟာမောင်ဓာချက်ခတ်ပြော့ပြော့ကိုပင်ခံနိုင်ရမရှိပါမမီနှလုံးခုန်လုံးသည်ထိုးကြလာသည်ဖြင့်မောင်ဘလုံးမှဆက်မခွဲစိတ်နိုင်တော့အောင်တုံးရင်နေခြင်းချမ်းသည်ခွဲခန်းတဲ့ခတ်တော့ဝင်လာကမောင်ထမ်းမှကရိယာများယူလိုက်ပြီးတော်လက်စားပင်လိုအပ်တင်များကိုညွှန်ကြသည်သွေးလိုတယ်အမကအေးပြီးသွေးမောင်ကအေးပြီးသွေးပဲအန်တီချမ်းအမြန်သွားစီစဉ်ပါမောင်ခွဲခန်းအပြင်းထွက်လာတော့ဘဘကအထိုက်တလန့်စီးမေးရှာ၏သမီးကြီးအဆင်ပြေတယ်မလားယင်လက်ရှိသွေးလိုနေလို့မောင်နဲ့မမေကသွေးတူတော့မောင်စကားပဲမစုံတက်ကထားလာပြီးမောင်ကိုမုန်းတိစွာကြည့်ရင်ဆိုသည်မင်းလိုအောက်တန်းစားရဲ့သွေးကိုငါမှခန္ဓာကိုယ်ရဲ့ရောရှက်မခံနိုင်ဘူးငါနဲ့မသွေးတူတယ်မောင်ခံစားရတော့လဲတဲ့ဤစကားကိုလက်ခံမှာတတ်ထမ်းမှသွေးယူပြီးခွဲခန်းနဲ့ပြန်ဝင်သွား၏သွေးသွန်းထားသည့်တိုင်မောင်မိနှလုံးခုန်လုံးသည်တက်မလားမောင်တုံလုံးနေပြီဖြစ်တယ်လို့ကျွမ်းကျင်လာပါသည့်ချမ်းတောင်ချွေးပြန်နေပြီမောင်မထားခဲ့ပါနဲ့မမီတောင်းထားပါအောင်မောင်မျက်ဝန်းမှမျက်ရည်များကျလာကမက်စ်အောက်မှာမောင်တစ်ဖောက်ပါတောင်းဆိုနေမိသည်မမီတန်းသွားသောနှလုံးခုန်လုံးကြောင့်ချမ်းကြပြခဲ့ရပြီမောင်နောက်ဆုတ် clear 1 2 3ချမ်းနှလုံးနှိုးဆက်ကိုယူလိုက်က3 4ကစက်တိုင်နှိုးလိုက်တော့မှနန်းဤနှလုံးခုန်လုံးပြန်တက်လာသဖြင့်သူမတို့တက်ပြင်းချနိုင်သည်တက်ကနန်းကိုဆေးရုံတွင်မထားပဲစံအိမ်၌သာပစ္စည်းအစုံလင်ဖြင့်ချမ်းကအနီးကပ်ဆောင်ရှောက်ပေးသည်တိတ်ဆိတ်ချရကြီးမဟုတ်သေးတော့လေနန်းဤလက်ရှိချင်းချင်းမှအသက်အန္တရာယ်တော့တိတ်မရှိတော့ချေသို့တော့နန်းပုံစံကိုတက်အားမရပါမျက်နှာတစ်ချမ်းဟာရောက်နေပြီးနှာခမ်းကလည်းပေါက်ပြက်နေသလိုပေါ်နေသည့်လဲပင်နှင့်လက်တစ်ဝိုက်တွင်လည်းကြာဖို့ဒဏ်ရာများကျိုးရများကညှိုးမဲနေသည်ကရင်ချင်းလေးမှနန်းကိုကြည့်နေသောမောင်ကိုတက်အခန်းပြင်ဆွဲခေါ်သွား၏ငါတို့စိတ်ရင်းရှင်းရအောင်ဧကရီမရဲရင်တို့ကမောင်ကိုအခန်းတစ်ခုထဲခက်ကြမ်းကြမ်းဆွဲခေါ်သွား၏ထို့အခန်းကိုမောင်တည်သည်မမီကထိုအခန်းထဲလူချို့ကိုခေါ်လာကအကြိုက်နှိပ်စက်ပြီးမောင်တို့မဟုတ်အကိုရဲရင်တို့လက်ထဲအမိုက်စားတစားထည့်သလိုထည့်ပေးနေကြ
လူနှစ်ယောက်ဒီမောင်လက်တို့ကိုချုပ်ထားကမောင်ကိုတီလေးရှည်ဒူးထောက်စေလိုက်သည်ငါမကိုဘာလို့အခုလိုလုပ်ရရလဲဧကရီမောင်မောင်မှားသွားပါတယ်တီလေးမောင်မိပါတယ်သေးတာမောင်မိကြောင်းလို့မောင်ထင်မှားခဲ့တာနောက်ဒေးဗစ်ရဲ့ဘေးစကားမင်းမအုံနောက်မပါဘူးလားငါအမကတော့မင်းကိုချစ်လိုက်ရတာတက်မိုးအောင်နမ်းမြင့်တဲ့စင်ရလေအချစ်ကြောင့်ဒုက္ခရောက်တာသိရလားမင်းကိုချစ်တဲ့စိတ်ယုံကြည်တဲ့စိတ်ကြောင့်တက်ကပြောနေရင်မျက်ရည်ဝဲလာသလိုမောင်လည်းမျက်ရည်ကျမိသည်တက်မောင်ရှိသူစားရတဲ့ချို့ပြစ်ချလိုက်၏ကြည့်အဲ့ဒါတွေကိုဖတ်ကြည့်မောင်ကမန်းကရန်ဖရင်မျက်ရည်ကအတားစီးမရှိကျလာရသည်မောင်ရုံမခဲ့တဲ့မမီဟာမောင်နာကအတွက်အများကြီးကြိုးစီစဉ်ပေးထားတာပဲမောင်မှာပြီမောင်အကြီးကြီးမှာပြီမောင်ကိုတက်လိုက်ပါတီလေးရဲ့မောင်ကအသက်ရှင်မို့တောင်မထတန်တဲ့သူပါတက်မျက်နှာသည်အလွန်တဲမာနေသည်တက်မောင်ကိုစစ်စစ်ချင်းအန်ကျိတ်တန်ဖြင့်ပြော၏မင်းကိုငါမှလက်ထဲပဲအပ်မယ်တက်ကထိုးတခွန်းသားပြောပြီးအခန်းပြင်ထွက်တော့ကရရင်တို့ကမောင်လက်ကိုစူးကြိုးများဖြင့်တို့ကတတ်နှောက်လိုက်သွားကြ၏တကားဖွင့်တန်းကြောင့်ဒေးဆက်သောအလန့်တကြားထားကြည့်လိုက်ရာတက်နှင့်လူချို့အခန်းထဲဝင်လာကြသည်သူမရှိတွင်နဖူးထုတ်ချင်းပေါက်ကတေးသွားရသောဒေးဗီပုံရိပ်ကိုပြန်တွေ့တေးဆက်တွင်သွေးပြန်မိသူမရောတေးရတော့မှဟူတွေးမိတိုင်းဇောချွေးများပြန်လာရသည်တကိုယ်လုံးချုံနှောင်ခံထားရကကြောက်လန့်နေသည့်တေးကိုကြည့်ကတက်မဲပြုံးလေးပြုံးလိုက်ပြီကြောက်နေတာလားဒိုမင်းကိုဘာမှမလုပ်ရသေးပါဘူးတေးကဘာမှပြန်မဖြစ်ပဲလက်နေသည့်ပုံမြင်သာကြည့်နေတကယ်တော့အရန်ပြစ်နေလို့လေ့ကျင့်ခန်းလုပ်ချင်နေတာတက်သည်ပြုံးရင်းပြောလိုက်တော့ညာထိုပြုံးသည်တော်တော်ကြောက်စရာကောင်းနေသည်တက်ရဲရဲလက်ထဲမှာမီးများဆွဲနေသည့်ကြားဖို့ကိုယူလိုက်ကတေးဆက်သွင်း၏လက်ကိုတန်းတိုင်းဖြင့်တွဲကြည့်လေကြားဖို့ဖြင့်တစ်ချက်ရိုက်လိုက်၏အာမလုပ်ပါနဲ့ကိုသားကြာနာတဲ့သားပဲတက်မညာမတာတေးဆက်သွင်းကိုထိုးကြားဖို့ဖြင့်အချက်50လောက်ဇက်တိုက်ရိုက်နေလိုက်သည်ရိုက်လိုက်သည့်အချက်ရည်တိုင်းတွင်လေငါအမောင်နားချင်အောင်လုပ်ချင်အောင်ဟူသောစကားကိုပြောရင်ဒေါသတကြီးရိုက်နေနေရဘေးမှာရဲရင်တောင်မျက်လုံးပြူနေပြီတေးဆက်သွင်းထမ်းမှအော်တန်ထွက်မလာတော့မှတက်ခဏနားလိုက်ကငါအမလေးတိတ်နာကျင်ခဲ့ရမှာပဲတက်ထိုးသောပြောကတေးဆက်သွင်းကိုကြားဖို့ဖြင့်ထက်ရိုက်ပြန်သည်အော်စမ်းမရိုက်ဖို့တောင်းပန်စမ်းမရိုက်ပါနဲ့တောင်းပန်ပါတယ်တေးဆက်သွင်းကနားလာသဖြင့်တော်တော်ကြီးတောင်းပန်နေရတက်ခါဟာဟာရေးလိုက်သည်ဟာဟာနားထောင်လို့ကောင်းလိုက်တာတက်တေးဆက်သွင်းကိုကြည့်လိုက်ရမီးပူကြောင်ရောကြားဖို့တန်ကြောင်လူကနီးရဲနေသဖြင့်ကျင်းနေသွားပုံဖြင့်ကြားဖို့ကိုပြစ်ချလိုက်ပြီပြီးရင်နောက်တစ်ပွဲပြန်စားမယ်တက်ကအောင်နိုင်သူပမာထွက်သွားတော့လေတေးဆက်သွင်းတယောက်ကတော့ဒဏ်ရာများကိုအလူလဲခံစားရင်းကြံခဲ့ရတော့သည်တက်နန်းဤခန်းထဲဝင်သွားတော့နန်းကသတိမရသေးပေအောက်ဆီဂျင်ကို10မိနစ်တောင်မပြတ်ပေးထားရ၏ဒေါ်သီရီတွေကအတော်လေးမျက်နှာမကောင်းဘူးလို့ချမ်းကလည်းစိတ်မကောင်းဖြစ်နေပေါ့တက်နန်းဤကရင်ပေးတင်ရေးလိုက်ခါမမဘယ်တော့လောက်ပြန်သတိရမလဲချမ်းတက်ပြင်းလေးအသာချ၍အမဆက်စ်ကိုအတော်ကြမ်းကြမ်းဆက်ဆံခံထားရပုံပဲအဲ့ဒီပြင်ဘိုက်ကတိုင်ကအရန်အားပြင်းနေညိုမဲပြီးအတွင်းထိပါတန်းဖြစ်နေတာရင်ဘက်ကဓာတ်တိုင်ဒီလောက်မဟုတ်ဘူးချမ်းဤအဖေကြောင့်တက်နန်းဤမျက်နှာလေးကိုကြည့်ရင်အန်ကျိတ်လေတက်ဘသူ့ကိုမှချမ်းသာမပေးဘူးမမတက်ကတော့တကြီးရေရုပ်ကအခန်းပြင်ပြန်ထွက်သွားတယ်ပဲချမ်းနဲ့လန်သွားတယ်လို့ဒေါ်သီရီနယ်ကတော့ခေါင်းတစ်ခါခါပြင်သာတေးဆက်သွန်းတရားများကြောင့်ညှဉ်းညူနေမိသည်ထိုစဉ်အခန်းတကားတန်ပြားလိုက်ရပြီးတက်ကသူမနာကလာပြန်ရတေးကြောင်နေမိသည်ရဲရင်တို့ကဒေးဆက်သွန်းကိုလက်ပြန်ကျိုးတို့ကတက်ရှိဆွဲခေါ်လာပြီးတက်ကတော့ဒေးဆက်သွန်းအားဝါးစားမလို့ကြည့်ဖြစ်မေးစရာလေးရှိလို့တက်ကိုကြည့်ရင်ဒေးဆက်သွန်းတုံးလုံးနေမိသည်သူမတို့ကြားဖို့သည့်တက်လျာသစင်း၏ပုံစံဟာထိုးခဲ့တော့မဟုတ်ငါအမရင်ဘက်ကိုကန်တာဘဲချက်တော့လေဒေးဆက်သွန်းကကြောက်လို့နှကမ်းများသာတုံနေပြီးပြန်မဖြစ်ရပြီတက်ထို့ကြောင့်တေးပို့ဘူးသောဗီဒီယိုကိုဖွင့်ကြည့်လိုက်ကပုံစံကပိုဒေါသထွက်သွားပေါ့တက်ကလထိုင်နေရမှထလာကဒေးဆက်သွန်းတို့ကိုလုံးကိုကြည့်နေသည်ဖြင့်ကျမကိုဘာမှမလုပ်ပါနဲ့ကျမတောင်းပန်ပါတယ်တက်ဒီကြိုးချမ်းပွဲပြုံးဖြင့်ဖန်တီးလိုက်ပြန်သည်ငါတိတ်ထန်ပို့ထားရတဲ့ငါအမကိုမထိခင်တည်းတွေးခဲ့တဲ့နဲ့ဒေးဆက်သွန်းကိုကျွေးရင်တက်ကိုတောင်းပန်နေတော့လဲတက်ဒီလက်ခံမဲ့ဟန်မပြူငါအမရင်ဘက်ကိုကန်တာဒီချက်တော့လားဟမ်ငါအမကိုသွေးအန်နဲ့ထိကန်တာဒီချက်တော့လားတက်တရှိတချောင်းမြင်ထိုချက်တော့ကိုဒူးစစ်နှမ်းမှာအားပြင်းပြင်းခုတ်ချလိုက်အာနားချင်းစွာအတန်းနဲ့ဖြင့်အွန်လိုင်းတော့သူမအတန်းကိုလည်းတက်နှိမ့်ချိုက်စွာအရသာခံနာထောင်ရင်ပါဒီဘက်ချက်တော်လေးဟာသူ့တယောက်တည်းအဖော်မဲနေရှာလို့တဲ့နောက်တစ်ချောင်းမှာအဖော်ထည့်ပေးလိုက်မယ်နော်တက်မဲပြုံးလေးပြန်ကကျန်းသည့်ချက်တော်ကိုပါတရှိဖြင့်ခုတ်ဖြတ်ချလိုက်ပြန်သည်လူလွန်အော်မြင်နေသောဒေးဆက်သွင်းပုံစံကိုတက်တိတ်သဘောကြသည်သူမ၏အော်တန်ကိုတက်အားပါတရနားထောင်ပြီးမှထိုးမြေအောက်ခန်းမောင်နေတယ်သွေးတန်အလိမ့်လေးဖြင့်ခြေထောက်နှစ်ဖက်လုံးပြတ်သွားသောဒေးဆက်သွင်းကိုဒီတိုင်းထားခဲ့ကမြေအောက်ခန်းမှကြွရွစွာပင်ပြန်ထွက်ခဲ့၏အိတ်နေသောကြားကိုသွားနှိုးမိသည်အကျိုးဆက်သည်တိတ်ကြောက်စရာကောင်းသည်
မောင်မိုက်တော့အခန်းတွင်၌နောင်တာတရားကိုအဖော်ပြကမျက်ရည်စားတို့ဖြင့်ငေးမိုင်းနေသူမှဧကရီမှာသူမ၏တုံးအားမှုမိုင်းမဲမှုတို့ကြောင့်ကျေးဇူးရှင်ဘောရုံမသည့်ထက်ပိုသောလုပ်ရများလုပ်ခဲ့မိပြီမမီကိုကျန်းကျန်းတန်းတန်းဆက်ဆံခဲ့သည်ဖြင့်တသက်မမေ့နိုင်သည့်စိတ်တန်ရာပေးခဲ့မိသည်မမီကတော့တတိလက်ကန်ဤတောင်သူမကိုလိမ့်လိမ့်မမနေဟုမှားသည်မောင်ကိုယွန်သည်မုံသည်ဧကရီမောင်ဟူသောသူမ၏ဖြစ်တည်မှုသည်ဤကဘာပြည်၌ဆက်လက်တည်ရှိနေဖို့မတန်ပါမောင်သက်သေးဖြစ်ခြင်းတော်တဲ့မမီကိုတွေ့ကျင်သည်မမီချင်းတွေကိုသိကျင်သည်မမီကိုတောင်းပန်ခြင်းသည်သို့တော့မမီကမောင်ကိုတွေ့တော့အတွေ့ခံပါမလားမောင်ကိုကြည့်တဲ့မမီကြည့်တိုင်းမှာယွန်ရှာဆက်ဆုပ်မှုတွေအပြည့်မောင်တော်လေးနောင်တရနေပါပြီဘလို့ပဲဖြစ်ဖြစ်ကိုပြုတ်ခဲ့တဲ့ကံကိုမောင်ခံရတော့မည်နန္ဒရီမဲ့နေဒီမှာ2ရက်မြောက်တက်နန်းကိုစိတ်ပူလာသည်သူမရဲ့မောင်ကိုအခုလိုအချိန်လေးမျိုးနဲ့မမြင်လို့ပါနန်းကိုမြင်တိုင်းဒေးဆက်သွင်းတဲ့မောင်ကိုတက်ပစ်ခြင်းသည်ဒေးဆက်သွင်းကိုမနေ့က6ရောက်တွဲခုတ်ဖြတ်လိုက်ရပြီဒေါသတော့နည်းနည်းပြေတက်နန်း၏လက်ကိုခတ်ဖွားဖွားလေးကိုင်မမတိတ်ဟန်ဆောင်ကောင်းတာပဲဧကရီမောင်မုံလို့ဟုတ်လားမုံနေဆိုပြီးလိုလေသေးမရှိအောင်ထားတာမာကြောချင်အောင်လဲစောင့်လိုက်ရတာပြီးရင်သူ့လောက်စိတ်နှူတာမရှိဘူးတက်မျက်ရည်တော့ဝဲလာရသည်တက်ဤမဟာမောင်ကိုချစ်မိလို့အခုလိုဖြစ်တာနန်းမောင်ကိုဘလောက်ထိချစ်လဲဘေးလူတောင်ခံမှန်းလို့ရသည်မောင်ကြောင့်နန်းဟာပြောညံ့လာသည်ဒါကိုမောင်ကအခွန်ကောင်းယူ၏တက်နန်းဤလက်အားသူမဘာပြမောတင်ထားလဲမျက်ရည်စားတို့စတင်စီးကြလာသည်ဒါပါတော့မမရဲ့နိုးလာပါတော့ဧကရီမောင်ကိုအပြစ်ပေးဖို့ထလာပါတော့တက်လဲမမကိုလွမ်းလာပြီထလာပြီးတက်ကိုစုပါအောင်ရင်းရင်တီးတီးတွေပြောပါအောင်ချမ်းခန့်တဲ့တော့ဝင်လာခြင်းနဲ့လက်ကိုကိုင်းငိုနေသည့်တက်ကြောင့်ချမ်းတက်ပြင်းလေးတစ်ချက်ချလိုက်မိသည်မမတက်အမအဆင်ပြေမှာပါတက်ဒီချမ်းကိုမကြည့်ပဲပို့လို့တောင်းကိုလေသည်မမတက်ဧကရီမောင်ကိုတက်ချင်တာပဲသိတယ်သူကြောင့်မမအခုလိုဖြစ်ရတာချမ်းရဲ့ကျွေးရဲ့လက်ကိုပြန်ခိုက်တဲ့မိန်းကလေးချမ်းတက်၏ပခုံးလေးကိုကိုက်လိုက်ချမ်း၏အထီတွေမှာနူးညံ့လုံးနေသည်မမတက်စိတ်တူတာကိုချမ်းနားလေပါတယ်မမတက်အရင်မမကိုအထင်လွဲခဲ့မိတယ်မမကနှလုံးသားမရှိဘူးပေါ့အရင်ရက်ဆက်တယ်ပေါ့အခုတော့အားလုံးမကုန်ပြီတဟာပြောရင်ငုံနေပြန်ရချမ်းတက်ကိုပွေဖက်လိုက်သည်သူမကိုရုတ်တရက်ဖက်လိုက်တော့ချမ်းကြောင့်တက်မျက်လုံးလေးကျဲသွားသလိုကြက်တီးတောင်ထသွား၏မမတက်မမားပါဘူးမငိုပါနဲ့မမတက်ရဲ့ချမ်းလေမမတက်မျက်ဝန်းမှာမျက်ရည်တွေမတွေ့ချင်လို့ပါချမ်းကသူမကိုတင်းတင်းကြပ်ဖွေးပတ်ထားရတက်ချမ်းကိုပြန်လဲပွေဖက်လိုက်ချမ်းရင်ဝင်ထဲရောက်သွားသည့်ထိုးချင်းခဏသည်တက်အတွက်ငြိမ်းချမ်းမှုပေးနိုင်သည်တက်နာရီကိုကြည့်လိုက်ရညနေ4 နာရီကျော်မောင်ရောတရက်ကိုမနေ့ကတည်းကအစားနဲ့ရေးဖြတ်လက်ထား၏တက်မောင်တော့ဒီတိုင်းထားထားသည်နန်းနိုးလာမှစီရင်ဖို့ပြောမိတေးဆက်သွင်း၏အခန်းသို့တက်ဦးတည်လိုက်သည်အခန်းတကားဖွင့်လိုက်သည့်နှင့်သွေးများချစ်ချင်းနေသောတေးဆက်သွင်း၏ပုံစံမှာတက်အတွက်စိတ်ကြည်နေစရာလူတကိုယ်လုံးကလည်းမျောတော့နေကအသက်ကိုတောင်းမနေရှူနေရပေါ့တက်ဟာချစ်ချင်းနဲ့ပြုံးရင်တေးနာကတ်သွားတော့တေးဒီတော်လေးထိတ်လန့်နေတက်တေးဆက်သွင်းကိုပြုံးပြလိုက်ခါလွမ်းနေမှဆိုလို့လာခဲ့တာတေးဒီတက်ကိုကြောက်လာတဲ့ကြားကြည့်နေသဖြင့်တက်ခါနည်းနည်းဆက်ကြီးကိုပြုံးနေလေသည်လှုပ်တုံးကလှုပ်ပြီးခုမှဘာကြောက်နေရလဲတေးဆက်သွင်းမင်းငါအမလည်းပင်ကိုဒီလက်တွေနဲ့ညစ်တာမလားတက်ဒီတေးလက်ကိုကိုင်းပြီးပြောလိုက်ရတေးထိတ်လိုက်စွာခေါင်းခါရန်နေတောင်းမှန်ပါတယ်နောက်ကျသွားပြီတက်ပလာယာတစ်ခုဖြင့်တေးဆက်သွင်း၏လက်သေးများကိုတစ်ချောင်းချင်းဆွဲဖြုတ်လေသည်နာကျင်စွာအော်ဟစ်နေသောတေးဆက်သွင်း၏အတန်ကိုလည်းတက်နားထောင်ရင်းအောင်မွဲခံနေပြန်သည်တေးဆက်သွင်းမှာနာကျင်လုံး၏လက်များတုံနေဤဒီကိုပင်တက်ကကြည့်ပြီးပြောနေသည်အောင်တက်ကလက်သေးများဖြုတ်ခံထားရသောတေးဆက်သွင်း၏လက်ချောင်းများပေါ်နွေးပူဖြင့်လောင်းချပြန်သည်တောင်းပန်ပါတယ်အတန်နဲ့ဖြင့်အော်ဟစ်တောင်းပန်နေသောတေးဆက်သွင်းကိုကြည့်ရင်အားရပါရတက်၏တက်ဒီကောင်းကိုတသွင်းခါရမ်းလျက်တေးဆက်သွင်းကိုတနာတဲ့အောင်ခနဲ့ပြန်သည်ငါအမကိုမထိခင်တွေးခဲ့တဲ့နာလို့ငါအမခန္ဓာကိုယ်ပေါ်ချစ်ရတစ်ခုထင်အဲ့လိုအသက်ပြောက်ပြီပဲတေးဆက်သွင်းသည်ကြောက်လန့်သွားငိုကြွေးနေလေသည်တောင်းပန်နေတော့လဲအတန်တောင်သိမ့်မထွက်နိုင်တော့ပဲတက်တေးဆက်သွင်းကိုမတ်တက်ရက်စီကတန်တိုင်းနဲ့တွဲချီလိုက်ပြီးတန်တို့တစ်ချောင်းဖြင့်သူမအယုံများကြိုးကြေလောက်တီထိရိုက်နှက်နေပြန်၏ငါအမကိုတန်ထုံးနဲ့ရိုက်ချင်တာမလားရော့အရိုက်ခံကြည့်လိုက်တန်စိတ်ကြိုင်နေဆက်ပြီးမှအခန်းပြင်ပြတ်ထွက်သွားကတေးဆက်သွင်းကတော့အသက်တောင်မနေလို့ရှူနေရပေါ့တက်တေးဆက်သွင်းကိုတေးခွင့်မပြုနိုင်ပါသူမဒေါသပြေးသည်ထိနှိပ်ဆက်ပြီးမှတေးဆက်သွင်းတေးရမည်သမီးကြီးသမီးနန်းရီလက်ချောင်းများလှုပ်လာသည်ဖြင့်ဒေါ်သေးရီနဲ့ဝမ်းသာအားရမတ်တက်ထားရလိုက်သည်သမီးမလက်ချောင်းလှုပ်သွားတယ်ဒေါ်သေးရီနွယ်တို့၏တန်းကြောင့်နန်းမြဝန်းတို့ကိုအတင်းအားယူပြီးဖွင့်ချလိုက်မတက်ကလည်းဝမ်းသာအားရပြီးနန်းရီလက်ကိုဆုပ်ကိုင်းလိုက်လေသည်အောက်ဆီဂျင်ပိုက်အောက်မှနန်းရီအတန်းကြောင့်တက်ရှိတယ်မတော်သေးတာပေါ့မရဲ့ချမ်းကနန်းကိုစမ်းသက်ပေးပြီးနောက်အောက်ဆီဂျင်ပိုက်ကိုဖြုတ်ပေးနေကတက်နဲ့ဒေါ်သေးရီနွယ်မှဘေးမှဂယုတဆိုင်ကြည့်နေဘယ်နာကနာနေလဲအမဘာ
ဘိုက်ကနင်းနေနန်းဘိုက်ကိုကိုင်းရင်ဖြစ်လိုက်တဲ့ဖြင့်ချမ်းကအတွင်းကိုထိသွားတယ်အမတော်တော်ပြင်းမုံပဲနန်းမျက်နှာသည်စိတ်တိုးမှုရောနေသည်သူ့ဖက်နှက်ကတော်တော်မာတယ်ဒေါသမျိုးသိပြီးပြောနေတော့နန်းကိုကြည့်ကအသက်မျက်လုံးတို့ကဆူရှာလာ၏သွေးပါအန်နာလေးမပြေးမဲနေမလားတိုက်ဤစကားကြောင့်နန်းမှာတော့မျက်မှောင်လေးကြုံလာသည်တန်ဘလို့တိတာလဲတက်မှာဗီဒီယိုတွေအားလုံးရှိတယ်တေးဆက်သွင်းပို့ပေးတာအီကရီမောင်ကမမကိုတက်ဆက်မပြောနိုင်တော့ပဲအန်းကျိတ်လိုက်တဲ့ဖြင့်နန်းမျက်ဝန်းတို့တွင်စိုးရိမ်မှုတို့ပြည့်နှက်သွားလေသည်ဟမ်တက်အားလုံးမြင်ပြီးပြီလားတက်နန်းကိုပွေးဖက်ရင်တောင်းပန်နေမိသည်တက်တောင်းပန်ပါလေမမကိုမကာကွယ်နိုင်ခဲ့ဘူးနန်းဘာမှမပြောနိုင်လက်ရှိသူမရင်ထဲရှက်စိတ်ကသာကြီးဆိုးနေလေသည်တဖန်သူမကိုမောင်းလုခဲ့သည့်ဖြစ်ရက်ကိုပြန်တွေးပြီးကနန်းခံပြင်းမိသည်နိုင်မျက်ဝန်းမှမျက်ရည်တို့ကအတားအဆီးမရှိကျဆင်းနေသည်ကောင်းကျိုးမပေးသည့်မွေးစားသမီးသည်သူမဘဝကိုဖျက်ခဲ့သည်နှစ်40ကျော်ထိန်းသိမ်းလာသည့်ပြိုစင်ဘဝကိုထိုကလေးမကပဲပဲနဲ့သိမ့်ပိုက်သွားခဲ့သည်ဒေါ်သီရိနွယ်သည်မျက်နှာတော်လေးမကောင်းသလိုချမ်းလဲစိတ်မကောင်းမေရင်ဘက်မှတန်းရကမခံနိုင်အောင်ဆိုးရွားစွာနာကျင်လာသဖြင့်နန်းတစ်ချက်ညှဉ်းညူလိုက်မိသည်အာမဘာဖြစ်လို့လဲနိုင်၏နဘိုးပြင်းနှင်းချွေးစာများဆိုလာကရင်ဘက်ကိုဖိလိုက်ရာတက်ဟာစိုးရိမ်တကြီးပင်မေးလေသည်ရင်ဘက်ကနားလာလို့လားချမ်းနန်း၏အင်ကြီးကိုလှပ်ပြီးကြည့်လိုက်တော့တန်းရကအသွေးထွက်နေသည်ချမ်းဒီသွေးတို့ကိုသုံးရင်တန်းရကိုပြန်လဲတန်းရှင်းပေးနေကတက်ကတော့မျက်နှာကြီးနီးလာပြန်သည်အေးဂရီမောင်လှုပ်ရက်တယ်နန်းမျက်လုံးတို့ကိုမိတ်ချလိုက်မျက်လုံးမလက်သည်နှင့်သူမရင်ဘက်ကိုဓာတ်ဖြင့်ထိုးဆိုင်ထားသည်မောင်ပေါ်ရည်သည်မဖိတ်ခေါ်ပဲရောက်ရှိလာလေသည်ထိုပေါ်ရည်တို့ကိုနန်းမေးလိုက်ခြင်းသည်မောင်ဟာဘာကြောင့်သူမကိုတလောက်လှုပ်ရရတာလဲမောင်ပေးတဲ့ဒဏ်ရာတွေဟာနန်းခန္ဓာကိုယ်မှာအဖြစ်သို့တော်မောင်ထိုးဆိုင်ခဲ့သည့်နန်း၏နှလုံးသားဒဏ်ရာကတော့အဆိုးဆုံးပဲနောက်ရရောက်တော့နန်းလန်းလျှောက်နိုင်နေပြီတက်အခန်းထဲဝင်လာတော့ပရင်းပေါက်တွင်ရရင်အပြင်ကိုကြည့်နေသည့်နန်းကြောင့်လဲနေပါမမရဲ့နန်းတက်ကိုပြုံးပြီးကြည့်လိုက်လေသည်မမကောင်းနေပါပြီတက်ရဲ့တက်နန်း၏ပခုံးလေးကိုကိုင်ကအနည်းရှိခုံးတွင်ထိုင်စေလိုက်သည်မရပါဘူးလေအေးတွေမခန်းနဲ့မမကမာတာမဟုတ်ဘူးဆရာလုံးနေသည့်တပ်ပုံစံကြောင့်နန်းကကြီးလေသည်အဲ့လိုနော်ညီအမချင်းချင်းတက်ဟိတ်ဖဲ့တာပဲတက်ပြုံးလဲနန်း၏ခြေရင်း၌ဝင်ထိုင်လိုက်ကနန်းပေါင်ပေါ်ကိုလက်တင်သည်တက်ဘဝမှာမမဟာတိတ်ဖိုးတန်တာမို့မမကိုအဆုံးရှုံးမခံနိုင်ဘူးတက်ကပြောရင်းမျက်နှာလေးငယ်သွားရနန်းတက်၏လက်လေးနှစ်ဖက်ကိုနုနုညံ့ညံ့ဆုပ်ကိုင်ရင်တက်ကိုချော့တရားပြုသည်တက်တို့အတွက်မမတန်မာပါမယ်ဧကရီမောင်မမဘယ်လိုလုပ်မလဲမောင်ဆိုသောအတန်ကြသည်နှင့်နန်းမျက်နှာသည်သာပြည့်ရင်သွား၏နန်းကဘာမှပြန်မပြေစင်းရင်တက်ကပင်တက်သူ့ကိုအချင်းခန်းထဲထည့်ထားတယ်နန်းနဲ့လန်သွားသည်ထိုအချင်းခန်းအကြောင်းနန်းအသိမဟုတ်လားတက်သူ့ကိုဘာလုပ်ထားလဲစိတ်ပူတယ်လို့တော့မပြောနဲ့တော့မမတက်ကအတန်ကိုအနှဲငယ်မြင်ပြောလိုက်ရနန်းတက်ပြင်းတစ်ချက်ချလိုက်မိသည်မမကသူ့ကိုစိတ်ပူစရာလားတက်တတိလက်ခံနေတော့လိမ့်လိမ့်မာနေမောင်းဘာညာမာနေပြီးတော့တက်ကနှကန်းစုလဲပေါ့စီပြောနေတဲ့ဖြင့်နန်းတက်ကိုမျက်စောင်းတစ်ချက်ထိုးလိုက်အဲ့ဒါကသူပောက်ကရရှောက်လို့မှဆိုလို့တက်မမကိုပြကြရှိတယ်မမလမ်းလျှောက်နိုင်ပြီမလားနန်းစိတ်ဝင်စားမိတာမှန်ရှောက်နိုင်ပါပြီဒါဆိုတက်တို့သွားရအောင်နန်းတက်ခေါ်တီမြောက်ခန်းနဲ့ရောက်သွားစေမြင်လိုက်ရတော့တေးဆက်သွင်းပုံစံကြောင့်သူမပါဆက်ပင်သူမပြန်အောင်မိကျွန်တော်နှစ်ဖက်လုံးပြက်နေကလက်များတွေလည်းသွေးမြောက်ကအမြင်မကောင်းမေလူရုပ်တောင်မထွက်တော့သောတေးဆက်သွင်းကြောင့်နန်းထိတ်လန့်မိသွားသည်ဖျားရည်ပါဇက်ကလေးအုပ်ရင်နန်းစီမှာထွက်ကြလာတော့အာမေးတဲ့တန်ကြောင့်တက်ကပြုံး၏တက်သူ့ကိုပညာပေးထားတာတက်ကပြုံးရင်ပြောနေတော့လဲနန်းမှာလက်နေပေါ့တက်ကိုတလောက်ရက်ဆက်မဲ့လို့နန်းမထင်တာပါတက်တကယ်ကြီးမမကိုထိတဲ့သူတိုင်းခံရမယ့်အကျိုးဆက်ကသေလမ်းပဲနန်းကလေးမော်ရင်လဲနေရတော့လဲစိတ်ကမပြောင်းသူမလည်းအရင်ကရက်ဆက်ခဲ့ဘူးသည်သို့တော်တက်ကသူမထက်လက်ဆောင်ထန်နေမောင်ကိုလည်းတက်ကချမ်းသာပေးပြီးမဟုတ်နန်းမောင်ကိုစိတ်နာပါသည်မောင်ကိုယွန်းသည်နာကြည့်သည်မျက်နှာမမြင်ချင်းအတန်မကြားချင်းလောက်တဲ့ထိဆက်ဆုံမိသည်သို့တော်မောင်ကိုအသက်အနေတော့မဖြစ်ဆိုလို့ပါသူမပြိုးထောင်ခဲ့သည့်ကလေးမို့ငငယ်ရွယ်နဲ့မသေးစီလို့နန်းတက်ပြင်းချင်းချင်းချရင်ဘလုံးမှဆက်လဲမရတော့ရင်အချိန်ကြည့်လိုက်တော့ည8 နာရီကျော်သာရှိသေးသည်နန်းကရင်ထက်မှထကအခန်းတစ်ခုစီဦးတီလိုက်မောင်ပုံစံသည်အစာမစားရင်မသားရ၍ဖြော့တော်နေသည်နှခမ်းတို့မှာကွဲနေသလိုမျက်ကွန်းလဲညူနေဘလောက်ပဲနာကြီးသည်ဖြစ်ပါစေနန်း၏စိတ်ကဘာကြောင့်ပြောညံ့နေရတာလဲမောင်ပုံစံကိုမြင်ရတာနန်းရင်ဘက်ထဲအောင်သည်မောင်ကနန်းကိုမြင်တော့ကြပြကြရထလိုက်မောင်လက်သည်စူးကြိုးဖြင့်ဒုက္ခံထားရ၍သွေးများထွက်နေမမီနေကောင်းရလားမမီဘယ်နှန်းနာနေသေးလဲမောင်ကနန်းနာတိုးလာပြီးစက်တိုင်မင်းနေရနန်းမယ်ပြုံးလေးဖြင့်သူမရင်ဘက်ကိုထိုးပြရင်နှလုံးသားထဲကနာတယ်ဧကရီမောင်မမီအကြည့်တော့ကြောင့်မောင်ကိုကျင်လာသည်မမီမျောဝန်းအိမ်ထဲတွင်မောင်ကိုဘလောက်စိတ်ပြက်နေကြောင်းသိတာမောင်တောင်းပန်ပါတယ်မမီလို့မခေါ်ပါနဲ့
ဒေါ်နန်းမြင့်တဲ့စင်လိုပဲခေါ်လေမမီကရွက်တယ်လို့လေးပြန်ပြောရမောင်ရင်နဲ့အောင်တက်မောင်တောင်းပန်ပါတယ်မမီရဲ့မောင်မှားခဲ့မိပါတယ်တောင်းပန်လို့ဘာထူးမှလဲငါရင်ဘတ်ထဲကစိတ်တရားတွေကိုမင်းကူစားပေးနိုင်လို့လားဟမ်မင်းငါ့ကိုဓာတ်နဲ့ထိုးတော့ဟာငါတိတ်လန့်သွားခဲ့တယ်အေဂရီမောင်မမေတန်အားတောင်းရင်လာတဲ့ပြင်မောင်မျက်ရည်ကျပြီငါ့ကိုကာကွယ်ပေးပါမယ်ဆိုတဲ့အဲ့ဒီဓမြောင်နဲ့ငါရင်ဘတ်ကိုမင်းထိုးခဲ့တာငါပြိုးထောင်ခဲ့တဲ့ကလေးကငါ့ကိုတတ်ဖို့နန်းဆက်မပြောတော့ပဲအန်ကျိတ်ကမျက်နှာတစ်ဖက်လွှဲသွားလေသည်မောင်မားပါတယ်မမီရဲ့မင်းမစင်စားမိဘူးလားငါမင်းကိုဆုံးမခဲ့တာလေမင်းကောင်းတဲ့တခုမှမဝင်ဘူးလားကိုယ့်ရဲ့မွေးစားအမေကိုမှအေဂရီမောင်ရဲ့နန်းကမျက်ရည်ဝက်လာတယ်လို့မောင်ကတော့နောက်တော့ကြောင့်မျက်နှာတစ်ခုလုံးညီရဲ့ကမျက်ရည်များကြနေလေသည်မောင်ကအသက်ရှင်ဖို့မထိုက်တန်ပါဘူးမောင်ကိုတတ်လိုက်ပါမမီနန်းဒီမောင်ကိုစူးရဲစွာစိုက်ကြည့်နောင်နာရီနဲ့အသက်ရှင်အေဂရီမောင်ဝင်ခဲ့ပါနန်းထံမှာခွင့်ပြုချက်ရသေးတဲ့အခန်းတကားခောက်ပြီးဝင်လာသူမှတက်ကိုတွေးတော့နန်းဒီတက်ကိုအနီးစပွဲရှိစူပါရင်ထိုင်စေပြီးစပွဲပေါ်စာရွက်လေးတစ်ခုချပြီးတော်ဝင်သစဉ်ဆန်အိမ်တခင်မနေဟာတက်ကိုဆက်ခံစေခြင်းနဲ့တက်အတော်တုံလို့မိသွားသည်နန်းကသူမကိုသူမအားမလို့အားမရဖြစ်နေပုံလေးနေမှာပြုံးလိုက်ကတက်ကိုအားကိုဟန်ကြည့်သည်မမကဒီအိမ်ရဲ့ဆန်အိမ်တခင်မဖြစ်ဖို့အရေးချင်းမရှိပါဘူးတက်ထိုင်နေရမှချက်ချင်းထားလိုက်ပြီမမဘာတွေပြောနေရလဲတော်ဝင်သစဉ်ဆန်အိမ်ရဲ့တခင်မကနန်းမြင့်သစဉ်ဆိုတဲ့မမပဲဖြစ်ရမှာနန်းဟာခေါင်းကိုတွန်းတွန်းပအောင်ကသည်ဆုံးဖြတ်ချက်တိကျနေကြောင်းလဲမျက်နှာထားကတိတိသားသားဖော်ပြနေ၏မမဘလို့စိတ်နဲ့ဒီဆန်အိမ်ကိုဆက်အုပ်ချုပ်ရမလဲတဲ့မမကြောင့်ဘိုးဘေးစင်ဆက်ထိမ့်သိမ်းခဲ့တဲ့ဆန်အိမ်ကသူ့များလက်ထဲရောက်တော့မလို့လေပြီးတော့နန်းဟာဆက်မပြောနိုင်ပဲမျက်ရည်ဝဲလာလေသည်နန်း၏မျက်ဝန်းတို့ကိုကြည့်ရုံဖြင့်ဘလောက်တောင်နာကျင်နေလဲတတ်သည်နန်း၏ရင်ဘတ်ထဲဝဲစိတ်တိုင်းဟာဘလောက်တောင်ဆိုးရွားသွားလဲဆိုတာကိုပါတတ်သည်တက်တို့ဟာဖက်လဲတကင်းမနေကြတော့လဲတယောက်ကိုတယောက်သိချစ်ကြသည်တက်ရခင်းကမမကိုတိတ်ရက်ဆက်ပြီးအကျဉ်းနာတရားကင်းသူဟုအထင်မှားခဲ့ဘူးသည်ကြော်လာသည်နှင့်မျှနန်းရဲ့စိတ်ဟာတက်ထင်သလိုမဟုတ်ဘူးဆိုတာတက်မြင်လာရသည်အမှန်တော့တက်ထက်တောင်နူးညံ့တဲ့နန်းဟာငယ်စဉ်တည်းကဖခင်ပေးအပ်သည့်တာဝန်များဖခင်ဆိုဆုံးမသည့်စကားများကိုနာခံခဲ့ရသဖြင့်ဆိုကြမ်းခဲ့ရသည်အလုံးလော်ရတွင်စီးစနစ်ကြပြီးတိတ်ထက်မြက်တဲ့နန်းကိုဖေဖေကအရန်အားကိုသည်အေဂရီမောင်သူမကိုသာမချစ်မိလေနန်းသည်ခုလိုအားနေသွားမည်မဟုတ်ပြီးတော့ကိုသမီးအရွယ်လေးတွေနှိပ်စက်သမျှကိုတေမတက်ခံခဲ့ရတယ်မမဘာမှပြန်မလုပ်နိုင်ခဲ့ဘူးမမစီမှာတစ္ဆာရှိနေခဲ့တဲ့ကလေးအချို့လဲမမကြောင့်တေးခဲ့ရတယ်သူတို့ကိုမမကာကွယ်နိုင်ခဲ့ဘူးတဲ့ရဲ့နန်းမျက်ရည်တို့ဇက်တိုက်ကြနေသည်ထိုမျက်ရည်အားပြင်ပိုင်းကြီးလင်းဒေါသကြောင့်ကြသည်ပေါ့ဒါပေမဲ့ထိုမျက်ရည်တွင်သူမကိုသူမအလိုမကျမှုအားငယ်မှုတို့ရောနှောနေသည်တက်နန်းကိုစစ်စစ်ကြည့်တက်တည်တဲ့နန်းမြင့်သစဉ်ဟာအခုလိုမျက်ရည်မလွယ်ဘူးလွယ်လွယ်မျက်ရည်ကြပြီးအရှုံးပေးတတ်တဲ့သူမဟုတ်ပါဘူးနန်းတခဏတာနှုတ်ဆက်သွားမိသည်ရခင်ကနန်းမြင့်သစဉ်ကိုဆိုလေနာမည်ကြားတာနဲ့ကြောက်သူတောင်ရှိဆရာဝန်ဘက်ဂုံတရေရှိအတိုင်းဝိုင်းဘက်တင်လေနန်းမြင့်သစဉ်ဆိုတာနဲ့ရှိန်ကြသည်ရိုးသေးအထင်ကြီးကြသည်နောက်တစ်ခါဆန်အိမ်တခင်မနေရအောင်စွမှုဘယ်တော့မှမပြောပါနဲ့တဟာထိုတကွန်းကိုသာဆိုပြီးအခန်းပြင်သို့ခက်မြန်မှန်းထွက်သွားလေသည်အမူအရာကြီးရနဲ့တက်စိတ်ဆိုးသွားပြီဆိုတာနန်းသိလိုက်ပါသည်နန်းစပွဲတွင်ထိုင်ချလိုက်ပြီးသူမတိတ်ပြောညံ့နေသည်သူမကိုအီချင်းမရှိတော့လည်းခံစားနေရသည်ထိုအချိန်မင်းကအခန်းထဲဝင်လာကတက်ကိုတခင်မနေရလွှဲပေးဖို့လှုပ်တယ်ဆိုနန်းကောင်းချင်းပြလိုက်သည်ဟုတ်ကဲ့မေမျက်နှာသည်အလိုမကျပေါ့တက်သည်လည်းအီချင်းရှိမှန်းသိတော့ညာနန်းကိုထိုကဲ့သို့စိတ်လျှော့သွားတာမျိုးမကြိုက်သမီးရဲ့နာမည်ကိုသမီးဖေပြီးတာသူ့သမီးကရဝေနန်းမြင့်ထက်ကတော်ဝင်တဲ့သစဉ်ပန်းလေးလိုအဖိုးထိုက်တန်တဲ့မေဟာကရင်မော်ထိုင်ပြီးပြောနေရနန်းမေချင်းနေမေထိုင်ပြီးမေပေါမောမေးလေးတင်နဲ့သမီးကအခုလမ်းဘေးမှာပေါက်တဲ့ပန်းလောက်တောင်တန်မိုးမရှိတော့ပါဘူးမေရဲ့သမီးဆိုင်းအောင်ရဲ့သမီးစီမှာမှနန်းဟာဆက်မပြောတော့ပဲမျက်နှာတစ်ခုလုံးနေရလာသည်မျက်ရည်ထက်ကြဖို့တွေးတိုင်းတိုက်စကားကိုပြန်ကြပြီးနန်းမျက်နှာကိုတင်းလိုက်သည်အဲ့ကိစ္စကိုပြန်တွေးပြီးသမီးကြီးရဲ့ဘဝကိုအရှုံးပေးတော့မလို့လားသမီးဘဝကိုအကောင်းဆုံးဆက်ရှင်သန်ပါမယ်တက်တကားကွယ်မကြည့်နေတော့လဲစိတ်ထဲတွေမောက်ကိုအသေးလှုပ်ချင်နေပြီဒါလောက်ကျေးဇူးကမ်းတဲ့သူလောကမှာရှိအောင်မလားအဆကနန်းလက်ထဲပဲအခါနန်းကြရလောက်ပါစီဆိုပြီးလှုပ်ထားတော့လေနန်းကညကမောက်ကိုသွားတွေ့ပြီးပါဆိုပါမှမလို့
နောင်တလေးနဲ့အသက်ရှင်ဆိုတဲ့စကားတစ်ခုလေးပဲပြောပြီးလှည့်ထွက်လာသည်လမ်းမှာမျက်ရည်တောင်တုပ်သွားသေးသည်တက်နန်းကိုအားမရကြတော့ပါဘာကြောင့်ဒီလောက်ပြော့နေရတာလဲအဖြေမှာအချစ်ကြောင့်ပဲနန်းမြင့်တဲ့စင်သည်အေဂရီမောင်ကိုချစ်မိသွားခဲ့သည်တက်စိတ်မထိန်နိုင်တော့ပဲမောင်ကိုချုပ်ထားတဲ့အခန်းသို့ကမူရှူတို့လှမ်းသွားလိုက်သည်ရဲရင်ကလည်းတက်တော့မှအမြန်လိုက်တော့သည်တက်လက်လွန်မကိုရဲရင်လဲပူသည်ဆောင်းပေါ်လိုက်တော့အခန်းတကားကြောင့်မမီမဖြစ်နိုင်တော့မောင်တည်သည်တက်ကသူမလဲပင်ကိုညှစ်လိုက်ကငါမင်းကိုတကယ်တတ်ချင်နေပြီအေဂရီမောင်ငါအမလေးမင်းကြောင့်ဟာမောင်လည်းပဲညှက်ခမ်းထားသည်ကြားမနေမမီဘာဖြစ်လို့လဲဒီလေးနင့်မဆက်ကမမီလို့မခေါ်စမ်းနဲ့မတန်ဘူးမမကလေစံအိမ်ရဲ့ဆက်ခံသူနှစ်ယောက်တော့စွန့်မလို့တဲ့အထိသူ့ကိုယ်သူယုံကြည်မှုတွေပြည့်ညွှန်းသွားခဲ့တာမောင်မျက်လုံးထဲမှာမျက်ရည်လိုစီးကြလာပြန်သည်သူ့ကိုယ်သူလည်းမတန့်ရှင်းတော့ဘူးဆိုပြီးအမြဲပြောနေတော့တာပဲမောင်အမားပါတက်မောင်လည်းပင်ကိုလွှတ်လိုက်ပြီးမောင်အားဆွဲဆုပ်တော့မတက်ကြည့်လိုက်ကရဲရင်ကိုတန်လောင်အိမ်တစ်ခုယူခိုင်းလိုက်ထို့နောက်မောင်ကိုထိုးလောင်အိမ်ထဲဝင်စီပြီးအပြင်မှာလောင်အိမ်တန်တန်များကိုမီးပူတိုက်တော်သည်တန်ဖြစ်၍မီးပူတိတ်လွယ်သည်မောင်ဟာအပူတန်ကိုတင်မတဲ့ခန်းစားနေရတော့လေထိုပူသည်သူမရင်ထဲကအပူကိုမဖုံပါသူမမမီပေါ်လုတ်ခဲ့တာနဲ့ရှင်းရင်းနေသည်မောင်တကိုယ်လုံးဒီရဲတလာကမောင်အသိစိတ်လွတ်လာချိန်နဲ့တန်မမီတန်းသေးကြပါသည်မမီရောက်လာတာလားမောင်ကုန်းရုံးထားပြီးကြည့်လိုက်ရမမီကအခန်းထဲမှာပြေးုံတမဲဝင်လာနေသည်မမကြည့်ပါဦးအရသာခံပြီးကြည့်မမရဲ့မွေးစားသမီးအယုတ်တမကိုနှိပ်စက်ခဲ့ရတဲ့ဆိုအောင်တက်လှုပ်ပြမယ်နန်းစိတ်တွေဝေခွဲမရတော့ပဲမောင်နာကျင်နေတာမြင်ရတော့နန်းဤနှလုံးသားထဲမှာတက်စစ်နာကျင်ရသည်တော့ပေမဲ့မောင်ကိုနန်းခွတ်လို့မဖြစ်မောင်ကိုချစ်လို့မဖြစ်ပါထို့ကြောင့်မိဖို့တော်ထဲမှာမောင်မိုးစံကိုနန်းရက်ကြည့်နေမိသည်မောင်မမီကိုပြုံးပြလိုက်ဒါပေါ့မမီဘဲတားမလဲမောင်လှုပ်ထားတာတွေတိတ်လွန်ခဲ့တယ်လေနန်းကြည့်နေရင်မောင်မိုးစံမဟန်တော့တာတည်သည်နန်းဟာဆရာဝန်ဖြစ်သည်ပြင်မောင်မီကြောက်တာကိုလည်းသိထားသည်တကယ်တော့နန်းမမဟုတ်တက်လဲသိသည်ဒါကြောင့်တက်တမင်လုပ်ချင်းတက်သူတည်သွားလိမ့်မယ်တည်သွားရင်ပိုကောင်းတယ်လေတက်နန်းတန်ကျသွားရင်တက်မျက်မှောင်ကျလိုက်ခါဘာလဲတန်ရောစင်မပြတ်တာလားစိတ်ပူတာလားလူမတက်ပါနဲ့တက်နန်းကအတန်ကိုပြန်လျှော့ကားလေးဖြစ်ပြလိုက်တော့တက်ကမဲပြုံးလေးဖြစ်သူ့သေးပါကိုပူနေတာမလားအသက်ရှင်နေရင်ရတဲ့ဒဏ်ရာကမှပူနာတာတက်တေဆုံးသွားပြီဆိုအရာအလုံးပြီးဆုံးသွားလိမ့်မယ်တက်ဟာမောင်ကိုလောင်ရင်ထဲကထုတ်ဖို့အမိန့်ပေးလိုက်ကနန်းကိုတစ်ချက်ပဲကြည့်ရအခန်းပြင်ထွက်သွားလေသည်နန်းရဲရင်တို့ကပါထွက်သွားခိုင်းလိုက်ခါမောင်ကိုကြည့်ရင်တက်ပြင်းတစ်ချက်မတိမသားချမိမမီခန်းချင်းချင်းထွက်လာတော့မောင်အတန်းကြောင့်နန်းမျက်နှာကိုတင်လိုက်သည်မောင်ကိုတော့ဆေးဆေးမကြည့်ပါတက်ရှိငရဲကပူဆိုးတဲ့အေဂရီမောင်ပြစ်ကတိတ်ချီပါတယ်မမီငါတက်ကိုတားလိုက်ပြီမင်းကိုတန်ရောစင်ရှိလို့မဟုတ်ဘူးအသက်ရှင်လျက်နဲ့ငရဲခံစေခြင်းလို့ပဲနန်းဤမျက်ဝန်းထဲမှာအမုန်းတရားရဲ့အငွေတန်နန်းဤအကြည့်ပြောဟန်တို့ဟာလွန်ခဲ့သော10စုနှစ်စာကနန်းမြင့်တဲ့စဉ်ပြန်ရောက်လာတယ်လို့မောင်နောင်တရမိသည်နူးညံ့မှုတစ်ခါရှိသည်မမီကိုသူမကြောင့်ပြန်လဲမခတ်ထန်လာစေလို့မမီမောင်ကိုအကြိုက်နေဆက်ပါဒါပေမဲ့နေဘက်တွေသွားပြီးအရင်ကလိုကိစ္စတွေမှာဝင်မပါပါနဲ့တော့နော်အဲ့ဒါငါကိစ္စမမီဘေးမှာမောင်မရှိတော့ဘူးနန်းကဟက်ကနေလက်ကမောင်မျက်နှာဖွေးဖွေးကိုအနည်းရှိတန်းကျွန်းဖြင့်ကစားနေရင်အရင်လိုလာချွေမနေနဲ့မင်းပြောကိုထက်တူကြရှုံးရင်ငါကနွားပဲမောင်နာနေသည့်ကြားမှာရင်းပြီးတော့မမီကမောင်ကိုမျက်စောင်းထိုးကြည့်နေသည်ဖြင့်မောင်ပေါ်လို့ပင်ဟက်ပတ်ဟီမမီအရင်ကမောင်စီကြရှုံးခဲ့ဘူးတယ်ပေါ့နန်းတန်ကျွန်းဖြင့်မောင်ကိုကောက်ပေါက်သည်ထိုးတော့မထိုးခဲ့သိလိုက်မောင်စကားကြောင့်နန်းတော်သာထွက်ရသည်အတိတ်မှသူမကိုသူမပြန်တွေးကမုံမိသည်ထို့ကြောင့်မောင်နာဆက်မနေတော့ပဲအခန်းပြင်ထွက်ခဲ့၏အပြောက်တော့နန်းလက်သီးလေးချစ်ပါအောင်ဆိုရင်အေဂရီမောင်မုံရမယ်နားတယ်ခိုင်ဖက်ပြောက်တန်းဖြင့်ညင်ညွနေသောတေးဆက်သွင်းကြောင့်တက်ကျင်းနဲ့ဆွားဖြင့်အခန်းထဲတလန်းချင်းဝင်လာလိုက်တက်တယောက်ထဲမဟုတ်ပေတက်အိမ်နောက်မှာနန်းလဲပါလာသည်နန်းသည်လည်းတေးကိုစတွေ့တော်နေကြကဲ့သို့ကြွရကြော်ရှင်နေသည်တက်သည်တေးဆက်သွင်းသွားလိုက်ကနန်းကတော့တေးရှင်ရဲ့လက်ပတ်လက်ခက်ပြုံးပြုံးချင်းနေဒါလူလားပိတ်တာလားတက်ခနဲ့တလေးဖြင့်မိလိုက်သောနန်းကိုတက်သည်အညိုးလေးဖြင့်တွဲဖန်ကြီးစွာတုံ့ပြန်သည်ဒါဒေးဗစ်ရဲ့သမီးတေးဆက်သွင်းလေမမရဲ့အော်အယုတ်တမရဲ့သမီးပဲတီဟာနန်းတို့ကိုရံမမှုနိုင်တော့ပဲသူမအသက်သေးရတော့မျိုးပင်ကြောက်ရွံ့နေလေသည်ကျမမသက်ပါနဲ့အလန်တကြားတောင်းပန်နေပုံကိုကြည့်ပြီးနန်းအတန်ထွက်သည့်အထိပင်ရည်လေသည်ဘာလို့ငါ့ကိုတောင်းပန်နေတာလဲတေးဆက်သွင်းရဲ့တေးဘာမှဘယ်မဖြစ်ပဲတုံရင်နေသည်နန်းဟာပြုံးပြီးပြုံးနေတော့လဲထိုညမကြီးပြုံးကိုတေးလန့်နေမိသည်တက်သည်တေးလက်နှစ်ဖက်ကိုရင်ရင်တို့အားရှေ့သို့ထုတ်ခိုင်းလိုက်ကဒီလက်တွေနဲ့ငါအမအသားနာအောင်လှုပ်ခဲ့ဘူးတယ်မလားတေးကငိုယိုပြီးကောင်းခါတော့လဲမရတော့ပဲ
တက်သည်ဓာရှည်ဖြင့်တေး၏လက်တစ်ဖက်ကိုခုတ်ဖြတ်လိုက်၏နောက်လုံးသဖြင့်တေးဟာအားကောင်းချစ်အော်တော်သည်သို့သောသူမအော်လို့တောင်မဆုံးသည်တက်သည်တေး၏အခြားလက်ကိုပါခုတ်ဖြတ်လိုက်၏ခြေပြက်လက်ပြက်ဖြစ်နေသောတေးပုံစံကိုနန်းကမဲပြုံးလေးဖြင့်ကြည့်နေလေသည်ထို့နောက်တုံနှောင်ထားသောကျိုးတို့ကိုရဲရင်ကဖြေချလိုက်တော့တေးဟာနန်း၏ခြေရင်းသို့လဲကျလာ၏နန်းသူမခြေရင်း၌ပက်လက်အနေထားလဲနေသောတေးနာတို့လိုက်ခါလူဆိုတာလှုပ်ရဲရင်ခံရဲရတယ်နန်းတေး၏မျက်နှာပေါ်သို့သူမခြေထောက်ဖြင့်ဖိနေလိုက်တော့တေးကအော်၏ဘလောက်အော်နန်းကတော့သူမခြေထောက်ကိုမဖယ်သေးပဲပို့လို့တောင်ဖိနေလေသည်စိတ်ကျဉ်တဲ့သည့်ထိနင်းချပြီးတော့ဒေးဆက်သွင်း၏နှခမ်းတို့ပေါက်ပြဲကနှာခေါင်းထဲမှာလဲသွေးထွက်နေလေပြီတက်လက်ထဲထည့်လိုက်ပြီနော်နန်းသည်ထိုတခွန်းပြောပြီးအခန်းပြင်အလဲတွင်ဒိုင်းဟူသောတနက်တန်းတစ်ချက်နှင့်တူဒေးဆက်သွင်း၏နောက်ဆုံးအော်တန်ကိုနန်းကြားလိုက်ရ၏ဒေးဆက်သွင်းကတော့တက်၏လက်ချက်ဖြင့်သူမဖခင်ဒေးပင်နှင့်တူနှစ်ဖူးကြီးထုတ်ချင်းဖောက်ကားတေးဆုံးသွားခဲ့ပြီဝင်ခဲ့ပါနန်းလောက်ခန်းထဲ၌လပ်တော့တစ်လုံးဖြင့်အလုံးလုံးနေစဉ်တက်သည့်အခန်းထဲဝင်လာသည်မမကိုမေးစရာရှိလို့မေးလေတင်းဆက်သွင်းကိစ္စကတော့ပြက်ပြီအေဂရီမောင်ဘယ်လိုလုပ်မလဲနန်းဟာတွေးဝေးသွားပါမယ်ရုတ်တရက်ဘာမှပြက်မဖြစ်နိုင်နန်းကိုကြည့်ပြီးတက်ကခက်ရဲလေးပြောလိုက်ခါရုံမာတာထက်ပိုခဲ့တဲ့သူပါမမချစ်လောက်ဘူးလို့မျှော်လင့်ပါတယ်တက်ထပြန်မဲ့လို့တော့နန်းခက်ခဲစွာပဲစကားတစ်ခုကိုအာယူပြောလိုက်သည်သူ့ကိုတက်လက်ထဲအပ်ပါတယ်တက်သည်ကျေနဲ့သွားတရားပြုံးပြီးနန်း၏လောက်ခန်းထဲမှထွက်သွား၏တက်၏နောက်ကျောကိုနန်းငေးနေမိသည်နန်းဘာလုပ်ရမလဲတကယ်မသိတော့ပါတက်ပြောသလိုမဟာနန်းကိုအလုံးမတူပဲလိမ်ပိုင်းဆိုင်ရာအနိုင်ကျင့်ခဲ့သူနန်းကိုသစ္စာဖောက်ခဲ့သူနှစ်ပေါင်းများစွာကျွေးမွေးဆောက်ရှောက်လာခဲ့တဲ့သူထမ်းမှပြန်ရလိုက်သည့်ကျေးဇူးဆက်ခြင်းသည်နန်းတသက်မမေ့နိုင်မှုထင်မောင်လို့ရသည့်တိတ်ကိုယုံညံ့လုံးပေပဲနန်းမောင်ထိကြိုက်နာကျအောင်ဘာလို့မလုပ်ရရတာလဲတွေးရလုံးသဖြင့်လူလဲယူကျင်လာပြီပြန်တရိရတာ3ရက်လောက်ပဲရှိသေးသဖြင့်ဒဏ်ရာတွေဟာအရှင်းမကောင်းသေးနန်း၏ရင်ဘတ်မှပြန်နာလာ၍ရင်ဘတ်ကိုဖိလိုက်တော့သူမကိုဓားဖြင့်ထိုးနေသည့်မောင်ပေရဟာမဖိတ်ခေါ်ပဲအတွေးထဲဝင်လာပြန်သည်ထိုနေ့ကအဖြစ်ရအားလုံးကိုဆက်ဆက်တွေးကြည့်လိုက်ပြီနော်တနက်နဲ့ဆိုငါတည်နေလောက်ပြီထို့နောက်နန်းအလတကြားမတ်တက်ထားရလိုက်မိသည်မောင်ဒုက္ခပဲတဲ့မြေအောင်ခန်းထဲဝင်သွားတော့မောင်ကခေါင်းကိုင်းဆက်ဖြင့်ထိုင်နေလေမမပြောတယ်နင်းကိုငါလက်ထဲအပ်တယ်တဲ့ငါကမလိုစိတ်မတူတာသိတယ်မလားမောင်တက်ကိုပြုံးပြလိုက်သည်သိတာပေါ့ဒီလေးကမမီကိုတောင်းဓာတ်နဲ့ပြန်ထိုးတာမောင်တို့ကသာဆိုတေးဆက်သွင်းသေးပြီမောင်ကကျေးနဲ့ပုံဖြစ်ကြီးလေသည်မောင်လက်နဲ့မတက်လိုက်ရတာနှမျောစရာပဲတက်ကနှခမ်းကိုမဲ့လေရီးစရာတွေမပြောနဲ့နင်းလဲသူ့နောက်လိုက်သွားရမှာပဲတက်ကခေါင်းငိမ်ပြလိုက်တော့ယောက်ျားလေးယောက်ခန့်အားမောင်ကိုဝိုင်းပြီးရိုက်နှက်ကြတော့သည်ကျိုးဖြေပေးထားသဖြင့်မောင်တုံ့ပြန်လို့ရတော့လဲငိမ်ခံနေပြီသည်မောင်လုတ်ခဲ့တာတွေတိမ်မာတာမို့မောင်အပြစ်ကိုမောင်ခံပြီးမောင်စိတ်မကောင်းတာကတော့မမီကမောင်နောက်ဆုံးချိန်ကိုတောင်လာမကြည့်တော့ဘူးလားမမီလက်အောက်ခံအထူးလေးကျင်ထားသူများ၏လက်စာကိုမောင်တည်သည်မောင်တကိုယ်လုံးနာကျင်လာပြီပေါက်ပြဲဒဏ်ရာများရကလူလဲသွေးများရွှဲ့နေတက်ရိုင်းနှံ့နေသူများကိုခဏရိုက်ခိုင်းလိုက်ကသူများကိုအနိုင်ကျင့်ရတာကြိုက်တယ်မလားတက်ကပြောရင်မောင်ခန္ဓာကိုယ်တစ်ခုလုံးကိုကြိုးဖြင့်တုပ်လေသည်ထို့နောက်ကြောက်ဖို့တစ်ချောင်းကိုယူအောင်မောင်ဝတ်တို့ကိုချွတ်တော်သည်ကိုယ်တိုင်အနိုင်ကျင့်ခံကြည့်လေထိုနားတွင်ယောက်ျားများလက်ရှိရာမောင်ကြောက်မိသည်မမီလည်းတိတ်ဆက်ခဲ့မှာပဲဒါပေမဲ့မမီနဲ့တုန်းကမောင်နဲ့မမီနှစ်ယောက်တည်းအခုတော့ယောက်ျားတွေကြမောင်ဘဝပြတ်တော့မှာလားတက်ဒီမောင်အင်ကြီးကျဲတီးများကိုဆွဲဖြုတ်နေတော့မေတက်လျာသစဉ်ရဲရင်နဲ့အတူဝင်လာတော့မမီဒီလေးကိုအော်လိုက်သည်မမီတန်းနဲ့ဒေါသတန်ရောတော့နေသည်မမီကရခင်ကားခဲ့သောအကြည့်ဆူဆူများဖြင့်မောင်တို့ကိုကြည့်နေလေသည်ဒါဘာလုပ်နေတာလဲမမကိုသူ့လို့တယ်လို့ပြန်လုံးမလို့လေမမီမျက်နှာလေးဟာအတော်လေးတင်းမာသွား၏အောက်တန်းစားအလုတ်ကိုနမ်းမြင့်တဲ့စင်ရဲ့ညီမကလုံမဲ့ပေါ့တက်လက်စားပြန်ဆေးခြင်းတယ်မလို့ပြပြတသားပြောလိုက်တော့နန်းကိုတက်ကကြည့်ရင်တစ်ချက်ရေးလိုက်ခါမကြည့်ရလို့မလားအေဂရီမာကိုမနာကျင်စေခြင်းမို့မလားနန်းကဘာမှအပြတ်မဖြစ်ဒေါသထွက်တိုင်းနှထင်ကြောလေးများထောင်နေတဲ့တော့နန်းဟာယခုလဲနှထင်ကြောလေးများထင်းနေကညနာတစ်ခုလုံးနေ၏တက်နန်း၏လက်ကိုဆွဲကအခန်းပြင်ထွက်သွားလိုက်ပြီမဘာဖြစ်နေရလဲအေဂရီမောင်လုံးရက်ကခွန့်လွတ်စရာမရှိဘူးတန့်ခွန့်မလို့ဘူးသူ့အတိုင်းပြန်လုပ်ရမှာအောင်ချင်းနဲ့မှာငါခွန့်လွတ်တယ်လို့မောယုံတမဲပြောလိုက်တော့နန်းကိုတန့်အံ့ဩစွာဖြင့်ကြည့်နေပြီသည်မ तू ကမကိုတတ်ဖို့ထိ तू ငါ့ကိုကဲခဲ့တာတနန်းနဲ့နှစ်ဖူးကိုတိတ်ပြင်းငါခုလိုရက်နေနိုင်မယ်ထင်လို့လားတက် तू ငါရင်ဘက်ကိုထိုးတာကနှလုံးနဲ့လွတ်တဲ့နေရာကိုရွေးထိုးခဲ့တာငါဘာသာငါအားနေနေလို့
လိုရာထက်ပိုဖြစ်သွားတာတဟာလုံးဝဆွမ်းအားနေပေါ့နန်းကိုကြောင်ပြီးတော့သာကြည့်နေမမသူမမကိုအလိုမတူပဲငါမောင်ကိုချစ်တယ်အမေကသမီးကိုချစ်တယ်လို့မဟုတ်ပဲအမျိုးသမီးတယောက်ကအခြားမိန်းကလေးတယောက်ပေါ့ကြားမှချစ်တယ်လို့အချစ်နဲ့ချစ်တာမမနန်းဟာဆုံးဖြတ်ချက်ပြတ်သားပါမယ်သူမမောင်ကိုချစ်ကြောင်တက်ကိုတိတိကျကျဝန်ခံနေလေရဲ့ရဲရင်လည်းပြောပြပြီးပြီမောင်ငါ့ကိုကဲဖို့သူ့ကိုဖုံးဆက်တယ်မောင်မားတာငါသိတယ်ဒါပေမဲ့ငါစိတ်ကိုသူ့ကိုခွန့်လွှတ်မိတယ်အတန်ငါဘာလုပ်ရမလဲငါ73နှစ်လောက်အရေးတကြီးချစ်ပေးခဲ့တဲ့ကလေးမို့ငါမမုန်းရဘူးတက်ရဲ့နန်းဒီပြောရင်ကိုသာနည်းနည်းဆွချင်လာသည်မျက်နှာလဲပိုရဲလိုက်သူငယ်ငယ်ကလေးဟာငါ့ကိုမုန်းတာငါသိတယ်တက်နဲ့သူရီမောနေရင်ငါကြိတ်အားကြနေခဲ့ရတာတက်နဲ့သူအပြင်သွားတိုင်းလဲငါနောက်ကနေတိတ်တိတ်လေးလိုက်ချောင်းခဲ့ရတာတက်ဒီလဲဘာမှမပြောနိုင်တော့ပါနန်းမောင်ကိုဒီလောက်တောင်ချစ်တာသူချောင်းဝင်လဲရမယ်မဟုတ်တက်လက်လျှော်လိုက်ပါပြီသူမရဲ့ညိုးကိုနန်းရီချစ်ကအနိုင်ရသွား၏မမစိတ်တိုင်းကြလို့ပါတက်ကသူ့လူတွေနဲ့တူထွက်သွားသလိုနန်းကတော့မောင်နဲ့နှစ်ယောက်တည်းစကားပြောရင်ကြံခဲ့သည်မမီမောင်တောင်းမှန်ပါတယ်နန်းကလဲနေသောမောင်ကိုထုပေးလိုက်ပြီးမောင်ခန္ဓာကိုယ်မှကြိုးများကိုဖြည့်ပြီးမင်းထွက်သွားတော့မောင်မြန်ဝန်းနေကြောက်လန့်မှုများအတွဲခုန်နေသည်မမီနာကနေမသွားပြရစေနဲ့ဘာမှမီလဲငါ့ကိုထပ်ပြီးမတရားချင်အောင်မလို့လားဓာတ်နဲ့ထိုးအောင်မလို့လားဟမ်မောင်တောင်းမှန်ပါတယ်မောင်မနေပါနဲ့ငါမင်းမျက်နှာကိုမကြည့်ချင်ဘူးထွက်သွားထိုစကားကိုပြောရတာနန်းရင်လာပါသည်73နှစ်ကျော်တန်ရောစင်မို့နန်းမောင်ကိုမခွဲနိုင်ပါသို့တော်လည်းမောင်လို့ရတော့ကြောင့်မောင်ကိုသူမဆိုင်အင်းနဲ့ဆက်ထားလို့မဖြစ်မမီရဲ့မောင်မနေလိုက်ပါနဲ့မောင်ကငိုပြီးပြောလေရနန်းကြကျင်လာသောမျက်ရည်တို့ကိုထိမ့်ပြီးမင်းကိုငါယွန်လွန်းလို့ငါနန်းမှာဆက်မထားနိုင်ဘူးအေဂရီမောင်ငါမျက်စိအောက်ကနေပျောက်သွားပေးစမ်းပါမမီထိုစကားကြောင့်မောင်ရင်ဘက်ထဲနာလွန်လာသည်မမီအမုန်းတို့ကိုခံရတာတိတ်ခတ်လာပါသည်မောင်တောင်းမှန်လဲရမယ်ပုံမပေါ့မမီမျက်နှာကတိတ်ပြတ်သားနေသည်မောင်နောက်ဆုံးအနေနဲ့မမီကိုကြော့လိုက်ပြီးနော်မမီရှိမပေါ်လာစေရပါဘူးနန်းမောင်ကိုကြောပေးထားမိသည်မောင်ထွက်သွားတာကိုမြင်ရပါကသူမငိုမိမှသိကြသည်မောင်ကနန်းကိုနောက်ကျောကနေတင်းကျပ်စွာဖက်လိုက်ပြီးနောက်ဆုံးမှပဲမမီကိုအရန်ချစ်ပါတယ်နန်းမောင်အထီတွေကိုမယုံမိသလိုမောင်ကိုလှဲ့လဲမကြည့်မိပါမောင်ကတဝါကြီးဖက်ပြီးမှဆိုင်ရင်ကနေထွက်သွားလေသည်နန်းဒူးထောက်ထိုင်းချလိုက်ပြီးအရာအလုံးပြီးဆုံးသွားပြီဆိုင်ရင်မှထွက်သွားသောမောင်နှင့်တူနန်း၏နှလုံးသားသည်လည်းမောင်ထံတွင်တပါးတည်းပါသွားခဲ့ပြီမောင်ဆိုင်မှအဝတ်တခဲကိုတစ်ခုဖြင့်ဆင်းခဲ့သည်ပုံစံကသွေးတွေနဲ့မြင်မကောင်းလို့အိမ်ကူလေးတယောက်ကမောင်ကိုအထောက်တစ်ခုလာပေးသည်ဖွားဖွားပေးခိုင်းတာလေဒီလေးကမောင်ကိုဝရဏကနေကြည့်နေပြီးမမေရတော့မောင်ကိုလှည့်တောင်မကြည့်ပြီမောင်လမ်းမထက်တွင်ရှောက်နေရတော့လဲအသက်ရှင်သန်ဖို့ရစိတ်ကမပါပါမောင်မမိပေါ်ရက်ဆက်ခဲ့မိတာတွေတွေးမိတိုင်းနောင်နာသည်မောင်ပေါ်ကြီးဆိုးလာသည်မောင်ဒီစိတ်နဲ့အသက်ဆက်မရှင်နိုင်ပါမမိပေါ်မတရားပြုခြင်းခဲ့သည်မောင်အိမ်မဲကြီးတစ်သက်လုံးမောင်တော်သို့လိုက်နေပြီဖြစ်ရာမောင်ဆုံးဖြတ်ချက်တစ်ခုကိုအပြင်းပြင်းချလိုက်သည်ကြီးမားကျယ်ပြန့်လာသည့်ချောင်းတစ်ခုပေါ်၌ဖျက်ဆောက်ထားသည့်တရားရှိထိုတရားလက်ရန်ပေါ်တွင်နော်အေဂရီမောင်ဟူသည့်နောင်နာများနှင့်မိန်းကလေးမောင်နောက်ဆုံးနေဖြင့်မမီမျက်နှာလေးကိုတွေးလိုက်ခါမောင်တောင်းမှန်ပါတယ်မမီမောင်တောင်းမှန်စကားဆုံးသည့်နှင့်ဝုန်းဟူသောအတန်နှင့်တူမောင်ခန္ဓာကိုယ်သည်ချောင်းရည်အောက်သို့တဖြည်းဖြည်းနှိမ့်မြုပ်သွားခဲ့လေသည်တောင်တန်းများတခွန်းဝဲမြူနှင်းတို့ဝေးနေလေသည်စောင်းနှင်းတို့တပွဲပွဲကြနေရအေးခဲလာသဖြင့်နှွေးတွေကိုနှစ်ထပ်လောက်ဝေထားရသည်အချိန်ကနနက်10 နာရီကျော်မြူများထူထပ်နေရနေအောင်ကြည့်ပေးမဖောက်နိုင်သည်မုံပြာဤဝင်နေသောပတ်ဝန်းကျင်အနေထားတွင်တောင်မော်ဆေးကန်းလေးတစ်ခု၌ဒေသခံများအားအပြုံးချိုချိုလေးဖြင့်စိတ်ရှည်လက်ရှည်ကူးတာပေးနေသောဆရာဝန်တို့သူမတော်ဝင်သစဉ်ဆိုင်အိတခင်မဒေါက်တာနန်းမြင့်သစဉ်မောင်ထွက်သွားခဲ့သည့်အချိန်မှစလာပိုင်းလောက်နန်းတယောက်တည်းကြိတ်ပြီးပြိုလဲခဲ့ရသည်သို့သောနန်းသူမကိုသူမပြန်အားပေးကတာဝန်ဝတ္တရားများကိုရခင်ကလိုပြန်လဲထမ်းဆောင်ခဲ့၏ဆိုင်နေရောစေယုံတွေမှာသူမဟာအခေအမို့နန်းရှောင်းလွဲလို့မပြပါအချိန်တည်းရရကိုကူစားပေးနိုင်သည်ဆိုတော့လေနန်းဟာမောင်ကိုတရက်မှမမေ့နိုင်ခဲ့အချစ်သည်လူကိုစုံလုံးကန်းစေသည်သူမ၏ဘဝသူမ၏နှလုံးသားသူမ၏ရရကိုအေဂရီမောင်ကအပိုင်သိမ်းသွားပေါ့တင်းနှစ်ဟူသောအချိန်ကုန်ဆုံးခဲ့ပြီနန်း၏မွေးလာမှုနန်းရှမ်းပြည်နယ်ရောက်နေသည်နန်းသည်နှစ်ဖက်မိဘရှမ်းအနွယ်ဝင်ရှမ်းလူမျိုးစစ်စစ်ဖြစ်သည်နန်းမောင်နှင့်တူရှမ်းပြည်နယ်ရှိရွာငယ်လေးတစ်ခုတွင်အခမဲ့ဈေးကူးသားမှုပေးရခင်ကစီစဉ်ထား၏အခုတော့မောင်ကသူမနန်းမှာမရှိတော့သည်မို့နန်းတယောက်သာရှမ်းတပင်နဲ့ခန်းလေးကိုရေမောအင်ကြီးဒီလေးဖြင့်ဝတ်ထားသောနန်းမြင့်တဲ့သည်အသက်20လို့ပြောရင်တောင်ယုံလောက်မည်ဒီဈေးရချိုးတယ်မပြည့်ရဘူးနော်
မိမိတေချာတောင်းနော်။သေးပြချိုချိုလေးများကလေးမေးလက်ထဲထည့်ပြီးနောက်စီးကန်ပြင်ကုန်ကြည့်လိုက်တော့လူနာကအကုန်ကန်နေပြီ။လက်ကျန်လူနာအားလုံးကိုဖျက်ပြီးနောက်နန်းတယောက်ထဲကားလေးမောင်းပြီးပင်တရမြို့ပေါ်တက်ခဲ့သည်။မောင်နဲ့တူထိုင်စားခဲ့မှုသည့်ဆိုင်မှာပင်ထိုင်လိုက်ကလာချပြီးသောအစားအသောက်ကိုစားမယ်လို့တော့စားမဝင်။မျက်လုံးထဲမောင်ကိုပြန်မြင်အောင်လာသည်။သူမရှိခုံနေထိုင်ကသူမငေးနေသည့်မောင်ပေါ်ရိတ်ကိုလွမ်းလာမိသည်ဖြင့်နန်းဆက်မထိုင်တော့ပဲပတ်စံရှင်းပြီးထွက်ခဲ့၏ကားမောင်းလေးတိုင်းဘေးမှငေးတတ်သူလေးမရှိတော့သဖြင့်နန်းရင်ထဲဟာတာတာ၏မောင်အိုမတွေ့တော့သေးနဲ့နန်းနာကလာသောအမျိုးသားတို့ကြီးဟာဘယ်ချိန်တည်းကစောင့်နေမှမသိတပြုံကြီးရောက်လာကြ၏သို့တော်နန်းသူတို့ကိုညင်ခဲ့သည်ဆက်အေးလိုအညာပုံးတစ်လုံးကတစ်ချောင်းခရီးပင်ကိုတဝါကြီးရှူကကန်တပတ်ပတ်လမ်းရှောင်နေစဉ်လူရဲတချို့ကသူမနောက်လိုက်နေသဖြင့်နန်းတတိထားပြီးရှောင်နေမိသည်ယနေ့ကံဝင်းကျင်လူကလည်းရှင်းနေသလိုနန်းပင်တရရောက်နေတာဘဲကိုရန်တော်မှမသိနန်း၏ခြေလမ်းများမြန်လာသဖြင့်နောက်မှလူချို့၏ခြေလမ်းများပါမြန်လာသဖြင့်နန်းခတ်တော့ရှောင်နေရမှာနောက်ကိုလှည့်ကြည့်လိုက်နောက်ကလူတစ်ယောက်ကတပြောင်ထုံရင်းနန်းထံပြေးလာသည်မို့နန်းထိတ်လန့်မိသွားခြင်းထိုလူ၏ရင်ဘတ်၌ဆိုက်သွားသောတပြောင်တစ်ချောင်းထိုတပြောင်ကိုနန်းမှတ်မိသည်မောင်သည်လေးမြန်စွာပင်သူ့ရင်ဘတ်ထဲမှတပြောင်ကိုပြေးနှုတ်လိုက်ခါကျန်တဲ့သူနှစ်ယောက်ကိုတပြောင်ပင်ထိုးသက်လိုက်ထို့နောက်တပြောင်ကိုလက်ဖြင့်လှည့်ကစားရင်အေးခရီမောင်ရှိနေသည်မမီကိုဘယ်သူမှမထိစေအောင်သူမရှိတယ်မမမတ်ရက်ခါပြောနေသည်သူမတိတ်လန်းနေရပါသည်မောင်လွန်ခဲ့သည့်တစ်နှစ်လုံးမောင်ဟာနန်း၏စကားကိုနားထောင်ကနန်းရှိပေါ်မလာခဲ့ပြန်တွေ့ရသောမောင်ပုံစံသည့်ရခင်းနှင့်တိတ်ပကွာစပင်းတော့နည်းနည်းပိုရှိလာသည်အဝင်းစားမှာတော့ရှက်အမဲစလေးကိုစတိုင်ပေါင်းမီညိုဖြောလေးဖြင့်တွဲဝတ်ထား၍ကြည်ကောင်းနေစေမောင်မမီကိုပြန်တွေ့ရတာတိတ်ပြောသည်ဆိုပေမဲ့လွန်ခဲ့တဲ့တစ်နှစ်လုံးမောင်မမီနဲ့မတိပတာခိုးဆောင်ကြည့်နေခဲ့သည်တေဖို့ဆုံးဖြတ်ခဲ့ပေမဲ့မောင်ကိုပဝင်းကျမအတင်းစင်ကအသက်ဆက်ရှင်ဖို့ဖြောင်းဖြခဲ့သည်မောင်ကိုရလည်းမမီကိုပြန်တွေ့ရဖို့အတွက်အားတင်းရှင်နေခဲ့၏အသက်ရှင်တဲ့ပင်မမီကျေးဇူးချွေကိုမောင်ဆက်မိမမီဟာမောင်ကိုတွေ့တော့အံ့ဩနေပုံထို့ပြင်ဝမ်းလဲတာနေပုံမေမျက်ရည်လေးများလဲဝဲနေသည်သို့တော်မမီကမောင်အားဟက်ပတ်တော့မရှိမမီမောင်သိတ်လွမ်းနေခဲ့တာမောင်ကမမီကိုဖတ်တော့မမီကမငင်းမဲငြိမ်ခံနေသည်ထို့အချိန်မှာလေမောင်ကားတစ်စီးပေါ်မှာလူတစ်ယောက်ဒီမောင်နောက်ကျောကိုတနက်ဖြန်ချိန်ပစ်လိုက်ပြီးနန်းမောင်ကိုတစ်ဖက်လဲလိုက်ရကြည်စံကသူမလက်မောင်ကိုထိသွား၏မမီဟာဒီတောင်းစားမမီလက်မသွေးကိုတွေးတော့မောင်နှလုံးသွေးတို့စူးပေါ်လာ၏တိတ်လက်ဖြောင်းနဲ့မောင်ဟာအနည်းရှိတမြောင်ဖြင့်တနက်ဖြင့်ပြစ်သွေးနှစ်ဖူးကိုလှမ်းပေါက်လိုက်ပြန်ရတန်ကနေပြီသို့တော်လဲကားထဲမှာတနက်တန်းတို့ဇက်တိုက်လာနေရမောင်နန်းလက်ကိုဆွဲပြီးကားမောင်းပြရတော့သည်မြို့ပြင်းရှိတောထဲသို့မောင်းဝင်သွားရထိုကားကဆက်လိုက်နေသည်ရမောင်အရှင်ကိုနှစ်ဆတင်လိုက်ရသည်ကန်ဆိုးစွာကားစီကုန်းသွား၍မောင်နန်းလက်ကိုဆွဲကတောထဲဝင်ပြေးရတော့သည်မောင်ကတောလန်းကျွမ်းကျင်သူမှုကွက်ပတ်သွားနိုင်ကနောက်ကလူများမျက်စိလဲသွားပုံအပင်ကြီးတစ်ပင်ကိုအကွယ်ပြပြီးမမီကိုထိုင်သည်လေမမီလက်မောင်းမှဒဏ်ရာကိုကြည့်လိုက်ရသွေးတော်ထွက်နေသည်မမီတွေးထွက်များနေရပဲရတယ်မမီကပြန်ဖေးပေမဲ့အတန်တီအားမရှိသေးတယ်မောင်သူမရှက်အင်းကြီးကိုချက်လိုက်ပြီးမမီလက်မောင်းမှဒဏ်ရာကိုစီးပေးလိုက်မမီခဏတောင်းခံတာနော်မမီဒီမောင်စီးလိုက်တဲ့တစ်ချက်မှမျက်မှောင်ကျုံသွားပေမဲ့ခေါင်းငိမ့်ပြသည်နှခမ်းလေးဟာဖြူဖြော့လာတဲ့ပြင်မောင်ခေါင်းတစ်ချက်ကုပ်လိုက်ပြီးမမီမောင်အနာတတ်တာအောင်လုပ်ပေးမယ်သူမနှခမ်းတွေကိုမောင်နှခမ်းပြမြပင်ဖိကက်ကအနံပေးလိုက်တော့နန်းမျက်လုံးပြူရပြီဆေးကြောင်းသူဘွားရောဆေးအောင်ဝင်လောက်လာတဲ့တသက်ရောအနာပြအောင်ဒီလိုကိုရတယ်လို့နန်းမကြဘူးပါဒီကလေးကိုနန်းကောက်ထုတ်ချင်လိုက်တာနန်းအတင်းခွာတော့မှမောင်တီလဲသူမနှခမ်းတို့ကိုခွာ၏အနာတတ်တာတယ်မလားမမီဟာတခေါမှပြန်မဖြစ်ပဲမောင်ကိုမျက်စောင်းတစ်ချက်သာထိုးတဲ့ပြင်မောင်ရီမိပါသည်မမီမျက်စောင်းအရှိန်လေးမပြောင်းလဲသည်မောင်ရီလို့မဆုံးခင်တနက်တမ်းများကြောင့်လက်ထဲမှာတပြောင်ကိုတင်းကျပ်စွာဆုပ်ကန်လိုက်ဒီအချိန်မှာမမီပြေးနိုင်မှာမဟုတ်ထို့ကြောင့်မောင်သူတို့ကိုရှင်းတိုင်ပြီတမြောင်ဆွဲပြီးအကွဲမှထွက်ဖို့လုပ်နေသောမောက်လက်ကိုနန်းလန်းဆွဲလိုက်မိသည်သူတို့ဟာတနက်တွေနဲ့မင်းသေးလိမ့်မယ်မောင်ယုံကြည်ချက်ရှိစွာပြုံးလိုက်၏မမီကိုမောင်ကားွယ်မယ်မောင်ယုံပါမောင်မမီလက်ကိုဖြုတ်ပြီးတစ်ချက်နဲ့ငါသူတို့နဲ့ရင်ဆိုင်မှုထွက်သွားလိုက်သည်နန်းမောင်ကိုစိတ်မချပေမဲ့သူမထနိုင်မျက်လုံးတို့ဟာပြလာသည်အခုလိုပြောညံ့လာသည်သူမကိုအာမရပါ10မိနစ်ခန့်ကြာတနက်တန်း5ချက်လောက်ကြာပြီနော်တိတ်ဆိတ်သွား၍နန်းစိတ်ပူနေမိသည်စိတ်ပူလုံးလို့မျက်ရည်များဝဲနေတော့မဟာတန်ရတစ်ချက်တောင်မရပဲသူမရှိရင်တူးထောက်လာသည်မောင်ပြောဦးပါတယ်ဒီတမြောင်ကမမီကိုကာကွယ်ဖို့လို့ဆိုနန်းတော်လေးပြောမိသွားသည်မောင်ကိုဟဟပတ်မဆက်ဆံမိမဲ့နန်းမောင်ကိုပြန်တွေ့ရတာပြောပါသည်သို့ပေမဲ့သူမအပြောကိုထုတ်မပြမောင်ကိုချက်ချင်းပြန်လက်မခံနိုင်ပါအပြိုကြီးဖြစ်တဲ့ပြင်နည်းနည်းတော့မူပေးရစီမောင်စကားကိုကြားနေပေမဲ့ပြန်မတုံ့ပြန်နိုင်ပါလက်မောင်းကတစစ်စစ်နာကျင်မှုနဲ့တူနန်းမောင်ရင်ခွန်းနဲ့တတိလက်သွားပြီမမီမောင်နန်းကိုပွေ့ချပြီးပင်တရရှိဆိုင်သို့ကားမောင်းသွားလိုက်သည်နန်းကိုပွေ့ချလာတော့သူမကိုတွေ့တော့ဆိုင်မသူများဟာပြတယ်လဲပဲမောင်ရှိသည့်ဆေးပစ္စည်းများဖြင့်နန်းလက်မောင်းကိုဆေးစီကရေဘက်တိုက်ပေးဖို့ပြင်လိုက်ရေစိုးဝလေးဖြင့်ပေါ်နေသောခန္ဓာကိုယ်အစိပ်ပိုင်းများအဝတ်ဖြင့်ခပ်ဖွားဖွားတုပ်ပေးနေလိုက်သည်ထို့နောက်ရင်မုံအင်ကြီးကျဲသေးလေးကိုဖြုတ်ပြီးအဝင်လဲပေးဖို့လို့တော့
ရင်ဘတ်တွင်သူမဓာဖြင့်ထိုးခဲ့ဘူးလို့ရထားသောမာရုပ်ကိုတွေ့လိုက်ရသဖြင့်မောင်ရင်ထဲအောင်တက်လာရသည်မမီကိုအင်ကြီးလဲပေးပြီးနောက်အောက်ထပ်ဆင်းလာခြင်းကိုရဲရင်ကိုတွေ့လိုက်ရ၏ရဲရင်ဟာမောင်ကိုတွေ့လိုက်၍အံ့ဩနေပေါ့မမလေးမမီလက်မောင်းမှာတရားရထားတယ်ရှက်ထီတာမို့ပြင်းတော့မပြင်းပါဘူးမောင်ဆေးထည့်ထားပြီးတယ်ရဲရင်ကမောင်ကိုကောင်းချင်းပြနေတော့လဲတခုခုကိုမေးချင်နေသည်ပုံစံပဲသို့တော်မောင်စကားများသိမ့်မပြောချင်ပါထို့ကြောင့်မိဖို့ဘက်သွားကမမီတို့လိုအပ်သည်တို့ကိုပဲပြင်ဆင်နေလိုက်မောင်စားကြမ်းမဲ့၍အခန်းထဲပြောင်းသွားတော့မမီကနိုးနေပြီမမီဗန်းလေးသဘောပေါ်ချကမမီနဲ့တူသွားရမမီသူမကိုကြည့်နေတော့အချီတို့ကတိတ်ဆိမ့်တန်နေသည်မမီနားနေသေးလားဒီမှာဘာလုပ်နေတာလဲသူမမေးသည်ကိုမဖြေပဲပြန်မေးနေတော့မမီကြောင့်မောင်မျက်နှာလေးအနှဲငယ်ပြန်ရုံတော့တော့လေမမီတရားရထားလို့မောင်ဆောင်ရှောက်ပေးချင်လို့ပါမမီကခက်တီတီနေထားဖြစ်ပြီမလို့ဒီမှာလူအများကြီးရှိတယ်မင်းသွားတော့မောင်မမီရှေ့ဒူးထောက်ချလိုက်မမီနဲ့ခွဲခဲ့ရတော့တင်တာဒီမောင်အတွက်ငရဲလို့မောင်မမီနဲ့ထက်မခွဲနိုင်တော့ပါမမီနဲ့မခွဲနိုင်လို့ပါတောင်းပန်ပါတယ်မမီရဲ့မောင်မမီနာကနေထက်မနေပါနဲ့တော့မင်းပေးတဲ့ဒဏ်ရာတွေကတနှစ်နဲ့ပြောင်းမယ်ထင်နေသလားအေဂရီမောင်နှုတ်ဆက်မိသွားသည်မမီပြောတာလည်းမှန်နေတာဟုတ်မောင်သိပါတယ်မမီကမောင်အတွက်အများကြီးစီစဉ်ပေးထားတာဟုတ်မောင်မသိပဲယူမိုက်ခဲ့တာမောင်အပြစ်ကခွန်းလို့စရာမရှိပေမဲ့မမီအနားမှာနေပြီးအပြစ်ကြွေးဆက်ချင်လို့ပါနမ်းမောင်ကိုခွန်းလို့ခဲ့ပါသည်ခွန်းမလို့စရာကိစ္စတွေကျူးလွန်ခဲ့တာတောင်ခွန်းလို့နိုင်ပါသည်မောင်ကိုနမ်းအများကြီးချစ်လွန်းလို့အုံနောက်ကိုနှလုံးသားကအနိုင်ယူကခွန်းလို့ပေးနိုင်ခဲ့သည်သို့တော်လည်းမောင်အားပြန်လက်ခံဖို့ရနမ်းမရဲတော့ပါအလိုမတူပဲကာမဆက်ဆံခံရခြင်းဟာနမ်းသိမ့်လန့်ခဲ့သည်သူမကတော့မောင်ပေါ်စီးတစ်ခုထားကချစ်တီစိတ်ကိုတောင်မျိုးသိခဲ့သည်မောင်ကသူမကိုဒီလောက်ထိလှုပ်ရသည်ငါနားမနေနဲ့တော့မောင်ဒါငါပေးတဲ့အဖြစ်ပဲယုံကြည်မှုစကလုံးသုံးလုံးနဲ့ဆိုတော့လေလေးနဲ့လုံးသည်ယုံကြည်မှုရရှိဖို့ရနှစ်ပေါင်းများစွာတိဆောက်ယူတော့လေပျက်စီးဖို့မှာတော့စက္ကန့်ပိုင်းမိနစ်ပိုင်းသာကြာ၏မောင်မမီယုံကြည်မှုကိုခက်ခက်ခဲရခဲ့ပြီးမှဆုံးရှုံးလိုက်ရပြီမမီကမောင်ကိုတော်တော်လေးစိန်တာသလိုကြောက်သွားသည်ထင်ပါ၏မနေ့ကတညလုံးမောင်ကိုအတွေ့မခံမဲ့အခန်းတကားပိတ်ထားသည်ဒီမနက်လဲ၈နာရီကျော်နေပြီဆင်းမလာသည်အိမ်ကူများအခန်းတကားခောက်တော့ပြန်တော့ဖြေ၍နေကောင်းမို့မောင်ဆန်အိမ်အောက်ထက်နဲ့စိတ်ညစ်ညစ်နဲ့ထိုင်နေစဉ်ကိုရဲရင်ကမောင်ပေးလာရဲ့၏တခင်မမလေးကိုချစ်ပါတယ်မောင်ကောင်းကောင်းလည်းပင်ခက်ရေးရေးပြုံးမိသည်မောင်သိပါတယ်မမီမောင်ကိုချစ်တယ်ဆိုတာဒါဆိုဘာလို့တခင်မကိုတစ္ဆာဖောက်ခဲ့ရလဲမောင်နဲ့အဖြစ်မရှိထိုးချင်းကမောင်ခန္ဓာကိုယ်ရဲ့တရေများစီးနေသလားဒီလောက်တောင်တုံးအခဲ့သူဟာအေဂရီမောင်နဲ့လားတခင်မလေးငငယ်တွေကတိတ်တဆိတ်ဆောက်ရှောက်ပြီးဘူးကိုရန်တော်တွေအမြဲလွတ်ထားတာမောင်မျက်ရည်ဝိုင်းလာ၏တောင်းပန်ဖို့ရန်လဲမမီကလည်းမခံသူမနဲ့ဝေးဝေးနေခိုင်းတာလဲမောင်ကိုအပြစ်ပေးတာတဲ့သို့တော်ထိုအပြစ်ကိုမောင်မနာခံနိုင်ပါမမီနဲ့ထက်ခွဲရရင်သေးလိမ့်မည်မမီကိုဘလို့ပြန်ပေးဆက်ရမလဲတောင်မသိတော့ပါဘူးနောက်ကျသွားပြီလို့ကျွန်တော်ထင်တယ်မောင်မမျောလင်းချက်မရှိတော့ဘူးလားထိုအချိန်မှာပင်လေကားပေါ်မှဆင်းလာတော့မမီမျက်နှာကအလန်းကြီးမဟုတ်ပေမဲ့တင်းမာနေသည်မောင်ပထမဆုံးနေ့ကစတွေ့ခဲ့ဘူးသလိုပေါ့မမီမသွားသေးဘူးလားနင်နာလွယ်လို့ကြိုက်တဲ့အပြစ်ပေးပါမမီရဲ့နမ်းပါလို့ရမလဲမောင်ကိုတွေ့တိုင်းစိတ်ကပျော့ပြောင်းကျင်လာသည်နမ်းမျောလင်းခဲ့သည်မောင်ထမ်းမှချစ်သည်ရမတ်တွေပြည့်နေတဲ့ကြမ်းကြမ်းနန်းချစ်မဟုတ်နမ်းယူကျင်လာပြီတကယ်တော့မောင်ကိုသိချစ်သည်မောင်ငွေသက်တို့ကိုတိမ်ပြန်လို့သည်တို့ပေမဲ့မောင်ကြောင့်သူမရရှိခဲ့သောစိတ်တန်ရာတို့ကြောင့်နန်းဟာအချစ်ကိုထက်မခံစားရတော့ပြီအထူးသဖြင့်မောင်ရမတ်တို့ကိုကြောက်ပါ၏သူမရှိတွင်ညွညွငငယ်ရနေသောမောင်ကိုနမ်းဆိုင်ကြည့်ငါမင်းကိုငါဘေးမှာထားဖို့မတတ်တည်ဘူးမမီမောင်တုံလို့ပါသည်မမီတကယ်မောင်ကိုယွန်းသွားတာပဲမရဘူးမမီနဲ့မနေရမှာတော့မောင်တက်ရှင်နေတာဘာလုပ်ရမှာလဲမောင်သူမတမြောင်ကိုမမီလက်ထဲထည့်ပေးလိုက်ပြီမောင်ကိုတက်လိုက်ပါအေဂရီမောင်ဘာလို့နန်းကြီးစကားပဲမဆုံးမောင်ဟာသူမလက်ဖြင့်တမြောင်ကိုက်ထားသောနန်းလက်ကိုဆုပ်ကန်ပြီးမောင်ရင်ဘတ်အားထိုးလိုက်မောင်နန်းအတန်အတော်ကျသွားသည်ဒါကအတွန်းထဲထိတိတ်ဆိုင်မတော့နန်းတရီထားကအမြန်ထိလိုက်လို့တော်သေးသည်သို့တော်မောင်ရင်ဘတ်မှသွေးထွက်လာတော့နန်းအတော်လေးစိုးရိမ်မိသလိုသူမဘာနာကျင်လာသလိုခံစားရသည်မောင်မင်းယူနေရလားမောင်ပြုံးလိုက်ကမောင်ကိုသိခွင့်ပေးပါတော့မမီနာမနေရရင်မောင်တကယ်သိမှာနန်းကောင်းတစ်ခါကဖြင့်အဲ့ကိစ္စနောက်ထားစမ်းမှာသွေးထွက်နေပြီနန်းမောင်လက်ကိုဆွဲကအခန်းထဲခတ်တော့ဝင်သွားရင်မောင်တရားကိုဆေးထည့်ပေးနေလိုက်သည်ဒါကနည်းနည်းပဲဝင်သွားသည်မို့မပြင်းထန်ပါမောင်ကိုချစ်တော်နန်းကြီးချစ်သည်928ရော1500ရောပေါင်းဆက်သည်ကလေးဘွားတွေကသမီးလေးလိုချစ်ပေးခဲ့ရမှအရွယ်ရောက်တော့အစ်တကားသားမိဆုံးမှကြောလွန်ချစ်မိသည်ဒါကြောင့်မောင်နာကျင်ရတာကိုနန်းမမြင်ရမောင်ကိုသူမအနာထားခြင်းပါသည်သို့တော်လည်းနန်းဤရင်နေတိုင်းမောင်ကိုအန်ရတစ်ခုလိုဆွဲမှတ်နေမိသည်
အဓိကကတော့တက်နဲ့မမေကိုနန်းအားနာသည်ရှက်လဲရှက်သည်တက်ရှိတွင်ပြောညံခဲ့ရတာများပြီရခင်ကသူမကိုယ်တိုင်တက်ကိုအရှုံးသမားဟုပြောခဲ့ပြီးသည်အခုတော့နန်းကိုယ်တိုင်အချစ်ကြောင်အရှုံးသမားဖြစ်ခဲ့ရပြီနန်းထပ်ပြီးမရှုံးလို့တော့ပါတည်သွားရင်အားလုံးပြီးသွားမယ်ချင်းလို့လားလက်ရှိငေးရတော့မောင်လွတ်ပြီးပါမီပြောတော့အပြစ်ကြွေးဆက်မယ်တဲ့အဖေလိုပဲအပြောကောင်းတယ်ရခင်ကဆိုမိဘထင်လေးဆက်ဆက်ကျဲသည့်မောင်ဟာအခုတော့ငြိမ်နေမိသည်မောင်ဖေဖေကအလူကောင်းတရားမဟုတ်တကယ်တော့မောင်အဖိုးနဲ့အဖွားကမမိဖေရဲ့အလုပ်သမားမောင်အဖွားကမောင်ဖေကိုမွေးပြီးချင်းဆုံးသွားသည်တိတ်မကြမီအက်ဆီဒန့်ကြောင့်မောင်အဖိုးလည်းဆုံးသွားတဲ့ဖြင့်မမိဖေကမောင်ဖေကိုမွေးစားကသားရင်လိုချစ်ပေးခဲ့သည်ဒါဟုဖေဖေကကျေးဇူးကမ်းလောဘတက်ဆိုင်တခင်မနေရာရခဲ့သည်မမိကိုအမြဲလှုပ်ကြံခြင်းနေသည်သမိုင်းကြောင်းစုံကိုဖွားဖွားကမောင်ဆိုင်အိမ်မှထွက်ခဲ့သောနေ့ကပေးလိုက်သည့်ထုတ်ထန်းစာရေးထည့်ပေးလိုက်သည်ဖြင့်မောင်အားလုံးသိခဲ့ပြီမောင်က pianist မဖြစ်ရလို့မောင်ကိုအလုပ်ခွင်နဲ့အတွင်းတယ်လို့မမိကိုမုန်းသည်တကယ်တော့မမီကသူမဆေးရုံဤဆေးရုံနေရာကိုမောင်အားဆက်ခံခိုင်းကြလို့လေ့ကျင့်ပေးနေခြင်းဖြစ်သည်မမီကမောင်ကိုတိတ်ကိုးစားယုံကြည်ခဲ့သည်မောင်ကတော့ပြန်မတွေးရဲလောက်သည်ဖြစ်မောင်ပါကြောင့်မိမမျိုးရတာလေမိုးချိုးပြစ်မခံရတာလေမဟုတ်ဘူးမောင်လက်ရှိငရဲကိုခံစားနေရသည်မမီအမုန်းသည်မောင်အတွက်ငရဲမောင်တာဝန်ယူခြင်းနဲ့မမီအာတင်းပြောလိုက်ပုံပေါ်သည်မောင်မျက်နာကမဝင်မရဲမောင်ကမမီကိုတာဝန်ယူခြင်းနဲ့ဘလို့ပဲမိန်းကလေးချင်းဖြစ်ပါစေမောင်မမီကိုတာဝန်ယူပြရစီမမီကလောင်ပြုံးလေးဖြစ်ရီပချိုင်ရှိသူလေးမို့ပချိုင်လေးကထင်ကနေတိတ်လာပါသည်သို့တော်လဲမမီကနာကြည့်နေဟဲ့အကြည့်တို့ဟာကြောက်ဖို့ကောင်းတယ်လို့မျက်နာလဲနေလာသည်ဘလို့မိန်းမမျိုးကမရင်းကောင်လင်းတော်တယ်လဲမောင် sorry ငါတို့ကမိန်းမချင်းဆိုတော့မရတော်တယ်လဲပေါ့မောင်မျက်နှာညိုလာသည်ပြိုးကြတော့မဲ့မိုးလိုညိုမဲလာသည်မောင်မျက်နှာမောင်ကမမီရှိဒူးထောင်လိုက်မိပါသည်မောင်စိတ်မထဲနိုင်ကြလို့ပါမမီပြောသလိုမောင်ကမရင်းသမားမဟုတ်ပါဘူးမမီရဲ့မောင်ဘယ်တော့မှမမီကိုအဲ့လိုမလုပ်တော့ပါဘူးလောက်ခဲ့ပြီးပြီမမီကိုအမြဲတမ်းနဲ့ချစ်ပေးပါပါမောင်ကိုခွင့်ရေးပေးပါမမီဟာမောင်ကိုတိတ်ဆိတ်ပြတ်နေမှန်းသိတာလို့ဒီမောင်ကိုစားတွေ့တဲ့ချင်းဝမ်းသာနေဟန်လေးပြင်မမီဟာအတိတ်ကိုပြန်တွေးမိသွားပါမေငါတဲ့ပဲပြောမေငါနင့်ကိုသမီးထက်ပို့ချစ်ခဲ့တယ်နင့်အပြောတွေကြားငါရင်ခုန်ခဲ့ဘူးတဲ့ငါတွေးနေတာတစ်ချိန်မောင်သာဖွင့်ပြောရင်ငါလက်ခံပြီးငါတို့နှစ်ယောက်ဘဝကိုပျော်ကြီးဖြတ်တန်းကြမယ်ပေါ့ငါလိုချင်တာ sex မဟုတ်ဘူး love မောင်ကမမီကိုရဲရဲတောင်မကြည့်ရတော့ပါသူမမြေအောက်ခန်းထဲမမီကိုလှုပ်ခဲ့သည့်ပုံရိပ်တို့ဟာအတွေ့အကြုံတစားချင်းပေါ်လာ၏Shall we start again မမီတဲ့လားမင်းငါ့ကိုတန်ဖိုးမထားဘူးမညာတာဘူးငါအသက်အရွယ်40ကျော်ပြီမောင်အဲ့အချိန်ကလည်းငါဘာမှမစားရမတောက်ရလို့အားနေနေတဲ့အပြင်ငါမှဒဏ်ရာတွေနဲ့လှုပ်တင်လားမင်းတွေးကြည့်စမ်းတောင်းမှန်ပါတယ်မမီလူအသိစိတ်ရှိရင်ကျွေးတဲ့လက်ကိုပြန်မကိုက်ဘူးမောင်အဲ့တော့ငါနန်းကထွက်သွားပြီပါအားနာတတ်တဲ့စိတ်ရှိသေးရင်ငါမျက်စိရှိရာထွက်သွားပေးစမ်းပါမမီစကားတော့အလွန်မှန်ပါသည်မောင်မအသိစိတ်ရှိသေးရင်မမီနန်းမှာဆက်မနေသေးပါမျက်နာပူတဲ့ပါသည်အကောင်းဆုံးဖြစ်တာအသက်ရှင်လက်ပင်နောက်တို့ဖြင့်ဆက်လက်ရှင်သန်နေခြင်းဖြစ်သည်မောင်ကောင်းငိမ့်လိုက်ဒူးထောင်နေရာမှထားလိုက်ကမမီမှန်ပါတယ်မောင်ထွက်သွားပါမယ်ဒါပေမဲ့မဟုတ်မမေ့လိုက်ပါနဲ့မမီမညံထဲမှာမောင်တို့ရဲ့ဖြစ်တည်မှုရှိနေပါစေမမီကိုချစ်တယ်မောင်ကဒုတိယကြိမ်နောက်ဆုံးနေဖြင့်မမီကိုထပ်မံပွေးဖက်လိုက်မမီဟာမညင်ပါသို့တော်မမီလည်းခံစားနေရမှာမောင်သည်မောင်မမီထဲမှာလက်ထွက်ကအခန်းပြင်ရောက်တော့ဒီလေးလည်းရောက်နေသည်အကိုရဲရင်ဆက်သွဲထားတာဖြစ်ပြီဒီလေးမဟုတ်ခွလို့ပါဒီလေးကဘာမှပြတ်မပြောတက်ပြင်းချလိုက်ပြီကောင်းကောင်းအသက်ရှင်မောင်ဘဝကိုအပြတ်မခံပဲမင်းမမီတင် जा ပေးခဲ့တဲ့ပညာတွေနဲ့လောကကိုအကျိုးပြုပါမောင်ဒီလေးကိုခက်ရလေးပြုံးပြ၏မောင်လိမ်ပါတော့မယ်မောင်သွားပြီနော်ဒီလေးတရရထွက်ကားသွားတော့မောင်ကားလေးကိုနန်းပရိမောင်မှငေးနေပြီတက်ကနန်းဤပခုံးကိုခတ်ပေါက်ကလည်းတော့မျက်ရည်စားများဝဲနေသောမျက်ဝန်းတို့ဖြင့်နန်းဟာလဲကြည့်လာသည်ခွန်လွန်နိုင်ပြီမလားဘာလို့နေလိုက်တာလဲထပ်ပြီးမွေပွေးခပိုင်မပိုက်ချင်တော့ပါဘူးတက်ရဲ့စိတ်မပါသည့်လေးသားဖြင့်ပြောလိုက်တော့နန်းကိုတက်သည်ပြုံးသည်ဆိုတော့တော့ပြုံးလေဖြင့်ရှင်ခွဲဟာသိဆိုမှမမသူ့ကိုအနားမှာပြန်မထားရဲဘူးတက်တို့ကိုအားနာလာပြီတခါတည်းအုံနောက်ထဲနှလုံးသားကိုလည်းဦးစားပေးရမယ်နော်မမတဲ့ဤစကားကြောင့်နန်းကကြီးလေသည်ကြည့်ပါဦးအမကိုအချစ်စရာမကြီးလုံနေတာအင်းပေါ်လေပိုင်ရှင်ရှိလူတန်းစားဆိုတော့လေသူမလက်မလက်စလေးကိုကြည့်ရင်ပြောလိုက်နန်းကြောင်တက်ကလက်ကလေးကိုအသားဖွက်လိုက်
လွန်ခဲ့သော6လခန့်ကချမ်းတီတက်ကိုဖွင့်ပြောခဲ့သည်တက်လဲချမ်းပေါ်တန်ရုံးစင်ရှိသည်မို့နှလုံးသား၏အလိုတိုင်းချမ်း၏အချစ်ကိုလက်ခံခဲ့၏လက်ထပ်ပွဲလုံးမဲ့တကယ်ဖြစ်နေသောချမ်းကိုတတ်တားထားရသည်လာပိုင်းလောက်နဲ့တော့လက်မထက်ခြင်းသည်ပါနန်းရောမိမိကတက်ကိုချမ်းနှင့်သဘောတူထားပေသည်ငယ်မတယောက်ကတော့စွန်လေးဖြစ်တော့လဲနန်းကမှုအခြေရေးကံမကောင်းမေညနေမောင်တီနန်းအတွက်အချစ်များအားအစိတ်တော်လင်ကမောင်ကိုပြစ်လိုက်လေရောသလားအနာရှိလင်းဆေးရှိသည်အစိတ်ရှိလင်းဖြည့်ဆေးလည်းရှိမည်ခမ်းမကြီးတစ်ခုတွင်ပြန့်လွန်နေသောမင်္ဂလာသခြင်းနဲ့ဒေါက်တာချမ်းရည်မျိုးနှင့်တော်ဝင်သခြင်းဆန်၏ဒုတိယသမီးတက်လျာသခြင်းတို့၏ထိမ်းမြမင်္ဂလာပွဲကောင်းငင်ကြီးမှာကြည်လင်ကတိန်ဆိုင်တေးလေးတို့သည်တလွင်လွင်ရာသီဥတုသည်တာရလာသည်ခမ်းမကြီး၏ပြင်ဆင်မှုမှာထဲဝါလာသလိုမင်္ဂလာဆောင်တွဲဟာလည်းတိတ်လာနေသည်အဖြူရောင်တို့သမီးဝတ်ဆုံးဖြင့်တက်ကိုကြည်ရင်ချမ်းအကြည့်မလွင်နိုင်ပါကလေးဘွားတွေကခိုးချစ်လာသူအမကြီးကိုခုတော့ပိုင်ဆိုင်ခွင့်ရပြီချမ်းနဲ့ချစ်သူတက်တန်း3နှစ်ပြည့်ချိန်၌တက်ဟာလက်ထပ်ဖို့လက်ခံခဲ့သည်ဂျားခါလာများနဲ့နန်းတီလည်းရခင်ကလိုတက်ကြွဖြစ်လာကလုပ်ငန်းများကလည်းပုံမအောင်မြင်လာသည်ရန်သူများကလည်းဘဲပြောက်ကုန်ကြသည်မသိလို့နန်းဟာလည်းအနေများသည့်အလုံးမျိုးမလုပ်တော့ပေပြောက်နေသူတို့ကတော့မောင်နှစ်နှစ်ကျော်လုံးမောင်တရင်အစားနာမရတက်ဆုံစမ်းကြည့်တော့မောင်ကနိုင်ငံခြားရောက်သွားသည်ဟုထင်ရသည်သို့တော်ဖုံးလဲဆက်မရသလိုဘာမှကိုဆက်တယ်မရအခါတရံနန်းကမောင်ပုံကိုကြည့်ကြည့်ပြီးကြိတ်လွမ်းနေတာတက်သည်ပြိုးထောင်ခဲ့သည့်ဘန်ကလီယာမြည်သည့်ဥယျာဉ်မှုဟာဆုံးရှုံးခံနိုင်ပြီနိကန်ဆိုးကျင်တော့ဘန်ဟာအစိပ်ပန်းဖြစ်ကဥယျာဉ်မှု၏အသက်ကိုတောင်ချင်းချောက်ခဲ့သည်ဥယျာဉ်မှုမြည်သည့်တော့မိမိပြိုးသည့်ပန်းဘဲပန်းဖြစ်နေပါစေမျက်နှာစေချမ်းတဲ့ဘာကိုရုတ်တရက်နမ်းလိုက်တဲ့ဖြင့်တက်ကမျက်နှာလေးရဲသွားကဘာလုပ်တာတော့ကိုဇနီးကိုနမ်းတာလေမမတက်ရဲ့ဘယ်သူကဇနီးမင်္ဂလာတောင်မဆောင်ရသေးပဲခဏနေဆောင်တော့မအောင်တက်ဒီမျက်စောင်းလေးလှမ်းထုတ်လိုက်စဉ်တကားဝမှလက်ပိုက်ကြည့်နေသောနန်းကိုမြင်လိုက်ရတက်ရီဖြက်ဖြက်လေးဖြင့်နန်းကိုလှမ်းကြည့်မိသည်မမဘာရက်လုံနေရလဲပိုပိုတဲတဲတွေမျက်စိနောက်လို့မပြောပဲရက်နေတာလေနန်းပေါ်စမ်းကြောင့်တက်တို့ရီမိသည်အစင်းသင်းဖြစ်ရင်လာလို့ရပြီချမ်းတဲ့လက်ကလေးအားဆုပ်ကန်လိုက်ထိုလက်လေးတွေနှွေးထမှုဖြစ်ပါသည်တက်သိရင်ခုံပါသည်ချမ်းရည်မျိုးဆိုသည့်နာမည်နဲ့လည်းအောင်သူမအားချမ်းမြေတာယာမှုတွေပေးမိချမ်းနှင့်တဘွားတီထောင်မှုရေးတက်လျာသစဉ်စိတ်အားထက်သန်မိပါ၏ယနေ့ညမှာတက်နှင့်ချမ်းရည်မင်္ဂလာဦးညသတော်သမီးဝတ်စုံလေးမလဲရသေးပဲကရင်မော်ထိုင်နေသောတက်ကိုချမ်းတစိမ့်စိမ့်ငေးနေမိပါသည်ချမ်းကရင်မော်သွားပြီးတက်၏ဘွားလေးကိုစဖြုတ်တော့တက်ကရှုတိုးရှန်တယ်လေးဖြစ်ရေချိုးမယ်ကိုဘာသာဖြုတ်လိုက်မယ်ရတယ်မချိုးနဲ့လေမမတက်ရဲ့မနေ့ကချိုးထားတယ်မလားထက်ချိုးမလို့မချိုးနဲ့နောက်မှချမ်းနဲ့တူတူချိုးမယ်တက်ဒီချမ်းကိုမျက်စောင်းလေးထုတ်ပြန်ဒီချမ်းကတော့တခိခိကြီးနေဒီညမင်္ဂလာဦးညနော်မမတက်တက်ဤလေလန်လေးကိုနောက်မှနန်းရင်ပြောလိုက်တော့ချမ်းချောင်းတက်ကြက်တီးထားမိသည်ချမ်းကမထိတတိပြင်တက်ဤခုတ်သားလေးကိုနန်းနေရာမှာတက်ကိုကရင်မော်လဲချလိုက်ပြီတက်အပေါ်မှာအုံမိုးကတက်နှခမ်းများကိုနန်းဆိုင်မယ်လို့ပြောင်းလဲသွားသောအခြေအနေโอเคမမတက်တို့ချစ်ကြရအောင်ချမ်းဒီနေ့အစည်းအဝေးကဒီလောက်ပါပဲအစည်းအဝေးခန်းတွင်မှအတန်ဩဇာအပြည့်ဖြင့်ပြောနေသောမျိုးသမီးအရှင်ကြောင့်အဖွဲ့ဝင်များအားမလုံးမရှက်မရဲကြပြီးပါပြီဟုသောစကားကြားမှာအလုံးအားအစည်းအဝေးခန်းမှအလိုလိုထွက်သွားကြသည်နေ့ကျော်တွင်နန်းကကွန်ဖီဒန့်ပိုးရှိလာသည်ရခိုင်ကထက်ပိုပြတ်သားလာသည်ပိုလဲလှလာသည်လက်မလျှော်တန်းပိုးပန်းကြသူများရှိပေမဲ့နန်း၏မျက်နှာပေးကြောင့်အနာတော်မကဲ့ရဲကြသို့သောထိုထဲတွင်အဆက်ဟောင်းဒေါက်တာထက်ကိုတော့မပါမောင်အိုမတွေ့တဲ့ကသူဟာနန်းကိုလိုက်ပို့၏နန်းကလည်းညင်းစေယနေ့လည်းအစည်းအဝေးခန်းမှထွက်လာသောနန်းတော်သို့ထက်ကိုကမန်းကနန်းလိုက်လာပြန်သည်ထက်ကိုတမန်းတိလိုက်၍နန်းလဲမကြည့်ပြီသူကအာပြဲဖြင့်အော်နေသာနန်းခြေလန်းတို့ကိုရက်တန်လိုက်သည်နန်းကိုနန်းနဲ့စကားပြောချင်နေတာကျမတော့ဒေါက်တာထက်ကိုနဲ့ပြောစရာမရှိပါဘူးနေ့တွေလဲကြာပြီကိုလက်ခံပေးပါတော့နန်းသားပြောမိပါသည်ထိုပြောလေးမှာချိုးတရားနဲ့ကြောချမ်းချင်းစပွဲကောင်းနေတာတော့မှန်ဒေါက်တာထက်ကိုအယိုးဆွေးတဲ့အထိကျမအဖြေကအရင်တိုင်းပါပဲအပြက်ပြောကလှည့်ထွက်မဲ့ချိန်ထက်ကိုဟာနန်း၏လက်ကိုလှမ်းကင်မှုစူးစမ်းသည်သို့တော့နန်းလက်ကိုမထိလိုက်ခဲ့သူ့လက်ကိုလာကင်သူမကတော့အေဂရီမှာမောင်တို့တော့နန်းအံ့ဩရပြန်ပါပြီနှစ်ပေါင်းမှာစုစုပေါင်း3နှစ်ရှိပြီဖြစ်၍မောင်ပေါ်ထားသောနန်း၏စိတ်ဟာဖြေးလျှော့ကျင်လာပြီမမီကိုမောင်လိုက်ရှာနေတာမောင်ကိုတွေ့လိုက်သည်နှင့်ထက်ကိုကကရုံးငယ်ဖြင့်လစ်တော်သည်မောင်သူ့ကိုပညာပေးမှု၍သူကြောက်သည်နန်းမောင်ကိုတစ်ချက်ပဲကြည့်ကားစီထွက်ခဲ့တော့မောင်ကဘေးခန်းကိုအမြန်ဝင်ထိုင်ဘာလုပ်တာလဲမမီနဲ့တူလာပြန်နေမလို့ဘသူကလက်ခံလို့မောင်ဟာနှခမ်းဆွေရဲ့ကလေးတယောက်လိုချွဲသည်3နှစ်တောင်ဖြစ်ပြီးတော်ရောပေါ်တီလေးစီအားကြားပြီးပါ၏နော်မမီကမောင်ကိုလွမ်းနေရဆိုနန်းအန်လေးအတန်ကြိတ်လိုက်မိတက်လျာသစဉ်ဒင်းရတော့လေမောင်3နှစ်လုံးလုံးနိုင်ငံသားမှလေမိဘမဲ့ကေဟာကလေးတွေကိုကျမရေးစောင့်ရှောက်မှုပေးနေတာကုသိုလ်ရတာတွေလုပ်နေရလေနန်းကဘာမှပြန်မဖြစ်မောင်ပြန်လာတာကိုပြောတော့ပြောပေးမဲ့နန်းရင်ထဲမောင်ကိုချစ်သည့်အခြေဟာတိတ်ပွင့်ထွက်မလာရဲ့ပါနှလုံးသားသည်တန်ကြိုးခတ်ခန်းထားရသည်ပမာတော့ကတော့အေဂရီမောင်ထန်တွင်ဖြစ်နိုင်သည်ကားပေါ်ကဆင်းမောင်
မမီနဲ့မင်းဘာမှမဆိုင်တဲ့သူတွေဆိုင်တာပေါ့မမီကလည်းနန်းမျက်မှောင်လေးကြုံကမောင်းကိုကြည့်ငါတို့ကဘာဆိုင်တော့လို့လဲပြောစမ်းမအောင်မောင်နန်းဤမျက်နှာနဲ့အနီးဆုံးနေထားထိတိုးကလိုက်ကနှကန်းတက်တွင်အပြုံးတစ်ခုဖန်တီးလေမောင်ကမမီအယုတ်မမီကတော့မောင်ပိုင်နဲ့မွေးစားမိမိပေါ့အေဂရီမောင်ဤအပြောတို့ကြဒေါ်နန်းမြင့်သစင်တယောက်အရှုံးဤထက်ရှုံးအုံးမီမာလာဆိုသည်ကတော့မသေးကြနန်းဤနှလုံးသားကိုဖွင့်မဲ့တော့ကတော့အေဂရီမောင်ထန်းတွင်အရန်တင်ပါလာသည်ဟုယူဆရသည်မောင်ဒီစကားဆုံးနန်းဤလက်နှစ်ဖက်လုံးကိုခတ်ဖွားဖွားစုပ်ကိုင်းမြောက်လိုက်ကနန်းမျက်နှာနဲ့သူမမျက်နှာကိုအနီးကပ်ဆုံးအနေထားသို့ပြောင်းလဲလိုက်သည်မော်နီမာမီဟဲ့မြတ်စွာဘုရားအဲ့ရမနိုးနိုးချင်းသူမမျက်နှာနဲ့အနီးကပ်အနေထားပြီးမောင်ကိုတွေးလိုက်ရ၍နန်းဖျားတားမိလိုက်သည်ပြန်တွေ့သည့်ရမစဒီကောင်မလေးဟာအိမ်မောကနေကုတ်နဲ့ကောထုတ်တောင်မတော်တတ်တို့ရောမေမေရောကမောင်နဲ့နန်းကြဘာမှဝင်မဆက်တဲ့ဖြင့်နန်းလဲဘာလို့ဘာကြရမလဲမသိနန်းသူမကိုအနေနှင်းချလင်းလဲစားကြုတ်ရမောင်ကိုအမွေးမဖြတ်မချင်းမောင်ကမမိသမီးပဲဆိုကတွဲကန့်နေလေမောင်ကထိုးထိုးပြလင်းတတ်တို့ကရည်သည်နန်းကိုယ်တိုင်မောင်ကိုအမွေးမဖြတ်ရပဲအမွေသားအမွေကန်စားကြုတ်ကိုဒီတိုင်းထားတာမဟုတ်လားအေဂရီမောင်သူများအခန်းကိုကျူးကျူးကြော်ကြော်သူများခန်းမဟုတ်ပါဘူးမောင်မမီရဲ့ခန်းလေဖဲ့စမ်းပါမောင်သူမလက်နှစ်ဖက်ဖြင့်နန်းကိုထမြောင်ဘေးကနေချုပ်ထားသလိုအုံမိုးထားရနန်းကအတင်းယုံဤသို့တော်မောင်မဖက်ပြီနန်းဤနှကန်းကိုခပ်ပေါ်ပေါ်နန်းလိုက်ပြီပါဒီနေ့မနေ့အတွက်မော်နီကစ်လေးပေးပြီးပြီမျက်နှာမသိရသေးဘူးလို့မယုံမအောင်ကိုမမီပဲနန်းမောင်ကိုခပ်ပေါ်ပေါ်တော့ကကလေးမထားလိုက်အလောက်ကင်မရှိဘူးလားအေဂရီမှာငါအိမ်မှာပဲလာကတ်နေတာမောင်လောက်ကမမီစနေလုပ်ပေးဖို့လေမျက်ခုံးကို3ပွင့်လောက်ပင်ပြီးပြောလိုက်တော့မောင်ကြီးကနန်းပြုံးကျင်ပြီးသွားတော့လေမျက်နှာကိုထိန်းထားကရေချိုးခန်းနဲ့ဝင်သွားလေတော့သည်အာယာပွားစီလောက်ရင်အခန်းထဲဝင်သွားတော့နန်းကြောင့်မောင်ကတော့ရင်းမိလေသည်မမီစိတ်ပျော့လာတာမောင်သိပါသည်သို့တော့မမီကမောင်ကိုမူနေလေအပြိုကြီးတွေမူရင်သိကြောက်ဖို့ကောင်းပါသည်မမအစောကြီးပါလားဒီမနဲ့နိုးတာလဲစောတဲ့တက်ရင်နန်းကမိခင်တော်တီတီနွယ်ဤရာဘက်ဘေးခုံနေဝင်ထားရင်ပြန်ဖြစ်လိုက်တော့တက်မောင်ကိုလှမ်းကြည့်ရင်နိုးပေးမဲ့သူရှိလို့ထင်တယ်အခုတလောအမြဲစောနေရနော်တက်စကားကြောင့်မောင်ကပီတီတီလုပ်နေပြီးနန်းကတော့မျက်စောင်းလေးထိုးလေကဒေါ်တီတီနွယ်မှာတော့တပြုံးပြုံးဖြင့်ချမ်းကလည်းတက်ဤဘေးတွင်ရည်နေမင်းဘယ်နေပြန်มาလဲအေဂရီမှာဘယ်ကိုပြန်มาလဲမမီဘယ်ပဲပြန်ဒါဆိုမမီနှလုံးသားထဲပဲပြန်ဝင်တော့မယ်အချက်ကိုမရှိဘူးမောင်ဖလက်ကီစကေးချာနန်းကျွေစင်ရတော့လေမူရမာရလေးတော့ငါမူရပြန်ပြီမျက်နှာလေးနေပြီးသူမကိုခတ်တိုးတိုးညူးဆူစလိုလေးပြောလိုက်တော့နော်မောင်ချင်လွန်းလို့ပြုံးပြီးပဲကြည့်နေနိုင်တော့ဤထိုစဉ်အသက်ဟာသူမဘေးခုံမချမ်းဤလက်မောင်းကိုလှမ်းရိုက်လေသည်ချမ်းရိပ်မြောင်တွေ့လားသူများတွေဘယ်လောက်စကားတက်လဲမမတက်ကလည်းချမ်းကစကားမတက်ပြီမယ်လက်တွေ့ပြတတ်ပါတယ်ချမ်းရိပ်ဖြစ်ကိုတက်အားရပါရရည်လေသည်ချမ်းရဲ့စကားမှာတနည်းတစ်ဖုံတော့မှန်တယ်လို့ရှိသမီးမောင်ဟာလက်ရှိအလုံးမရှိတော့သမီးရဲ့ဆေးရုံကိုပဲခေါ်သွားလိုက်ပါလားနန်းအင်းနေလောက်နေစင်မခုတ်တတ်တဲ့အကြောင်းလို့တနာစရာမျက်နှာလေးလှုပ်ပြနေတော့မောင်မို့ကြောင့်တပ်ပြင်းအသာလေးချလိုက်ပြီဟုတ်ကဲ့မေမေမောင်ငါနဲ့ဆေးရုံလိုက်ခဲ့ဟုတ်ပါမီမောင်သွားပြင်ဆင်လိုက်အောင်မယ်နော်ကလေးလိုပြုံးရှင်ပြီးအဝတ်ပြေးလဲတော့မောင်ကိုတကြည့်ကြည့်နန်းကြိတ်ပြုံးရပြန်ပါပြီမောင်နဲ့ပတ်သက်လင်းစိတ်နာသည်မုန်းတီနာကြည့်သည်စသဖြင့်ခေါင်းစဉ်မျိုးစုံတက်ခဲ့တော့လေနန်းရင်နဲ့ခန်းစားချက်အစ်စ်မန်းကတော့မောင်ကိုချစ်သည်မောင်ကိုသူမနဲ့အဝေးပို့ခဲ့သည့်ကာလတစ်လျှောက်လဲနန်းမပြောခဲ့ရပါနေ့ညမောင်ကိုလွမ်းစိတ်ဖြင့်သာရှင်းတန်းခဲ့ရ၏မောင်ဟာဘလို့ပဲစိုးခဲ့ပါစေနန်းဘဝအတွက်မောင်၏ဖြစ်တည်မှုကိုလိုအပ်သည်ကလေးရွယ်မစားပြီးထိန်းချောင်းခဲ့လို့လားမသိထိုကလေးပေါ်928ရော1500နဲ့ရောပါနန်းချစ်မိနေတိတ်ငေးမနေနဲ့အောင်ငါကြက်တီးထလာပြီသူမကားမောင်းနေတဲ့တစ်ချိန်လုံးဘေးမှငေးနေတော့မောင်ကြောင့်နန်းမနေတတ်တော့မမီကအရန်လာတယ်46နှစ်ကျော်ပြီမောင်ရုပ်ကြပြီလေမဟုတ်ဘူးမောင်မြန်လုံးနဲ့မမီကလွန်ခဲ့တဲ့16နှစ်ကစတွေ့ခဲ့တဲ့မမီအတိုင်းပဲလှနေတော့နိုင်နှကန်းပါလေးထဝဲအပြုံးတော့ပွဲဒီအလိုလျောက်ပေါ်ပေါက်လာ၏ညာစားအောင်မယ်ပေါ့ဒါပေါ့မမီစီကညာစားရဖို့ကမောင်ရီမှန်းချက်လေရှားပြည့်နှကန်းကိုတန်ရင်ပြန်ပြေးလိုက်ဒီမောင်ကိုနန်းမျက်စောင်းလှလေးထိုးလိုက်ပြန်သည်ထိုအခါမောင်ကနှကန်းဆိုရင်မမီမျက်စောင်းလေးတွေတဲ့အချစ်တွေသာပါရင်မောင်အချစ်ပေးတင်နေလောက်ပြီမမီနန်းအရှုံးပေးရပါပြီဒီကောင်မလေးစာငငယ်ကလေးကစကားတစ်ချက်ကနန်းမနိုင်ကြီးတော့ပိုးတောင်းတက်လာသည်မောင်ဒီစေးရုံနဲ့လည်းနန်းကိုတစ်ချိန်လုံးလိုက်ကြည့်နေကယောက်ျားတစ်ယောက်လောက်နဲ့မြန်နန်းစကားပြောမိနှခမ်းကရှေ့ကိုခြုံထွက်တတ်သည်မမီပြောခုနလူကဘာတူလဲစေးရုံကဆရာဝန်ပေါ့မမီကမောင်ကိုစိတ်မရှိသလိုကြီးဖြစ်တယ်ဟဲမောင်ကမျက်ရည်လေးဆန်းဆန်းဖြင့်ထိုင်ပြီးပြောနေရနန်းအာမိတ်ဒိတ်တန်တောင်ထွက်မိသည်
သူမမွေးခဲ့သောကြောင်းမလေးဟာ3နှစ်လောက်အလန့်ဝေးရတဲ့အကြောင်းပေါက်လေးပြန်ဖြစ်သွားတာလားမောင်မငိုနဲ့လေငိုမှာပဲမမီးကမောင်ကိုမချစ်တော့ဘူးတခြားလူတွေနဲ့ပဲစကားပြောနေတာမောင်ကိုလှည့်တော့မကြည့်ဘူးဒုက္ခပဲမဟုတ်ဘူးလေမောင်ရဲ့ဒါကအလုပ်ကိစ္စမို့နန်းပြောနေမှတရိယာသည်သူမဘာလို့မောင်ကိုချော့နေမိတာလဲထို့ပြင်နန်းဤလက်တို့ဟာမောင်မကွန်အားခတ်ဖွားဖွားကိုင်းလဲသားဖြစ်နေပြီးနန်းနောက်ကိုပြန်ဆုပ်သည်ချစ်ဖို့မကောင်းချွဲမနေနဲ့ခက်တီတီအနေထားပြင်ပြပြကြီးပြောပြီးထွက်သွားတော့နန်းကြောင့်မောင်တက်ပြင်းအသာချသည် Don't give up မောင်အပြိုကြီးအသေးကိုရအောင်ယူရမယ်မောင်သူမကိုသူမအရင်အားပေးပြီးနောက်မမီနောက်တို့ခြေလန်းကျဲများဖြင့်ပြေးလိုက်သွားခဲ့လေသည်နန်းအလုံးလုံးနေရပေမဲ့စိတ်ကတိတ်မပြောင်းမောင်เจ้าနေသည်နန်းအုံနောက်ထဲပြေးနှံ့နေရမကနန်းဤနှလုံးသားတဲ့ကိုပါလိုက်စားနေသည်အချိန်ဟာနန်းဤစိတ်ဒဏ်ရာတွေကိုကုစားလိုက်ပြီလားနန်းသူမနှလုံးသားနေရာကိုခပ်ဖွားဖွားအုပ်ကင်ပြီးတော့ရင်ခုန်တန်းတွေကထူနေသည်နန်းတေချာစစ်စစ်နေမိသည်အဖန်ဖန်ဆန်းစစ်သည်အဆုံးတွင်အပြေးရသွားသည်နန်းမြင့်သစည်းနှလုံးသားတကားသည်အေဂရီမောင်ကိုလက်ခံရန်အသင့်ဖြစ်နေပြီဆေးရုံတွင်ယနေ့လူနာအတော်များသည့်အရေးပေါ်လူနာများလည်းရှိသဖြင့်နန်းမှာအနာမရညနေဆောင်လောက်မှအားသဖြင့်အခန်းထဲခဏထိုင်နာနေတော့ခေါမောရန်ဒါစီသွားရအောင်မမီနေဝင်တာလည်းကြည့်လို့ရတာပေါ့ဆေးရုံ၏ခေါမိုးတက်တွင်စားတောက်ဆိုင်များလည်းရှိကဝရန်ဒါမှာရှုငင်းအတော်လှ၏နန်းကဆေးရုံကိုလုံးဝနိုင်ငံတကာအဆင့်မီတိဆောက်ထားရာမတိလင်းဟိုတယ်လို့တောင်းထင်ရသည်နန်းလဲလေကောင်းလေးသက်ရှုလို့သဖြင့်မောင်နှင့်အတူလိုက်သွားလိုက်သည်ညနေဆောင်ပြီးဆိုပေမဲ့နေကလုံးလုံးမဝင်သည်နေဝင်ချိန်ကိုကြည့်နေရင်မောင်တန်ခတ်အော်မှနူးညံ့စွာထွက်ပေါ်လာသည်ညခါဆိုနေမင်းရအနောက်တောင်ရက်ကိုဝင်သွားပြီးတက်ရှိတွေကိုတခဏတာခွဲခွာသွားတယ်နော်နန်းမောင်ကိုထောက်ကန်သလိုခေါင်းငိတ်မောင်ကတော့မမီကိုတခဏလေးတောင်ခွဲသွားမှာမဟုတ်ဘူးစကားတက်တယ်နော်မောင်ကပြုံးလေသည်ရုတ်တရက်ဒူးထောက်လိုက်ကအင်ကြီးအိတ်ထဲမှာလက်စွပ်ပူးလေးကိုထုတ်လိုက်လေသည် Will you marry me မမီနန်းပချိုင်လေးနှစ်ဖက်ခွက်ဝင်သွားသည်ထိပြောပြီးသူမလက်ကိုမောင်းထန်ကန်ပြီးက Yes မောင်နန်းဤလက်တော်တလေးတွင်လက်စွပ်လေးကိုစွပ်ပေးပြီးသည်နောက်မောင်သည်နန်းဤနှကန်းပါလေးအားတိမ်မွေ့စွာတိမ်ယူလိုက်သည်ချစ်တော်လေးတို့ရေစာရေးဆရာမကြီးကိုချင်းရေးသားထားတဲ့မွေးစားမေမေဇလန်လေးကတော့ဒီနေရာမှာတင်ပြီးဆုံးသွားပြီဖြစ်ပါတယ်ရှင်။နောက်ဆက်အားပေးခဲ့ကြတဲ့ချစ်တော်လေးတွေတယောက်ချင်းစီတိုင်းကိုလည်း Su Story Channel ကနေပြီးတော့ကျေးဇူးအများကြီးတင်ရှိပါတယ်ရှင်။နောက်ထပ်လည်းဘလို့ GL ဇာတ်လမ်းကောင်းလေးများကိုဖတ်ပြပေးသွားအောင်မလဲဆိုတာကိုတော့လာရောက်နားတော်တာဆင်အားပေးကြပါအောင်နော်။ကျေးဇူးအများကြီးတင်ရှိပါတယ်ရှင်။